ရှေးခေတ်ကိုအချိန်ခရီးသွားပြီးရောက်သွားတဲ့ကျွန်တော်ကလူကုန်ကူးပွဲစားတွေစီကနေငယ်ရွယ်တဲ့မိန်းကလေးတွေကိုမကြာခဏဆိုသလိုဝယ်ယူနေတယ်ဆိုရင်ဘလို့ထင်မလဲပုံငယ်လေးဘာမှမသိနားမလဲလေပိုသဘောကျတဲ့ကျွန်တော်ကိုလူတွေကတော့ကြွယ်ရမှာယွန်းစရာကောင်းတဲ့နာဦးကြီးလို့ချိန်ဆနေကြမှာပါဒါပေမဲ့တကယ်အမှန်တရားကတော့သူတို့ထင်တယ်လို့မဟုတ်ပါဘူးကျွန်တော်ဒီလိုလုပ်နေရတာက system စီကနေထောက်ပံ့ကြေးတွေရချင်လို့ပါ system ရဲ့စီးမြင့်အရအစမ်းကာလကျော်လွန်သွားရင်ထောက်ပံ့ကြေးကနှစ်ဆတိုးလာမှာမို့လို့ပါလက်ရှိအခြေအနေ system ကနေကျွန်တော်ကိုတရက်ကိုထောက်ပံ့ကြေးယွမ်10ပေးပါတယ်စံတစ်ချက်သားကို2ယွမ်ဆိုတော့တရက်စာထောက်ပံ့ကြေးနဲ့စံ5ချက်သားရနိုင်တယ်စီးပွားရေးဗျူဟာဒီခေတ်မှာအဲ့ဒီစံ5ချက်သားကိုပြန်ရောင်းရင်ကြေးပြား50ရတယ်အဲ့ဒီငွေနဲ့ပဲကျွန်တော်ကတစ်လကိုကြေးပြား200ပေးပြီးစက်တူရမ်းမီတာ100ကျဲတဲ့အိမ်တစ်လုံးကိုငှားခဲ့တယ်အဲ့ဒီနောက်မှာတော့ပဲပင်ပေါက်လေးတွေလိုပိန်နေနေတဲ့ကောင်မလေး3ယောက်ကိုကျွန်တော်ဝယ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့အနာဂတ်မှာထောက်ပံ့ကြေးတွေပိုရလာဖို့ပါပဲအခုကျွန်တော်အဖွဲ့မှာကျွန်တော်တယောက်တည်းပဲရှိသေးပြီးကျန်တဲ့3ယောက်ကအစမ်းကာလမှာပဲရှိသေးတယ်အစမ်းကာလကုန်သွားရင်တရက်ကို40ယွမ်ရလာတော့မှမို့ငွေကြေးချောင်လဲဖို့မျှော်လင့်နေမိတယ်အခန်းထဲမှာထမင်းစားဖို့ပြင်ဆင်နေတော့အသက်10နှစ်အရွယ်ဂျင်ရှိုးနဲ့10နှစ်အရွယ်ဂျင်ဝမ်တို့ကစပွဲပေါ်ဟင်းပွဲတွေလာချပေးတယ်ဟင်းတွေကိုတော့13နှစ်အရွယ်ဂျင်ကြီးကချက်တာပါတခင်လေးထမင်းစားလို့ရပါပြီတဲ့သူတို့3ယောက်စလုံးကိုပြီးခဲ့တဲ့ရက်ပိုင်းကမှပွဲစားစီကနေကျွန်တော်ဝယ်လာခဲ့တာအရင်နာမည်တွေကနားထောင်လို့မကောင်းလို့ဂျင်ဂျင်ရှုဂျင်ဝမ်ဆိုပြီးနာမည်အသစ်တွေပေးထားခဲ့တယ်စပွဲပေါ်မှာပကံလေးလုံးရှိတယ်ပကံလုံးအကြီးထဲမှာကြက်ဥတစ်လုံးပါတယ်စံပြုတ်ပြစ်ရှိပြီးကြံတဲ့ပကံလုံးအသေး3လုံးထဲမှာတော့စံပြုတ်ကျဲကျဲနဲ့စားနဲ့ဟင်းသီးဟင်းရွက်အနှဲငယ်ပဲပါတယ်ဒီလိုခွဲခြားဆက်ဆံတာကိုမလုပ်ဖို့ကျွန်တော်အကြိမ်ကြိမ်ပြောပေမဲ့သူတို့ကတော့လက်မခံကြဘူးတကယ်တော့ဂျင်းကြီးပြောတာလည်းမှန်ပါတယ်အရင်ကဆိုသူတို့ဘဝတွေကတော်တော်ဆိုးရွားခဲ့တာအခုလိုစံပြုတ်ကျဲကျဲတောက်ရတာကိုပဲသူတို့ကအယမ်းပျော်နေကြပြီလေအစတုန်းကဆိုကျွန်တော်နဲ့တဝိုင်းတဲတောင်ထိုင်မစားရဲကြဘူးဒါတွေကိုအချိန်ယူပြီးဖြည်းဖြည်းချင်းပြောင်းလဲယူမှရမယ်ဆိုတာကျွန်တော်နားလည်ထားတယ်ထမင်းစားပြီးတော့မနေ့ကနဲ့ဒီနေ့ပေါင်းရတဲ့ထောက်ပံ့ကြေးယွမ်20နဲ့စံ10ကျပ်သားဝယ်လာတာကိုဂျင်းရီစီပေးလိုက်တယ်ဒီမှာစံ10ကျပ်သားတထေးကျိုးရဲ့စံဆိုင်ကိုတွားရောက်ပြီးဟင်းစားနေနေဝယ်ခဲ့ကျန်တဲ့ငွေကိုစုထားလိုက်အခုဘယ်လောက်စုမိပြီလဲလို့မေးလိုက်တော့ဂျင်းရီကကြေးပြား346ပြားရှိပါတယ်တခင်လေးလို့ဖြေတယ်သူမခမညာငွေတွေကိုညီမလေး2ယောက်နဲ့အတူနေ့တိုင်းအချိန်ချင်းရေတွက်နေကြလေတပြားမှရော့သွားမှာကိုအရန်စိုးရိမ်နေရှာတာကျွန်တော်ကကြေးပြား300ယူခဲ့ဖို့ပြောလိုက်တော့တက်တာလေးတွေကနေငွေမဲတုံးလေးနှစ်တုံးတုံးကိုကြေးပြား100တန်းနဲ့ကြေးပြားပြား100ကိုတေချာရေတွက်ပြီးလာပေးတယ်ငွေရယူပြီးကျွန်တော်လမ်းမပေါ်ထွက်လာခဲ့တယ်မြို့လေးကတေးသေးလေးဆိုတော့ခဏလေးနဲ့ပွဲစားဆိုင်ကိုရောက်သွားတယ်ဆိုင်ထဲဝင်ချင်းပဲနှက်ခမ်းမွေးစွန်းစွန်းနဲ့ဆိုင်ရှင်ချန်ကသူထေးလင်းအချိန်ကြိုက်ပဲပြုတ်ဒီနေ့ပစ္စည်းကောင်းလေးရောက်ထားတယ်တေချာပေါက်သဘောကျမှဆိုပြီးဖားရရနဲ့စီးကြိုတယ်သူ့ရဲ့ယွန်းစရာပြုံးကြီးကိုမြင်တော့မျက်နှာကိုလက်သီးနဲ့တပုံးလောက်ထိုးပစ်ချင်စိတ်ပေါက်သွားတယ်ကျွန်တော်ရဲ့ဂုံတိတ်ခါတွေကြာဆင်းနေရတာဒီအဖိုးကြီးကြောင်လေးဒါပေမဲ့စိတ်ကိုထိန်းပြီးခေါ်လာခဲ့ကြည့်မယ်လို့ပဲပြောလိုက်တယ်ခဏနေတော့လူလက်ပိုင်းအမျိုးသမီးတစ်ယောက်ကအသက်8နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုခေါ်လာတယ်အဲ့ဒီအချိန်မှာပဲ system စီကနေဂျင်ရီရဲ့အစမ်းကာလာပြီးဆုံးသွားပါပြီနေ့စဉ်ထောက်ပံ့ကြေးယွမ်40ရပါတော့မယ်ဆိုတဲ့အတီးပေးချက်ဝင်လာလို့ကျွန်တော်ဝမ်းသာအားရပြုံးလိုက်မိတယ်ပြဿနာကအဲ့ဒီအပြုံးကိုဆိုင်ရှင်ချန်ကအထင်လွဲသွားတာပဲအသက်8နှစ်အရွယ်ကလေးမလေးကိုမြင်ပြီးသဘောကျနေတယ်လို့သူကထင်သွားပြီးဈေးတင်ခေါ်ဖို့စိတ်ကူးရင်နေတော့တာပေါ့ဝင်ချင်းကျွန်တော်ပြုံးနေတာကိုမြင်လိုက်ရတဲ့8နှစ်အရွယ်ကောင်မလေးကလန့်သွားပြီးသူ့အမေနောက်ကိုပုံရင်ငိုပါတော့တယ်အမေသမီးကိုမရောက်ပါနဲ့နော်သမီးလိမ္မာပါမယ်အပြင်မှာအလုပ်လုပ်ပြီးအဖေအတွက်စေးဖို့ရှာပေးပါမယ်လို့ငိုယိုပြီးပြောနေရှာတယ်ဒီစကားတွေကြားတော့သူ့အမေလည်းရင်ကျိုးမတက်ငိုပါတော့တယ်ဆိုင်ရှင်ချန်ကဘလို့လဲတထေးလင်းဒီကောင်မလေးကနုဖက်နေတာပဲဈေးလေးနည်းနည်းလောက်ပို့ပေးမလားလို့မြောက်ပင်ပြီးမိတယ်ကောင်မလေးရဲ့ပိန်ချောက်နေတဲ့ပုံစံကိုကြည့်ပြီးနုဖက်နေတာပဲလို့ပြောထွက်တဲ့ဒီဖိုးကြီးကိုကျွန်တော်တော်တော်လေးစိတ်တူသွားတယ်ဒါနဲ့နောက်မှပဲဆက်သွယ်လိုက်ပါတော့မယ်ဆိုပြီးလှည့်ထွက်ဖို့လုပ်လိုက်တယ်တကယ်တော့ဝင်ငွေတိုးသွားလို့ကျွန်တော်ပြောနေပေမဲ့ဒီသားမိကိုခွဲပြရမှာတော့စိတ်မကောင်းဖြစ်မိလို့ပါဒါပေမဲ့ဆိုင်ရှင်ချန်ကကျွန်တော်တကယ်ထွက်သွားမှာဆိုလို့အလောတကြီးလန်းခေါ်တဲ့အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့အမေကကျွန်တော်ပေါင်းပြီးစားကိုလာဆွဲပြီးတခင်လေးရဲ့သမီးလေးကိုဝယ်ပါလို့တောင်းပန်ပါတော့တယ်ဒီစကားပြောပြီးမှသူမရဲ့ခွန်အားတွေအကုန်ကုန်ခန်းသွားသလိုမြေကြီးပေါ်ခွေကျသွားတယ်ကျွန်တော်လည်းစိတ်ထဲမှာအမျိုးမျိုးဖြစ်သွားပြီးနောက်ဆုံးတော့ကောင်မလေးကိုဝယ်ဖို့ဆုံးဖြတ်လိုက်တယ်တာမန်အချိန်ဆိုသမီးကိုရောက်မှမဟုတ်ပေမဲ့အခုကမရောက်ရင်တမိသားစုလုံးတေးရမယ်ကိန်းဆိုင်နေလို့လေကျွန်တော်လည်းစပွဲပေါ်ကိုငွေတုံးလေး2တုံးချပေးလိုက်တယ်ဆိုင်ရှင်ချန်လည်းဝမ်းသာအားရနဲ့စာချုပ်တွေလုပ်သူ့အတွက်30ရာခိုင်နှုန်း60ပြားကိုနှုတ်ယူပြီးကျန်တဲ့140ကိုကောင်မလေးအမေစီပေးလိုက်တယ်တာမီ2ယောက်လမ်းခွဲရမယ့်အချိန်မှာကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ပြီးဒါကငါအိမ်လိပ်စာပဲကလေးကိုလာကြည့်ချင်ရင်အချိန်မရွေးလာခဲ့လို့ရတယ်သူကငါအိမ်မှာဆိုရင်မင်းတို့စီမှာထက်ပိုပြီးကောင်းကောင်းနေရမှာပါလို့နှစ်သိမ့်ပေးခဲ့တယ်ပြီးတော့ကောင်မလေးကိုမင်းနာမည်ကိုလင်းချင်ရုံလို့ပြောင်းလိုက်တော့လာငါနောက်ကိုလိုက်ခဲ့လို့ပြောပြီးခေါ်လာခဲ့တယ်အိမ်ရောက်လို့တကားဖွင့်လိုက်တာနဲ့မျက်နှာမှာရှုလွေပေးနေတဲ့ဂျင်းကြီးကပြုံးပြီးစီးကြိုတဲ့သူကအခုလေးတင်ဝေလာတာနာမည်ကလင်းချင်ရွမ်မင်းတို့ရဲ့ညီမလေးပဲတေချာကယူဆိုင်ပေးလိုက်ပါဂျင်းကြီးသူ့အတွက်စားစရာလေးသွားလုပ်ပေးဂျင်းရှုနဲ့ဂျင်းဝမ်မြေကြီးတူးတာခဏရက်ပြီးသူ့အတွက်ရေချိုးဖို့ရေနွေးလေးသွားတီးပေးလိုက်ကြလို့အမိတ်ပေးလိုက်တယ်ကောင်မလေး3ယောက်လုံးကဝမ်းသာအားရနဲ့လက်ခံလိုက်ကြတော့ငိုနေတဲ့ဂျင်းရွင်လေးလည်းနည်းနည်းစိတ်အေးသွားပုံရတယ်ပြီးတော့သူတို့တဲကဘသူအချုပ်တက်လဲလို့မေးလိုက်တော့အားလုံးကချုပ်တက်တယ်လို့ဖြေကြတယ်ဂျင်းရွင်လေးကတော့သူမရဲ့တံမိုးကိုပြချင်လို့အချုပ်တက်ကြောင်းတီတိုးလေးဝင်ပြောရှာတယ်ကျွန်တော်အခန်းထဲကထွက်သွားတာနဲ့ကောင်မလေးတွေချင်းချင်းစကားတွေဖောက်ဖွင့်နေကြတော့တာပဲဂျင်းကြီးကညီမလေးအတွက်ရေနွေးတွေခိုင်းပြီးသူကတော့စားစရာသွားလုပ်တယ်အမ2ယောက်ကဂျင်းရွင်လေးကိုရေချိုးပေးဟောင်းနှံပေမဲ့တန်ရှင်တဲ့အဝတ်စားလေးလဲပေးလိုက်ကြတယ်အဲ့ဒီနောက်ဂျင်းရွင်လေးကိုစပွဲမှာထိုင်ခိုင်းလိုက်တယ်စပွဲပေါ်မှာတော့အငွေ့တစ်ထောင်ထောင်ထားနေတဲ့စံပြုတ်ဖြစ်ဖြစ်တပကံနဲ့စားနဲ့ဟင်းသီးဟင်းရွက်အနှဲငယ်ရှိနေတဲ့မြန်မြန်စားလေး
ဘိုက်မစားဘူးလားလို့မေးတော့ဂျင်ရွယ်လေးကအမားတို့ပဲစားကြပါညီမလေးဘိုက်မစားပါဘူးအဲစားတော့စားတယ်ဒါပေမဲ့ညီမလေးကဟင်းသီးဟင်းရွက်ဆန်ပြုတ်ကျဲလေးတစ်ခွက်တောက်ရင်ဘိုက်ဝပါပြီဒီဆန်ပြုတ်ကောင်းတွေကိုမစားပါရစေနဲ့လို့လန့်လန့်နဲ့ညင်းတယ်အဲ့ဒီအခါကြံတဲ့အမားတွေကမြန်မြန်စားပါညီမလေးရဲ့အမားတို့ကမနက်ကလေးကဆန်ပြုတ်ကောင်းတွေစားပြီးသွားပြီးအလုပ်တွေမပြီးသေးလို့တွားလုပ်လိုက်အောင်မယ်အေးမသွားခင်မြန်မြန်တောက်လိုက်တော့ဆိုပြီးနွေးနွေးထွေးထွေးပြောဆိုရင်တန်ရောစင်တွေနဲ့ထုံမုန်းထားတဲ့ကျွန်တော်တို့ရဲ့ဘဝအသစ်လေးတစ်ခုစတင်ခဲ့ပါတော့တယ်စပွဲပေါ်ကဆန်ပြုတ်ကိုမြင်ပြီးဂျင်ရွယ်လေးကအလုတ်သွားလုပ်ဖို့ကပြားကရထားလိုက်ပေမဲ့ဂျင်မီကတားလိုက်ပါတယ်အလုတ်လုပ်ချင်ရင်ဆန်ပြုတ်ကိုအရင်ကောင်အောင်တောက်လို့ပြောပြီးသူတို့၃ယောက်ကအပြင်ထွက်သွားတယ်အဲ့ဒီတော့မှဂျင်ရွယ်လေးလည်းပကံကိုတတိထားပြီးမယူလိုက်ကအနံ့ခံကြည့်တော့အယမ်းမွေးနေတာကိုခန်းစားလိုက်ရတယ်ဆန်ပြုတ်ကောင်းကိုသူမစားရတာဘလောက်တောင်ကြနေပြီလဲဒီအိမ်မှာဆိုရင်တကယ်ပဲနေတိုင်းဆန်ပြုတ်တောက်ရမှာလားဒါတကယ်ဆိုရင်သူနေတိုင်းကြိုးဆဆအလုတ်လုပ်ပါမယ်လို့တော့ဘေးနေမိရှာတယ်မတိမတာနဲ့ပဲနေ့လယ်ဘက်ကိုရောက်လာခဲ့တယ်ဒီနေ့ငါအရန်ပြောနေလို့မင်းတို့အတွက်လက်ဆောင်ဝယ်လာတယ်လို့ပြောပြီးကျွန်တော်ကအဝတ်ထုတ်လေးကိုစပွဲပေါ်တင်ပြီးဖွင့်ပြလိုက်တဲ့အထဲမှာကအကျန်းထည်စားလေးတစ်ခုနဲ့အချီကျူးတစ်ချို့ပါပါတယ်ဒါကကြေးပြား380ဖိုးရှိတဲ့အကျန်းထည်စားပဲချင်းကြီးမင်းတို့တယောက်ကိုအင်ဂျီတစ်ထည်စီချုပ်ဝတ်ဖို့လောက်လာကြည့်လိုက်ဦးဒီရပိုင်းငါးလက်ထဲငွေသိမ့်မရှင်သေးလို့နောက်ပိုင်းငွေချောင်းလဲလာရင်မင်းတို့အတွက်အလှပန်းပွင့်တွေပါတဲ့အထည်တွေဝယ်ပေးမယ်လို့ပြောလိုက်တယ်ဂျင်းကြီးခမရတခင်လေးကသူတို့အတွက်အဝတ်ထဲဝယ်ပေးလိုက်မယ်လို့လုံးဝမထင်ထားတော့ဝမ်းသာလုံးလို့မျက်ရည်တွေတောင်ဝဲလာတယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်ဆက်တွဲစကားကိုကြားတော့မျက်ရည်တွေကိုကပြကရတုပ်လိုက်ပြီးတခင်လေးထပ်မဝယ်ပါနဲ့တော့ဒါလေးတင်လုံလောက်နေပါပြီတကယ်လုံလောက်ပါတယ်လို့ပြောရှာတယ်အဝတ်စလေးနည်းနည်းပါပဲဒီလောက်ဖြစ်သွားစရာမလိုပါဘူးမငိုကြပါနဲ့ဂျင်ရီဒီအဝတ်ကတကယ်လောက်ရဲ့လားလို့မေးလိုက်တော့အင်ဂျီလေးထဲလောက်တော့ရနိုင်တယ်လို့ဖြေတယ်မလောက်မငါဖြစ်မှာဆိုလို့နောက်နေ့ကြီးပြ100ဖိုးထပ်ဝယ်ပေးမယ်လို့ပြောလိုက်တော့မှကောင်မလေးတွေလည်းအဝတ်စလေးကိုကင်ပြီးပျော်ရွှင်စွာတီတီတာတာပြောနေကြပါတော့တယ်ကျွန်တော်လဲကိုခန်းကိုပြန်လာခဲ့တယ်အခုဆိုရင်ဂျင်ရီတို့၃ယောက်ကအစမ်းကာလကျော်လွန်သွားပြီးနောက်ရက်အနေငယ်နေရင်ဂျင်ရွယ်လေးပါအစမ်းကာလကျော်သွားရင်တရက်ကိုထောက်ပံ့ကြေးယွမ်90ရမယ်2ရက်ဆိုရင်ငွေတမှုကြေးပြ100ရပြီဆိုတော့အစီအစဉ်တွေကိုစတင်အကောင့်ထဲပေါ်လို့ရပြီလေအဲ့ဒီအစီအစဉ်ကတော့နေရာကောင်းတစ်ခုရှာမြေကနည်းနည်းလောက်ဝယ်ပြီးအိတ်ဆောက်မယ်ပြီးရင်လူငါပြီးမြေရှင်းစိုက်ပျိုးရေးလုပ်ပြီးတဖြည်းဖြည်းတိုးချဲ့သွားဖို့ပါပဲဒါနဲ့ system ကိုအနီးနားမှာအိတ်ဆောက်ဖို့နေရာကောင်းတစ်ခုရှာခိုင်းလိုက်တယ်ဒါပေမဲ့မိုင်း100အတွင်းရွာတေဖို့နေရာကောင်းရှာဖို့အတွက်ရွံ100ကုန်ကြမယ်လို့ system ကအတိပေးလာတယ်စဉ်းစားကြည့်တော့အခုလောလောဆယ်ငွေမရှိသေးတာမို့နောက်ရက်မှပဲလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်အချိန်ကညနေဆောင်ရောက်သွားပြီးဂျင်မီကထမင်းဟင်းချက်ပြီးကျွန်တော်ကိုလာခေါ်တယ်ထမင်းဝိုင်းရောက်တော့တစ်သားစလုံးတစ်ခုထဲမှာကြမ်းကြမ်းတန်းတန်းလှုပ်ထားတဲ့ပေါင်မုံကျန်း10ခုလောက်ရှိတယ်ပြီးတော့ဟင်းသီးဟင်းရွက်ကြော်တပွဲဟင်းရည်တစ်စလုံးနဲ့စားနဲ့ဟင်းသီးဟင်းရွက်လေးပဲပါတယ်ဒါတွေကိုမြင်တော့ဂျင်ရွယ်လေးကအယမ်းအံ့ဩသွားတယ်ဒီပေါင်မုံကျန်းထဲမှာတခြားရွက်တွေတောရွက်တွေဘာမှမပါသလိုဟင်းရွက်ကြော်နဲ့ဟင်းရည်ထဲမှာလည်းစီရွေအများကြီးပါနေလို့ပါဒါပေမဲ့ကျွန်တော်ကတော့စကွဲမှာဝင်ထိုင်လိုက်တာနဲ့မျက်နှာပြတ်သွားပြီးဂျင်ပြီးအိမ်မှာဆန်မရှိတော့ဘူးလားဘာလို့စားတဲ့အစင်တန်းကဒီလောက်ကျသွားရတာလဲဟင်းရွက်ကြော်ထဲမှာလည်းအသားဖက်လေးတစ်ဖက်တောင်မပါဘူးလို့မမထန်ထန်မေးလိုက်တယ်ကျွန်တော်စကားကြောင့်ကောင်မလေးတွေအကုန်လုံးအသက်တောင်ပြင်းပြင်းမရှိရလောက်အောင်လန့်သွားကြတယ်ဂျင်ကြီးကလည်းပြပြတလဲမတ်တက်ရက်ပြီးတခင်လေးဒီနေ့ဂျင်ရွယ်လေးကိုဝယ်ခဲ့ရတယ်လို့အဝတ်ထည်တွေလည်းအများကြီးဝယ်ခဲ့ရတော့ကျမကငွေကိုချွေတာလိုက်တခင်လေးတောင်းပန်ပါတယ်အိမ်မှာကြက်ဥရှိသေးတယ်ကျမသွားကြော်ပေးပါမယ်လို့တုံရင်နဲ့ရှင်းပြတယ်ကောင်မလေးတွေရဲ့မျက်နှာပေါ်ကကြောက်ရွံ့နေတဲ့အမူအရာတွေကိုမြင်တော့ကျွန်တော်လည်းကိုအပြစ်တင်မိသွားတယ်ဒါနဲ့လေးတန်းကိုရှော့လိုက်ပြီးကြက်ဥများများလေးကြော်လိုက်ပါအကုန်လုံးစားကြရအောင်မင်းကိုငါပြောထားတာပဲငါမှပတ်စံရှိပါတယ်ဆိုစိတ်မပူပါနဲ့မင်းကလေးတကယ်ကိုအိမ်ရှင်မပေါက်စလေးကြနေတာပဲငါအတွက်အမြဲတမ်းစိတ်ပူပေးနေတာလို့ပြောလိုက်တယ်ခဏနေတော့ဂျင်ကြီးကကြက်ဥကြော်လေးတွေယူလာပြီးကျွန်တော်ပကံထဲကိုနှလုံးထည့်ပေးတဲ့ကျန်တဲ့သူတွေကိုတလုံးစီပေးပေမဲ့သူ့အတွက်တော့မပါဘူးဒီကောင်မလေးကိုအပြစ်တင်နေပြန်ပြီဆိုတာသိလိုက်လို့တက်ပြင်းတစ်ချက်ချပြီးကျွန်တော်ပကံထဲကကြက်ဥတစ်လုံးကိုသူ့ပကံထဲပြန်ထည့်ပေးလိုက်တယ်ပြီးတော့ဘာမှမပြောပဲအေးစစ်စစ်စားဖို့ပြောလိုက်တယ်ဂျင်ကြီးလည်းသူမရဲ့ညီရဲနေတဲ့မျက်လုံးတွေကိုတခြားသူတွေမမြင်စေချင်တာနဲ့ခေါင်းငုံပြီးလိမ့်လိမ့်မဝင်ထိုင်ရှာတယ်ဒီမြင်ကွင်းကိုကြည့်ပြီးဂျင်ရွာလေးကတော့တနေ့လုံးအိမ်မက်မက်နေတယ်လို့ပါပဲညရောက်တော့သူတို့အမတွေနဲ့အတူအင်ကြီးချုပ်ပြီးအိပ်ယာဝင်ကြတယ်အိမ်မှာစီမီကွက်ရှိပေမဲ့မထုံးပဲစောစီစီပဲအိပ်လိုက်ကြတယ်ကျေဝန်းတဲ့အိပ်ယာကြီးပေါ်မှာကောင်မလေး၄ယောက်အိပ်တာတောင်နေရအများကြီးကြံသေးတယ်ဂျင်အလေးရဲ့ကြောက်ရွံ့ထိတ်လန့်နေတဲ့စိတ်လေးကအခုတော့လုံခြုံထွေးမှုတွေနဲ့ပြည့်နှက်သွားပြီးဒါသာအိမ်မက်ဆိုရင်ဘယ်တော့မှနိုးမလာပါစေနဲ့လို့သူဆူတောင်းနေမိတယ်နောက်တနေ့မနက်မိုးမလင်းတလင်းမှာအိမ်ကြီးချင်းစီကကြက်တုံတန်ကြောင့်ဂျင်ရွယ်လေးလန့်နိုးလာတယ်အရင်အိမ်မှာဆိုရင်ကြက်တုံတာနဲ့ထားပြီးအမေနဲ့အတူထမင်းဟင်းချက်လှုပ်เสียအလုပ်တွေအများကြီးလုပ်ရမှာလေဒါပေမဲ့အခုဒုက္ခများဘာလို့ရမှန်းမသိငေးကြောင်နေမိတယ်ရုတ်တရက်မှာသူမသခင်လေးစီကိုအဝယ်ခံလိုက်ရပြီဆိုတာကိုတတိယသွားပြီးဝမ်းနဲ့စိတ်တွေဝင်လာပြန်တယ်ဒါပေမဲ့ချက်ချင်းပဲစိတ်ကိုပြင်လိုက်ပြီးဘေးကိုကြည့်လိုက်တော့ဂျင်ကြီးကထားပြီးအဝတ်စားလဲနေတာကိုတွေ့လိုက်ရတယ်ဂျင်ရီမညီမလေးထားပြီးဘာလို့ရမလဲလို့တီတိုလေးမေးလိုက်တယ်ငါတို့လှုပ်เสียတိတ်မရှိပါဘူးတခင်လေးကအိယာထနောက်ကြတော့ထမင်းဟင်းချက်တာလဲနောက်ကြတယ်အမကအစောကြီးနိုးတက်တဲ့အကျင့်ရှိနေလို့ထလာတာပါညီမလေးပြန်အိတ်လိုက်ဦးလေလို့ဂျင်ကြီးကပြန်ဖြေတယ်ဒါပေမဲ့အိယာထနောက်ကြတဲ့အကျင့်မရှိတဲ့ဂျင်ရွယ်လေးကပြန်မအိတ်နိုင်တော့ပဲဂျင်ကြီးနောက်ကလိုက်ပြီးအလုတ်ကူလုတ်ပေးတယ်မပြည့်သေးတဲ့ရေစီကြီးကိုနှစ်ယောက်သားရေခက်ဖြစ်လိုက်ကြတယ်ပြီးတော့ဂျင်ရီကဗိုက်စာရင်ထမင်းချက်ပေးမယ်ပြောပေမဲ့ဂျင်ရွယ်လေးကတခင်လေးမထသေးဘူးလေရပါတယ်တခင်လေးကသဘောကောင်းပါတယ်ငါတို့ကိုအစေခံတွေလို့မဆက်ဆံပဲညီမလေးတွေလို့ဂယုဆိုင်ပေးတာပဲလို့ပြောပြီးညင်းလိုက်တယ်တိတ်မကြခင်မှာပဲကျွန်တော်လည်းအိယာထလာပြီး9ယောက်သားမနက်စာအတူစားကြတယ်
အဲ့ဒီနောက်ဆန်တစ်ဆက်ပိတာလောက်ရှိတဲ့အိတ်ကိုလွယ်ပြီးကျွန်တော်အပြင်ထွက်လာခဲ့တယ်။အပြင်လူတွေကိုတော့ကျွန်တော်အိမ်ကဆန်လုပ်ငန်းလုပ်တာမို့လို့စားဖို့တောက်ဖို့ဆန်လောင်ထားတာလို့အကြောင်းပြထားတဲ့မြို့ပေါ်ကဆန်ဆိုင်တထေးနဲ့လည်းဈေးကွက်ထဲမှာ22ပြားပေါက်နေတဲ့ဆန်ကို20ပြားနဲ့တွင်းပေးဖို့သဘောတူထားတဲ့ဆိုင်ရှင်ကလည်းတွားဝယ်ရမယ့်အချိန်နဲ့လောက်အားတက်တာတဲ့အပြင်တစ်ချက်သားကိုအမျက်2ပြားကျန်တော့အဆင်ပြေနေတာနဲ့ကျွန်တော်တို့အလုပ်တွဲလုပ်နေတာလောက်ဝက်တောင်ရှိနေပြီလေ။အိမ်ပြန်ရောက်တော့အင်ကြီးချုပ်နေတဲ့ကောင်မလေး4ယောက်လုံးကိုခေါ်လိုက်တယ်အားလုံးလာကြအောင်။လစာပေးမလို့ခေါ်လိုက်တော့တခင်လေး။လစာဆိုတာဘာလဲဟင်လို့မေးကြတယ်လစာဆိုတာလဆင်ကြီးလေမင်းတို့မသိဘူးလား။တထေးအိမ်ကအစီခံတွေဆိုတာလဆင်ကြီးရတယ်လေလို့ရှင်းပြတော့ကျွန်ခံစာချုပ်ချုပ်ထားတာတော့ပတ်စံပေးသေးတာလားလို့အန်အော်တကြီးမေးကြပြန်တယ်တထေးအိမ်တွေကဒီလိုပါပဲဒါပေမဲ့မင်းတို့ကအစီခံမှမဟုတ်တာ။မုံဖိုးပေးမယ်လို့သဘောထားလိုက်လောလောဆယ်တစ်လကိုတယောက်ကြီးပြ100စီမုံဖိုးပေးမယ်နောက်ပိုင်းလဲတိုးပေးဦးမှာကြောင်းမနေကြနဲ့။လာယူကြလေလို့ပြောလိုက်တယ်။ဒါပေမဲ့ဘသူကမှရှစ်တက်မယူရဲကြဘူးသူတို့ဘဝမှာသူတို့ပိုင်တဲ့ကိုယ်ပိုင်ပတ်စံရှိလာမယ်လို့တခါမှမတွေးဘူးကြဘူးလေဒါနဲ့ကျွန်တော်ကိုယ်တိုင်ပဲကြီးပြားလေးတွေကိုသူတို့လက်ထဲတယောက်ချင်းလိုက်ထည့်ပေးလိုက်တယ်ပတ်စံရလိုက်တော့ဂျင်ကြီးကပူလောင်တဲ့အရာကိုကင်ထားရတယ်လို့ဖြစ်နေပြီးတခင်လေးကျမတို့ကိုပတ်စံပေးတာအိမ်မော်ကနှင်းချမလို့လားဟင်လို့မေးရှာတယ်ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားပြီးဒါကမင်းတို့ကိုယ်ပိုင်ပတ်စံတွေပါကြိုက်တယ်လို့သုံးရေထဲပြစ်ချလိုက်ရင်တော့ငါဂယုမဆိုင်ဘူးလို့နှစ်သိပ်ပြောဆိုပြီးအခန်းထဲပြန်ဝင်လာခဲ့တယ်ကျွန်တော်အခန်းထဲဝင်သွားတော့မှကောင်မလေးတွေလည်းသူတို့ဘဝမှာပထမဆုံးရဘူးတဲ့ကိုယ်ပိုင်ငွေလေးတွေကိုကြည့်ပြီးဘာလို့ရမှန်းမသိအောင်ပျော်ရွှင်စွာဆွေးနွေးနေကြတယ်အဲ့ဒီအချိန်မှာအငယ်ဆုံးလေးဂျင်ရွန်ကမျက်မှောင်လေးကုပ်ပြီးအဖေနေမကောင်းဘူးသမီးဒီပတ်စံကိုအိမ်ယူသွားပြီးအဖေအတွက်စိတ်ကူပေးရင်တခင်လေးစိတ်ဆိုးမလားဟင်လို့မေးတယ်အမတွေကတခင်လေးကသဘောကောင်းပါတယ်စိတ်ဆိုးမှမဟုတ်ပါဘူးကိုသဘောနဲ့ကိုသုံးခွင့်ရှိတယ်လို့ပြောသွားတယ်လေအိမ်ပြန်ကြည့်ချင်ရင်ပြန်ကြည့်ဒါပေမဲ့စောစောပြန်လာခဲ့တော့ပြန်မလာပဲနေလို့တော့မရဘူးတိုင်လိုက်ရင်အဖမ်းခံရမှလို့သတိပေးတယ်အယူမှပဲပြန်မလာပဲနေမှာပေါ့ညီမလေးအဖေနေမကောင်းတာစိတ်ဘူးဘလောက်ကုန်မလဲမသိဘူးနော်အမပိုက်ဆံကိုပါအရင်ယူသုံးလိုက်ပါလို့ဂျင်ကြီးကကမ်းပေးတယ်မဖြစ်ပါဘူးသမီးပြန်ဆက်နိုင်မှာမဟုတ်ဘူးလို့ဂျင်ရွန်ကညင်းပေမဲ့ရပါတယ်လာတိုင်းလာစင်ကြီးရမှာပဲဟာကိုလို့အမတွေကနားချကြတယ်ဂျင်ရွန်ကအမကြီးဂျင်ကြီးကိုအမရောအိမ်မပြန်ဘူးလားလို့မေးဖို့လုပ်တော့ဂျင်ရှုကပါဇက်ကိုအမြန်ပိတ်ပြီးသူမကိုအပြင်ကိုဆွဲခေါ်သွားတယ်ဂျင်ဝမ်ကလည်းနောက်ကနေအမြန်လိုက်သွားတယ်အဲ့ဒီအချိန်မှာဂျင်ရီကတခုခုကိုတတိယသွားပြီးအဝေးကြီးမရောက်သေးတဲ့ညီမတွေကိုလှမ်းဆွဲထားလိုက်တယ်အိမ်ကိုပတ်စံပြန်ပေးလို့ရတယ်ဒါပေမဲ့လက်တိုင်းပတ်စံရတယ်ဆိုတာကိုတော့လုံးဝမပြောပြနဲ့တခင်လေးကစုချတယ်လို့ပဲပြောတခင်လေးကိုပြဿနာမရှာပေးမိစေနဲ့လို့မျက်မှောင်ကုပ်ပြီးတင်းတင်းကြပ်ကြပ်မာတဲ့ကောင်မလေးတွေကငယ်ပေမဲ့အကြောင်းကျိုးကိုတော့နားလည်ကြပါတယ်လက်တိုင်းပတ်စံရတယ်ဆိုတာသိရင်အိမ်ကလူတွေလာတောင်းနေမှာကိုစိုးရင်လို့ပါညီမတွေအကုန်ထွက်သွားတော့ဂျင်ကြီးကအခန်းထဲပြန်ဝင်လာပြီးတိတ်တိတ်လေးမျက်ရည်ကျနေတယ်ကျွန်တော်တကားဖွင့်ပြီးဝင်လာတာမြင်တော့သူ့မျက်ရည်တွေကိုအမြန်တုပ်ပြီးအတင်းပြုံးပြတယ်တကယ်ကိုတနာစရာကောင်းတဲ့ကောင်မလေးပါပဲကျွန်တော်သူ့ဘေးမှာဝင်ထိုင်ပြီးသူ့ရဲ့ပိန်လီနေတဲ့ပခုံးလေးကိုဖတ်ထားလိုက်တယ်ဂျင်ကြီးမင်းကိုလင်းချင်ကြီးဆိုပြီးနာမည်ပေးကလေးကငါရဲ့ညီမအရင်လေးတယောက်လိုသဘောထားဖို့ဆုံးဖြတ်ထားပြီးသားပါမင်းကတကောင်ကြွမဟုတ်ဘူးမင်းမှာအကိုတယောက်ရှိတယ်အကိုကမင်းကိုဂယုဆိုင်မယ်ချစ်ခင်ပေးမယ်မင်းယောက်ျားရတဲ့အခါကျရင်လည်းလိုလေသေးမရှိအောင်မင်္ဂလာဆောင်ပေးမယ်ရောက်ခမအိမ်ကအထင်မသေးရဲအောင်လုပ်ပေးမယ်အကိုအသက်ရှင်နေတဲ့မင်းကိုဘယ်သူမှအနိုင်ကျင့်လို့မရအောင်ကာကွယ်ပေးမယ်လို့ပြောလိုက်တယ်အဲ့ဒီစကားတွေကြတော့ဂျင်ရီရဲ့မျက်လုံးတွေဝေဝါးလာပြီးကျွန်တော်ကိုဖက်ကအတန်ထွက်အောင်ရှိုက်ကြီးတင်ငင်ငိုပါတော့တယ်တစ်ဖက်မှာတော့ဂျင်ရွန်လေးကသူမရဲ့ဟောင်းနှံပျက်စီးနေတဲ့အိမ်လေးစီကိုပြန်ရောက်သွားတယ်အမပြန်လာတာကိုမြင်တော့မောင်လေးနှစ်ယောက်ကဝမ်းသာအားရပြေးဖက်ကြလို့သူမရဲ့အင်ဂျီလေးတောင်ပေးကုန်တဲ့စူညံတန်းတွေကြားလို့အမေဖြစ်သူကအိမ်ထဲကထွက်လာတယ်တမီးကြီးပြန်လာတာကိုမြင်လိုက်တော့အမေဖြစ်သူကဒေါသတကြီးနဲ့ဒီကောင်မလေးဘယ်လောက်တောင်တက်တီကောင်းနေလဲခိုးပြေးလာတာလားဒါကိုသာတိသွားလို့တိုင်လိုက်ရင်ဘာဆက်ဖြစ်မလဲစဉ်းစားရဲလားလို့အော်ငေါက်ပြီးတမီးကိုဖတ်ထားတဲ့သားနှစ်ယောက်ကိုကြမ်းကြမ်းတန်းတန်းဆွဲဖယ်ပစ်လိုက်တယ်ကလေးတွေလဲကြပြီးငိုနေတာကိုတောင်ဂယုမဆိုင်နိုင်တော့ဘူးအမေဖြစ်သူယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဂျင်ရွန်လေးကတော့သူမခွင့်တောင်းပြီးပြန်လာတာဖြစ်ကြောင်းပြောပြလိုက်တယ်အမေတမီးခိုးပြေးလာတာမဟုတ်ပါဘူးတခင်လေးကတမီးကိုအိမ်ပြန်ကြည့်ဖို့ခွင့်ပြုလိုက်လို့ပါလို့ရှင်းပြတယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကနေအားနေနေတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒီအတန်ကိုကြားလိုက်ရတော့ဂျင်ရွန်လေးမျက်နှာညီရဲသွားပြီးအိမ်ထဲကိုပြေးဝင်သွားတယ်အိမ်ထဲမှာတော့ပိန်ချုံနေတဲ့လူလက်ပိုင်းရွယ်အမျိုးသားတစ်ယောက်ကအာယူပြီးထိုင်နေတယ်သူ့ရဲ့တမီးကြီးဂျင်ရွန်လေးကိုအာနာစိတ်တောင်းပန်ခြင်းစိတ်တွေနဲ့မျက်ရည်တွေဝဲနေရှာတယ်ဂျင်ရွန်လေးကမျက်ရည်တွေဝဲနေတဲ့မျက်လုံးလေးတွေနဲ့ခေါင်းခါပြရင်းအဖေတမီးတခင်လေးစီမှာအရန်ကောင်းကောင်းနေရပါတယ်တခင်လေးကတမီးတို့ကိုပတ်စံတွေလည်းပေးလိုက်သေးတယ်တမီးအဖေကိုစေကူပေးဖို့ပြန်လာတာပါလို့ပြောလိုက်တယ်ဒီစကားတွေကိုကြားလိုက်ရတော့ဂျင်ရွန်လေးရဲ့အဖေကအံ့ဩမြင်သက်သွားပြီးသူ့ရဲ့မျက်လုံးတွေထဲမှာအဆုံးအစမရှိတဲ့ခံစားချက်တွေပြည့်နှက်သွားပါတော့တယ်ဂျင်ရွန်လေးရဲ့အဖေဖြစ်သူကကတင်ကိုလက်သီးနဲ့ပြင်းပြင်းထန်ထန်ထုပြီးတရိတ်ဆန်ကောင်းလို့ကျိန်ဆဲနေရှာတဲ့သူထင်နေတာကသူ့သမီးလေးကိုတခင်ဖြစ်သူကမတရားကျင့်လိုက်ပြီလို့ပေါ့ဒါပေမဲ့နောက်ကနေဝင်လာတဲ့အမေဖြစ်သူကသမီးဖြစ်သူလမ်းလျှောက်တာပုံမှန်ပဲဆိုတာကိုသတိထားမိသွားတယ်ဒါနဲ့နေရန်ခွဲကိုခေါ်သွားပြီးဂျင်ရွန်လေးကိုဘောင်းပီချွတ်ပြခိုင်းတယ်ဂျင်ရွန်လေးကဘာလို့ရမှန်းမသိပေမဲ့ရှက်ရှက်နဲ့ချွတ်ပြလိုက်တဲ့အခါဘာမှအကြမ်းဖက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်မရှိဘူးဆိုတာတေချာသွားတော့မှအမေဖြစ်သူလည်းတက်ပြင်းချနိုင်သွားတော့တယ်ပြီးတော့အဖေဖြစ်သူကိုတီးတိုးသွားပြောပြလိုက်တော့မှလင်းမယားနှစ်ယောက်လုံးကြောက်တောင်ကြီးဖိထားတယ်လို့လေးလံနေတဲ့ရင်ထဲကပူလုံးကြီးကျသွားပါတော့တယ်အဲ့ဒီတော့မှပတ်စံကိစ္စကိုသတိရသွားတယ်ဂျင်ရွန်လေးကပတ်စံအိတ်လေးနဲ့အိတ်ကိုအမေကိုပေးပြီးဒါကအဖေအတွက်စေးဝယ်ဖို့ပါကြီးပြ100ကသမီးဟာနောက်100ကအမတယောက်စီကချီးလာတာလို့ပြောပြတယ်ဒါကိုမြင်တော့အမေဖြစ်သူကဝမ်းသာလုံးလို့ကျွန်တော်ကိုတထေးလင်းကျေးဇူးတင်လုံးလို့အသက်ရှည်ကျမ်းပါစေဖို့ဆူတောင်းကြောက်တိုင်တောင်စိုက်ထူပေးခြင်းတယ်လို့ပြောလာတယ်
မိသားစုပြန်ဆောင်ရတဲ့အချိန်လေးကမျက်လုံးပါတယ်ဂျင်ရွန်လေးကနောက်တစ်ခါစုကြေးရရင်ထက်ယူလာခဲ့မယ်လို့ပြောပြီးပြန်ဖို့လုပ်တဲ့အမေကညင်းချင်ပေမဲ့ညင်းစရာအကြောင်းမရှိတော့တခင်လေးစီမှာနွားတစ်ကောင်မြင်းတစ်ကောင်လိုကျူးကျူးဆဆခိုင်းဖက်လို့အလုပ်လုပ်ဖို့ပဲမှာလိုက်ရရှာတယ်ဂျင်ရွန်လေးလည်းနေတိုင်းပါအလုပ်မှမလုပ်ရပဲအေးစိနေရတယ်လို့မပြောရဲလို့ခေါင်းညှိပြလိုက်တယ်အိမ်ကအထွက်ပြိုပြက်နေတဲ့အိမ်လေးကိုလှည့်ကြည့်ပြီးငါအသက်၈နှစ်နဲ့မိသားစုကိုလှုပ်ကျွေးနိုင်နေပြီဆိုတဲ့ဂုဏ်ယူစိတ်တွေပြည့်ရှာအန်နေတဲ့တခုပဲစိုးတာကတခင်လေးကျွန်တော်ကတန်ရှင်းရေးကြိုက်တတ်တော့သူ့အင်ဂျီပေးသွားတာကိုပဲစိတ်ပူနေရှာတယ်ထင်းတဲ့အတိုင်းပါပဲခွင့်ယူပြီးပြန်သွားတဲ့ကောင်မလေး၃ယောက်လုံးအိမ်ကိုပြန်ရောက်လာကြတယ်ဂျင်ဝမ်ပြောတယ်လို့ပေါ့အယူမှာပဲထွက်ပြေးမှာလေတစ်ချိန်တည်းမှာပဲကျွန်တော်က assistant ကိုရွန်100ပေးပြီးချင်းလူမျိုးနဲ့10မိုင်လောက်ဝေးတဲ့နေရာကောင်းတစ်ခုကိုရွေးခိုင်းလိုက်တယ်နောက်ထပ်ရွန်100ပေးပြီးအိမ်ပုံစံဆွဲခိုင်းကိုလိုချင်းတလူနည်းနည်းပြင်ပြီးမြို့ပေါ်ကတထေးဝမ်ကိုလူငါပြီးအိမ်ဆောက်ခိုင်းလိုက်တယ်10ရက်ကြော်လေးအတွင်းမှာပဲခြံဝင်း3ထပ်ပါတဲ့အိမ်ကြီးတစ်လုံးဆောက်ပြီးသွားတယ်ကောင်မလေး၄ယောက်ဒီကိုရောက်လာတော့မျက်နှာမှာပျော်ရွှင်မှုတွေအပြည့်နဲ့တခင်လေးနောင်ကြရင်ဒါကကျမတို့ရဲ့ကိုပိုင်အိမ်လေးပေါ်တော်လို့မေးကြတယ်ကျွန်တော်ကခေါင်းညှိပြပြီးနောက်ဖေးချန်ထဲမှာကြိုက်တဲ့အခန်းရွေးပရီဘောကလေးတွေထည့်ပြီးနေလို့ရပြီလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာ assistant စီကနေအတိပေးချက်ဝင်လာတယ်ခရီးရှည်ကြီးတစ်ခုကခြေလန်းတလန်းကစက်တာပါအတီတကျနေစရာရသွားတဲ့အတွက်အဖွဲလိုက်မဲဖောက်ခွင့်တစ်ခါရပါတယ်ဒီမဲဖောက်တဲ့လှုပ်ဆောင်ချက်ကရှားပါပြီးကိုလိုချင်တဲ့အမျိုးအစားကိုရွေးချယ်နိုင်တဲ့အခုလောလောဆယ်ငွေလိုနေတော့လောက်ရလွယ်ပြီးငွေရလွယ်မဲ့နီလန်းကိုရွေးပြီးမဲဖောက်လိုက်တယ်ရလာတာကပေါင်းခံဆက်တစ်လုံးနဲ့စားချက်တဲ့နီးပညာလူမျိုးအကြီးကြီးရမယ်ထင်ထားတာမို့နည်းနည်းတော့စိတ်ပြတ်သွားတယ်အဲ့ဒီနောက်ခြံနောက်ဘက်ကိုသွားပြီးဂျင်ရီကိုအလုတ်သမားတွေကိုဥဆောင်ခိုင်းလိုက်တယ်ဂျင်ရီကပထမဆုံးအကြိမ်ဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားနေတယ်အသက်73နှစ်ရှိတဲ့ဂျင်ရီကကျွန်တော်စီရောက်တာတစ်လလောက်ရှိပြီဆိုတော့အရင်ကဖြူဖြော့နေတဲ့မျက်နှာလေးကအခုဆိုပန်းသွေးရောင်တန်းနေပြီဒီခေတ်မှာ14-15နှစ်ဆိုအိမ်အောင်ပြုကြပြီးမှုသူကလူကြီးတစ်ပိုင်းဖြစ်နေပြီလေတက်တက်ရက်ရက်အဝတ်စားတစ်လေးနဲ့ဆိုတော့တထေးအိမ်ကအစီကံကောင်းဆောင်နဲ့တောင်တူနေပြီးအလုတ်သမားကောင်းဆောင်ယောက်ျားကြီးတွေကတောင်သူ့ကိုမျက်နှာပေးမကြည့်ရဲပဲအမိန့်နာခံနေရတယ်မိုးချုပ်တဲ့အထိအလုံများနေကြတော့ညရောက်မှဂျင်ကြီးကကျွန်တော်ထမင်းမစားရသေးတာတတိယသွားတယ်အိမ်တစ်တက်ပွဲအတွက်အမြဲတမ်းတွတ်တက်တဲ့ဂျင်ရီကဒီတစ်ခါတော့ဟင်းလေးမျိုးဟင်းရည်တစ်ခွက်နဲ့ဆန်ဖြူဖြူထမင်းကိုချက်ပေးတယ်ထမင်းစားပြီးတော့ကျွန်တော်ကမိသားစုအစည်းအဝေးလုပ်တယ်မော်ဆန်ဆန်ပဲဗလာစာအုပ်9အုပ်နဲ့ခဲတံတွေထုတ်ပြလိုက်ပြီးပထမဆုံးစာအုပ်မှာလင်းဂျင်ရီလို့တိတိကျကျရေးပေးလိုက်တယ်ဒါကမင်းစာအုပ်ပဲသွားလေရယူသွားလို့မှလိုက်တော့ဂျင်ရီမျက်ရည်ဝဲလာပြန်တယ်တခင်လေးကသူတို့အပေါ်အရန်ကောင်းလို့ကိုတော်မတန်ဘူးလို့ခံစားရပြီးတစ်သက်လုံးတခင်လေးကိုလှုပ်ကြွေးပြုစုသွားမယ်လို့ဆုံးဖြတ်ထားရှာတယ်ကျန်တဲ့3ယောက်ကိုလည်းနာမည်ရေးပေးလိုက်တယ်။နောက်ကျရင်အလုပ်တွေများလာမှာမို့တရက်ကို1နာရီ2နာရီလောက်အချိန်ပေးပြီးမင်းတို့ကိုစာနဲ့ကဏ္ဍတင်ချတင်ပေးမယ်။နောက်ကျမင်းတို့ကစီမံခန့်ခွဲသူတွေဖြစ်လာရမယ်လို့ပြောလိုက်တယ်။ဒီစကားကြတော့စူညံနေတဲ့အိမ်လေးတိတ်ဆိတ်သွားတယ်။သူတို့ခင်မှာစာတင်နေဆိုတာအရန်မြင့်မြတ်ပြီးကုန်ကြစည်ကြီးရဲ့ကိစ္စလေး။ပြီးတော့ပတ်ဝန်းကျင်မှာမြေရှင်းဖို့အလုပ်လုပ်ဖို့လူငားမဲ့အကြောင်းပြောပြတယ်။လူ20လောက်ငားမဲ့ကြားမကြီးငယ်မရွေးဘူးလို့ပြောလိုက်တယ်။ဘာလို့ဆိုကျွန်တော်ကလူဦးရေကိုပဲဂယုစိုက်တာလေးတယောက်ကိုတရက်30ယွန်ထောက်ပံ့ကြေးရမှာကိုဂျင်ကြီးကတော့တွက်ချက်ကြည့်ပြီးအခွန်နည်းနည်းရှော့ကောက်ရင်လာလုံးမဲ့သူများမယ်လို့အကြံပေးပေမဲ့ကျွန်တော်ကအခွန်လည်းမကောက်ဘူးမြေလည်းမခွဲပေးဘူးအဲ့ဒီအစားတလားကိုလူတယောက်ကြေးပြား300ပေးပြီးငားမယ်လို့ဆုံးဖြတ်လိုက်တယ်မိသားစုတစ်စုလုံးကိုငားရင်တောင်တလားယွန်30ပဲကြမှာဆိုတော့အရန်တန်နေပြီလေဂျင်းရှိုးကတခင်လေးလူကြီးလူငယ်မရွေးဘူးဆိုရင်ကျမအဖေနဲ့အမေကိုခေါ်လာလို့ရမလားလို့ဝင်မေးတဲ့ဂျင်ကြီးကချက်ချင်းပဲဝင်ဟန်တားပေမဲ့ကျွန်တော်ကခေါ်ခဲ့ကြပါဘယ်သူလုံးအတူတူပဲလို့ခွင့်ပြုလိုက်တော့ဂျင်းရှိုးဂျင်းဝမ်ဂျင်းရွမ်3ယောက်လုံးမူပြီးဒူးထောက်ကြောကြပြန်တယ်နောက်တစ်နေ့မှာဂျင်ကြီးကလူကြီးပုံစံဖမ်းပြီးထိုင်ကုန်မှာထိုင်ကညီမတွေကိုစီကန်းထုတ်တယ်နင်တို့အားလုံးတခင်လေးမျိုးရိုးကိုခံယူထားရတာဒီအိမ်ကနင်တို့အိမ်ပဲစီကန်းဖောက်တာတွေ့ရင်မိသားစုနဲ့တကွာအိမ်ပေါ်ကနှင်ချမယ်မိသားစုတွေရောက်လာရင်ပြဿနာမတက်အောင်သူကကြိုပြီးစီကန်းသတ်မှတ်တာပါမကြခင်မှာပဲမိသားစု3စုလုံးရောက်လာကြပြီးစုစုပေါင်း14ယောက်ကျွန်တော်ကကိုယ်တိုင်သွားကြိုချင်ပေမဲ့ဂျင်ကြီးကသစိမ်းတွေနဲ့တိတ်မရောနှောဖို့မဟုတ်ရင်အိမ်ပေါ်ကဆင်းသွားမယ်လို့ချင်းချောက်တာနဲ့ကျွန်တော်လည်းနောက်ဆုံးနေလိုက်ရတယ်အဲ့ဒီအချိန်မှာဂျင်ယွန်ကတကားဖွင့်လိုက်ပြီးဂျင်ကြီးကခေါင်းမော်ရင်ကော့ပြီးညီမ3ယောက်ကိုခေါ်ထုတ်လာတယ်အဝိစားတူတူဝစ်ထားတဲ့4ယောက်ကတကယ်ကိုအရှိန်ဝါလေးနဲ့ဂျင်ကြီးကဦးလေးလို့တော်လို့ကျမကလင်းကျင်ပြီပါတခင်လေးကိုစားအားလုံးကိုကြိုးဆိုပါတယ်လို့ပြောလိုက်တယ်ယောက်ျားကြီးတွေလည်းပြတလဲမလေးကျင်ပြီမင်္ဂလာပါလို့နှုတ်ဆက်ကြတယ်ဂျင်ကြီးကအရှိန်ဝါပြည့်နဲ့စီကန်းတွေကိုစပြောတယ်အိမ်တော်ရဲ့စီကန်းကမများပါဘူးပထမဆုံးအချက်ကအခေါ်မခံရပဲနောက်ဖေးချန်တဲ့ကိုလုံးဝဝင်ခွင့်မရှိဘူးစီကန်းဖောက်ရင်ကျမကညမှာမဟုတ်ဘူးလို့တင်းကြပ်ပြောလိုက်တော့လူကြီးရောကလေးပါအတန်းတော့မထွက်ရဲတော့ဘူးနေရာတွေချပေးပြီးနောက်ဖေးချန်ပြန်ရောက်မှဂျင်ကြီးလည်းတက်ပြင်းချပြီးမျက်နှာကိုလက်နဲ့ပုတ်ကာဟုခုနကအရန်စိတ်လှုပ်ရှားသွားတာပဲလို့ပြောရှာတယ်ခြံထဲကနေကျွန်တော်ကလက်မထောင်ပြပြီးတော်တယ်ဟဲ့ငါထက်တောင်တော်သေးတယ်နောက်ဆိုဒီအိမ်ကမင်းအပေါ်ပဲအားကိုးရတော့မယ်လို့ပြောလိုက်တော့ဂျင်ကြီးမျက်နှာလေးရဲသွားပြီးရှက်ကန်ဖြစ်သွားပါတော့တယ်ရှစ်ချံဝင်းထဲမှာဂျင်ကြီးထွက်သွားမှပဲလူတွေအကုန်လုံးတက်တောင့်တက်တာဖြစ်သွားကြတော့တယ်ကောင်မလေး3ယောက်လဲကိုမိဘရီစီအတီးတီးသွားကြတာပေါ့ဂျင်ဝမ်ရဲ့အမေကရှောင်းနီးအမေတို့ဘယ်မှာနေရမလဲလို့တိုးလေးမေးတော့ရှောင်းနီဆိုတဲ့နာမည်ဟောင်းကိုကြားလိုက်ရတဲ့ဂျင်ဝမ်ကအရန်ကိုကတိကအောက်ဖြစ်သွားပြီးအမေနောက်ဆိုသမီးကိုရှောင်းနီလို့မခေါ်ပါနဲ့တော့ဂျင်ဝမ်လို့ပဲခေါ်ပါလို့တီတိုပြန်ဖြေလိုက်တယ်ဒီစကားလဲကြားရောအမေဖြစ်သူကချက်ချင်းမျက်နှာပြတ်သွားပြီးနင်ဘာရီလာပြောနေတာလဲလို့စူဖို့လုပ်ပေမဲ့ယောက်ျားဖြစ်သူကဘေးကိုဆွဲခေါ်သွားပြီးဂျင်ဝမ်ဆိုတဲ့နာမည်ကနားထောင်လို့ကောင်းသားပဲသမီးကိုတခြားလူတွေလှောင်တာမခံရစေနဲ့လေလို့ဖြောင်းဖျလိုက်တယ်အဲ့ဒီတော့မှအမေဖြစ်သူလဲတတိဝင်သွားတယ်ဟုတ်သားပဲသမီးကိုသူတို့ကိုယ်တိုင်ရောင်းစားခဲ့ပြီးပြီလေအခုသမီးဖြစ်သူကသူတို့ကိုပြန်ဆွဲတင်ပေးနေမှာတော့သူတို့ဘက်ကစီကန်းလိုက်နိုင်ရမှာပေါ့ဒါနဲ့အမေဖြစ်သူကအတင်းပြုံးပြပြီးဒါဆိုလဲဒုက္ခပေးတယ်လို့ဖြစ်သွားပြီးဂျင်ဝမ်ရဲ့
အမေတို့နေစရာလေးစီစဉ်ပေးပါဦးလို့ပြောလိုက်တဲ့မိခင်ရဲ့အတန်ထဲကဖားရခြင်းတဲ့သဘောနဲ့သူစိမ့်ဆန်သွားတဲ့လေတံကိုကြားလိုက်ရတော့ဂျင်းဝမ်ခမရင်ထဲမှာစိုးနှင်းသွားပေမဲ့ခေါင်းတော့ညှိပြလိုက်ရှာတယ်မွန်းတဲ့ချိန်ရောက်တော့မိသားစု3စုလုံးနေရာချထားပြီးသွားပြီးအလဲချံဝင်းထဲမှာစပွဲကြီးနှလုံးချထားပြီးဂျင်ရီကထိတ်ဆုံးကခေါင်းဆောင်နေရာမှာတီတီငိမ့်ငိမ့်ဝင်ထိုင်တဲ့ကျန်တဲ့ကောင်မလေး3ယောက်ကဟင်းပွဲတွေထမင်းတွေလာချပေးတယ်ဟင်းလေးမျိုးထဲမှာ2မျိုးကအသားတွေပါတယ်စံဖြူဖြူထမင်းနဲ့ဂျုံမုံတွေကလည်းအဝါစားပဲပင်မစားပွဲမှာတော့ကောင်မလေး4ယောက်ကတစ်ဖက်မျက်နှာချင်းဆိုင်မှာကအိမ်တော်ဦးစီးယောက်ျားကြီး3ယောက်ထိုင်ကြတယ်တဝိုင်းနဲ့ထိုင်ပေမဲ့ဟင်းတွေကတော့ခွဲထားတယ်ဘာလို့လဲဆိုတော့တခင်လေးကျွန်တော်အိမ်မှာနေတာကြလာတော့ကောင်မလေးတွေကတန်ရှင်းတာကိုသဘောကျလာပြီးတခြားလူတွေနဲ့ပကံတစ်ခုတည်းကိုတူဝိုင်းနိုင်စားတာမျိုးလုံးဝလက်မခံနိုင်ကြတော့ဘူးကို့ဖေရင်ဖြစ်နေရင်တော့မှပေါ့လူဆုံသွားတော့ဂျင်ရီကဒီနေ့ကအိမ်တစ်တက်ပွဲပထမဆုံးနေ့ဖြစ်လို့တခင်လေးကအားလုံးကိုထမင်းကျွေးခိုင်းလိုက်တာပါအာမနာပဲသုံးဆောင်ကြပါလို့တရားဝင်ကြီးညာလိုက်တယ်ဂျင်ရီတူစကိုင်ပြီးမှကြံတဲ့လူတွေလည်းစားရဲကြတော့တယ်နှစ်တစ်ကူတောင်မစားဘူးတဲ့ဟင်းကောင်းတွေဆိုတော့စပွဲဝိုင်းကစစ်တလင်းကြီးကြနေတာပဲစားတော့ပြီးစပွဲတွေရှင်းလင်းအပြီးမှာဂျင်ရီကလက်ကပြလိုက်တော့ဂျင်ရှိုးကငွေအိတ်ငယ်3အိတ်ကိုစပွဲပေါ်တင်ပေးလိုက်တယ်တခင်လေးကဦးလေးတို့အိမ်တွေမှာမပြည့်စုံဘူးဆိုတာသိလို့လာစာကိုကျူထုတ်ပေးလိုက်တာပါတအိမ်ကိုကြေးပြား200စီပါလို့ဂျင်ရီကပြောလိုက်တယ်ငွေတွေကိုမြင်တော့ယောက်ျားကြီးတွေခမမယုံနိုင်လုံးလို့အသက်ရှူတွေတောင်မြန်လာကြတယ်သူတို့တစ်နှစ်လုံးပြင်ပန်းခံလောက်တာတော့ဒီလောက်ငွေကိုတွေးရဖို့မတိချဘူးလေဂျင်ကြီးကဒီငွေကိုနောက်ပိုင်းလာစာထဲကနေပြန်နှုတ်မယ်လို့ရှင်းပြတယ်ယောက်ျားတွေကတနေ့ကိုကြေးပြား30ပြားမိန်းမတွေက9ပြားကလေးတွေကတော့အသက်ရွယ်လိုက်ပေါ့ဒါကိုကြားတော့ဂျင်ဝမ်ရဲ့အဖေဝန်တကူကမမလေးဂျင်ကြီးကျွန်တော်မေးစရာရှိတယ်ကျွန်တော်ဒီနေ့မိုးလွဲပိုင်းကစပြီးအလုပ်ဆင်းလို့ရမလားကျွန်တော်တမိသားစုလုံးအလုပ်ဆင်းလို့ရမလားလို့အလောတကြီးမေးပါတော့တယ်လာစာငွေတွေကြောင့်သူကသူ့အိမ်ကကလေးတွေဖြစ်တဲ့တာယူရန်ယူရမာတို့ကိုပါခိုင်းဖက်တွေလို့အတုံးချဖို့အစင်းသင်းဖြစ်နေပြီလေအခုဆိုရင်မိသားစု9ယောက်ရှိတဲ့အိမ်ကပိုပြီးကြီးထွားလာပြီးဂျင်ကြီးကလွဲလို့ကျန်တဲ့ကောင်မလေး3ယောက်ရဲ့မိသားစုတွေအကုန်ရောက်လာကြပြီးမိသားစု3စုပေါင်းလူ14ယောက်ဒီလူတွေသာအစမ်းကာလာကြော်သွားရင် system ကနေတရက်ကိုထောက်ပံ့ကြေးရွမ်140တောင်ရလာတော့မှဒါအပြင်သူတို့တွေကတက်ရှိကြော်ညာတွေလေသူတို့ဆွေမျိုးတွေကိုပါဒီကိုခေါ်လာဖို့တေချာပေါက်ဆွဲဆောင်နိုင်မှာပဲအရာအားလုံးစီစဉ်ပြီးသွားတော့ဂျင်ကြီးကနောက်ဖေးချန်နဲ့ပြန်ဝင်ပို့ထားတယ်ဒါပေမဲ့ကျန်တဲ့3ယောက်ကမိသားစုနဲ့အတူနေချင်းသေးတဲ့ပုံပေါက်နေတော့ဂျင်ကြီးကချက်ချင်းမျက်နှာထားတင်လိုက်တာနဲ့3ယောက်သားကြောက်လန့်တကြားကပြခဲ့ရနောက်ကနေလိုက်လာရတော့တယ်နောက်ဖေးချန်လဲရောက်ရောကျွန်တော်နဲ့ပပင်းတိုးတော့တာပဲလာကြလာစာထုတ်မယ်နောက်ဆိုငါတို့စီမှာ10ရက်တခါလာစာထုတ်ပေးမယ်လာစာကကြေးပြတရားမင်းတို့ကနီးပညာရှင်တွေဆိုတော့လုံအားကအပြည့်ရမှာပေါ့ပထမဆုံးလာစာထုတ်တာမဟုတ်တော့ကောင်မလေးတွေလည်းတော်တော်လေးရဲတင်းနေကြပြီးဂျင်းရှိုးဆိုရင်ငွေအိတ်လေးကိုစုပ်ကင်ပြီးမျက်လုံးလေးတွေအယောင်လက်နေတဲ့အခုဆိုအိမ်ကလူတွေလည်းပတ်စံရှာနိုင်နေပြီဆိုတော့သူမအတွက်တီးတန့်ငွေစုဘူးလေးလုပ်လို့ရပြီလေဂျင်ရန်ကတော့သူ့ပတ်စံကိုဂျင်ရစ်စီအပ်ထားတယ်အဲ့ဒီအချိန်မှာဂျင်ရီကပတ်စံတွေစုပြီးအဝတ်စားတွေဝယ်ကြဖို့အကြံပြုတယ်အရင်ကကြံတဲ့အစားတွေနဲ့ပေါင်းရင်တယောက်ကိုအင်ဂျီအတစ်တစ်ထည့်စီထက်ချုပ်လို့ရပြီးအဲ့ဒါဆိုလက်ဝတ်စရာရှိသွားပြီးအင်ဂျီအဟောင်းတွေကိုလွှင့်ပစ်လို့ဒါမှမဟုတ်သူများကိုပေးလို့ရပြီလေဒါကိုကြားတော့ကောင်မလေးတွေကမျက်လုံးတွေအယောင်နဲ့သွားပြီးငွေတွေကိုမဆိုင်မတွက်ထုတ်ပေးကြတယ်ကျွန်တော်လည်းသူတို့ကိုကြည့်ပြီးပြုံးလိုက်တယ်ဂျင်ရီမင်းတော်တော်ပြောင်းလဲသွားပြီပဲအရင်ကအရန်ချွေတာတက်တဲ့သူကအခုတော့အဝေးဟောင်းတွေကိုလွှင့်ပစ်ဖို့တောင်တွေးနေပြီးကောင်းတယ်ငါသဘောကျတယ်ဆက်ပြီးဒီတိုင်းပဲလုပ်ပါဒါပေမဲ့အခုမင်းတို့ရဲ့အဓိကတာဝန်ကပတ်စံရှာဖို့ပဲမဲဖောက်လို့ရထားတဲ့ပေါင်းခံဆက်နဲ့အရက်ရောင်းရမယ်ဈေးကွက်အခြေအနေဈေးကွက်ထဲမှာအရက်တစ်ချက်သားကို10ပြားကနေ30ပြားလောက်ရှိတယ်တာမန်လူတွေတိတ်မတောက်နိုင်ပေမဲ့ချင်းလူမျိုးမှာကကုန်တယ်တွေအများကြီးရှိတယ်လို့အနီးနားရွာတွေကတထေးတွေကလည်းဒီမျိုးမှာလာနေကြတာမို့သူတို့ကအရက်ဖောက်တွေအဓိကတွေပဲဒါနဲ့ကျွန်တော်လည်းပေါင်းခံအရက်ကိုယူပြီးမြို့ပေါ်ကအရက်ဆိုင်ပိုင်ရှင်တထေးကျန်းနဲ့တွားဆွေးနွေးတယ်ကျွန်တော်တို့ရဲ့ရှန်ရှမ်းညံနဲ့ရည်စင်အရက်ရဲ့ကောင်းကွက်တွေအနာဂတ်အလားအလာတွေကိုပြောပြလိုက်တော့တထေးကျန်းလည်းယုံသွားတယ်လုပ်ငန်းလည်းပတ်စည်းနှုတ်ပြီးရင်အမျက်ရဲ့ခွန်20ရာခိုင်နှုန်းကိုကျွန်တော်ယူမယ်လို့သဘောတူလိုက်တယ်ပြီးတော့တထေးတွေကိုအခမဲ့ညီးစမ်းခိုင်းလိုက်တဲ့ဖြူဟာကြောင့်နဲ့ရည်စင်အရက်ကမြို့မှာတဟုန်ထိုးနာမည်ကြီးသွားတယ်အပေါ်စားအရက်က10ပြားပဲရှိပေမဲ့နဲ့ရည်စင်အရက်ကတစ်ချက်သားကိုကြေးပြား100တောင်ရောင်းရတယ်ဒီအရက်ပေါ်လာတော့အရက်ခွက်1000တောက်လည်းမမူးဘူးဆိုတဲ့စကားကတမိုင်းဝင်သွားတော့တာပဲမြင်ကွင်းကတော့အရက်အိုးအကြီးသေးတွေအပြည့်တင်ထားတဲ့မြင်းလဲပေါ်မှာဂျင်ကြီးကထိုင်ရင်းမတ်စုစာအုပ်လေးကိုလှန်လောကြည့်နေတဲ့အရက်ဆိုင်ကိုရောက်တော့အလုသမားလူငယ်2ယောက်ကအရက်အိုးတွေလာတဲကြပေမဲ့ဂျင်ကြီးအနားဖြတ်သွားရင်ခေါင်းတော်မမောရဲကြဘူးဂျင်ကြီးကြော်သွားမှပဲခိုးကြည့်ရကြတယ်တထေးကျန်းကချက်ချင်းပြေးထွက်လာပြီးနှုတ်ဆက်တယ်နှုတ်ဆက်ပြီးတာနဲ့ဂျင်ကြီးကစီရင်စာအုပ်ကိုစီရင်သူ့ရဲ့ကိုယ်ပိုင်မတ်စုအုပ်လေးနဲ့တိုက်ကြည့်တယ်တွက်ချက်ကြည့်လိုက်တော့စီရင်တွေတော်တော်များများလွဲနေတာကိုတွေ့သွားတယ်ဒါနဲ့တထေးကျန်းကိုပြောလိုက်တော့တထေးကျန်းလည်းကြပြကြရပေတိခောက်တွက်ကြည့်ပြီးသူ့အမားကိုဝင်ခံရတော့တယ်အစားလုံးကဂျင်ကြီးစီရင်လာစစ်တော့သူကအထင်သေးခဲ့တာသူစီရင်လိန်ထားတာကိုဒီကောင်မလေးတိမှမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့အခုတော့အဆက်ကွဲသွားပြီးနောက်တစ်ခါမလုပ်ရဲတော့ဘူးအဲ့ဒီနောက်ဂျင်ကြီးကသူ့မလာရတဲ့အဓိကကိစ္စကိုပြောတယ်အခုနဲ့ရည်စင်ရက်ကရောင်းအောင်မလောက်တော့လို့ဈေးတင်ရတော့မယ်အပြင်ကိုရောင်းရင်တစ်ချက်သားကြေးပြား200ရောင်းမယ်ဒါကိုကြားတော့တထေးကျန်းအသက်ရှူမသွားတဲ့ဈေးကိုတိုက်ရိုက်နှစတင်လိုက်တာကိုအဲ့ဒီအချိန်မှာသူ့ခေါင်းထဲအကြံတစ်ခုဝင်လာတယ်ကျွန်တော်တို့ကသူ့စီကအရက်ကျန်းကိုယူသုံးနေတာဆိုတော့လက်ရည်စင်ရဲ့ဈေးတက်ရင်သူ့ရဲ့အရက်ကျန်းကိုရောဈေးတင်လို့မရဘူးလားပေါ့ဒီစကားလဲကြားရောဂျင်မျက်နှာပေါ်က professional အပြုံးလေးပျောက်သွားပြီးတောက်ပတဲ့အပြုံးတစ်ခုပေါ်လာတယ်ဟိုတိုက်ဆိုင်လိုက်တာလွန်ခဲ့တဲ့2ရက်ကပဲအနီးအနားမှာအရက်ချက်ရုပ်လုပ်ထားတဲ့သူတယောက်ကကျမတို့ကိုအရက်ကျန်းဈေးပေါ်နဲ့တွင်းပေးမယ်လို့လာပြောသွားသေးတယ်လို့ပြန်ပတ်လိုက်တယ်ဒါလဲကြားရောတထေးကျန်းမျက်နှာကြီးစိန်ကားသွားပြီးဒါကနားလည်မှုလွဲတာပါမမလေးဂျင်
စိတ်ထဲမထားပါနဲ့လို့ကပြကရလက်ခပြရတော့တယ်အဲ့ဒီနောက်ကိစ္စတချို့ဆွေးနွေးငွေသိမ်းပြီးဂျင်းကြီးလည်းအိမ်ပြန်လာခဲ့တယ်အိမ်ရောက်တော့မှအပြင်မှာတီတီငိမ့်ငိမ့်နေခဲ့တဲ့ဂျင်းကြီးတယောက်ဆယ်ကျော်တက်ကောင်မလေးရွယ်လေးလိုကျွန်တော်ကိုလာတိုင်တော့တယ်တခင်လေးဟိုတထေးချမ်းကလေကျမတို့အရက်နဲ့ပတ်စံတွေအများကြီးညက်နေတာတောင်လောဘမတက်နိုင်ဘူးအချိန်တန်ရင်သူ့ကိုကန်ထုတ်ပြရမယ်လို့ပြောတယ်ကောင်းပြီလေမင်းဘာသာမင်းဆုံးဖြတ်လို့ကျွန်တော်ကခေါင်းညှိပြပြီးအားပေးရုံပဲအားပေးလိုက်တယ်ပြီးတော့ဂျင်းကြီးကဝမ်းသာအားရနဲ့တွက်ပြတယ်တခင်လေးအခုကျမတို့တနေ့ကိုအရက်900ကျပ်သားပို့နေရတယ်အရက်ဆိုင်ကိုပို့ရင်ငွေ10တန်ရတယ်အရက်ဆိုင်ကပြန်ရောင်းရင်နောက်ထပ်10တန်ရတယ်ကုန်ကျစရိတ်တွေနှုတ်လိုက်ရင်တော့တနေ့ကိုအမျက်14တန်ကျော်ရတယ်တနေ့ဆိုရင်ငွေ9000တန်လောက်ရှိတယ်နော်သူမတွက်ပြတဲ့ကဏ္ဍကိုသူမကိုယ်တိုင်တော့လန့်သွားတယ်ဖေးကြီးတနှစ်ကိုငွေ9000တန်ဆိုတာဧကတောင်းချီပိုင်တဲ့မြေရှင်တထေးကြီးတွေမှာရနိုင်တဲ့ဝင်ငွေမျိုးလေးကျန်တဲ့ကောင်မလေးတွေလည်းအရန်စိတ်လှုပ်ရှားသွားတယ်ဂျင်ဝမ်ကငတုံးလေးလိုပြုံးပြီးဒါဆိုကျမတို့စားချင်တာမှန်သမျှအကုန်စားလို့ရပြီပေါ့နော်လို့တွေးပြီးသွားရည်ကြနေတော့ဂျင်ကြီးကခေါင်းကိုခောက်ချလိုက်ပြီးတွေးုံပဲတွေးအပြင်မှာထုတ်မပြတဲ့သူများတွေမျက်စိကျလာလိမ့်မယ်လို့ဆိုလိုက်တယ်ပြီးတော့ဂျင်းကြီးကသူမရဲ့စိုးရိမ်မှုကိုပြောပြတယ်တထေးချမ်းစီကအရက်ချမ်းကိုမိခိုနေရတာစိတ်မချရဘူးတဲ့ဒါကြောင့်ကိုပိုင်ရက်ချက်ရုံတစ်ခုဖွင့်ကျင်တဲ့တနေ့ကိုအရက်ချမ်း900ကျပ်သားထုတ်နိုင်ဖို့လူ10ယောက်လောက်လူမဲတဲ့လူလိုတယ်ဆိုတဲ့စကားလဲကြားရောကျွန်တော်ကချက်ချင်းတက်ကြွသွားပြီး10ယောက်နဲ့ဘယ်လောက်မှလဲအယောက်20လောက်ရှာလိုက်မြန်ရှာဟိုလောဘကြီးတဲ့တထေးချမ်းကိုမိမငယ်လေးတွေကိုအထင်သေးရင်ဘာဖြစ်သွားမလဲဆိုတာပြလိုက်လို့အားပေးလိုက်တယ်ဒါပေမဲ့အရက်ချက်ရုံအတွက်နေရာနဲ့ဆက်ပစ္စည်းတွေကအခက်အခဲဖြစ်နေတယ်နောက်ဆုံးတော့ဂျင်းကြီးကတထေးချမ်းရဲ့အရက်ချက်ရုံကိုအလုပ်သမားတွေပါအပြီးပိုင်ဝယ်ယူဖို့ဆုံးဖြတ်လိုက်တဲ့ကောင်မလေးတွေလည်းတက်ကြွစွာနဲ့အလုပ်ခွဲလုပ်ကြတယ်ဂျင်းရီတထေးချမ်းစီကိုမြင်းလဲနဲ့သွားစကားပြောမယ်ဂျင်းရှုပ်အဆောက်အုံအတွက်တထေးဝန်စီသွားမယ်ဂျင်းဝမ်နဲ့ဂျင်းယွမ်ကုန်တယ်ရီစီသွားပြီးစံစဘာကိစ္စသွားဆွေးနွေးမယ်ကျွန်တော်တခင်လေးတယောက်ထဲသာအိမ်မှာဘာမှမလုပ်တဲ့စားနေငါလိုလှဲနေတော့တာပါပဲဟိုဘက်မှာတော့တထေးကျန်းခများအရက်ဆိုင်လုပ်ငန်းအကြီးကိုလက်လို့မခံနိုင်လို့အရက်ချက်ရုံအသေးကိုမျက်ရည်ဆက်လက်နဲ့ရောင်းချလိုက်ရရှာတဲ့နက်ရည်စင်းအရက်ကအရန်ရောင်းရလွန်းတာကိုမြို့ထဲမှာတနေ့ကိုအရက်ကျက်သား100လောက်မကုန်နိုင်ပေမဲ့ကျွန်တော်ရဲ့ပစ္စည်းပြတ်သွားနိုင်ကြောင်း6လက်ရောင်းချခြင်းကြောင့်လူတွေကအရက်ထဲမှာလှုပ်ဝက်ဆေးဖက်ဝင်တွေပါတယ်အချိန်မရွေးပစ္စည်းပြတ်သွားနိုင်တယ်လို့ယုံပြီးအလူရက်ဝယ်စုကြတယ်အခုဈေးတက်လိုက်တော့ပိုတောင်ရောင်းကောင်းလာသေးတယ်တောက်လို့ကောင်းပြုံတယ်မကဘူးရင်းနှီးမြုပ်နှံမှုတစ်ခုလိုပါဖြစ်လာလို့အရက်မတောက်တဲ့သူတွေတောင်လူဝယ်နေကြတယ်အချိန်တွေအမြန်ကုန်လွန်သွားပြီးကျွန်တော်လက်အောက်မှာလူ53ယောက်တောင်ရှိလာပြီးသူတို့တွေအစမ်းကာလကုန်သွားရင်တရက်ကိုထောက်ပံ့ကြေးယွမ်920တောင်ရတော့မှာဒီအချက်ကိုတွေးပြီးကျွန်တော်ကဂျင်းရီကိုအကြံတစ်ခုပေးလိုက်တယ်ဂျင်းရီငါတို့လိုတာမန်ပြည်သူတွေအတွက်မြေယာကအဓိကပဲမင်းနည်းနည်းပင်ပန်းခံပြီးလူတွေထက်ရှာမြေလွတ်မြေရိုင်းတွေရှင်းလင်းပြီးစိုက်ပျိုးရေးတွေလုပ်ကြရအောင်လို့ပြောလိုက်တော့ဂျင်းရီကတခုခုပြန်ပြောဖို့ဟန်ပြင်လိုက်တဲ့အချိန်မှာပဲကျွန်တော်ကတက်ကြီးရွယ်အိုတွေကလေးတွေဖုန်ကြီးတီလာရှင်တွေကအစမတန်ဆွမ်းသူတွေပါမကြံအလုပ်လာလုပ်လို့ရတယ်လို့သတင်းဖြန့်လိုက်တယ်ပထမတော့ဘယ်သူမှမယုံကြဘူးဒါပေမဲ့ပထမဆုံးအတုပ်လာလုပ်တဲ့သူတွေကိုတကယ်လက်စာပေးလိုက်တဲ့ခါကျတော့မှလူတွေလူရက်လာလုပ်ကြတော့တယ်ဒါပေမဲ့မြေရှင်းပြစိုက်ပျိုးရေးလုပ်ရုံနဲ့မလုံလောက်သေးလို့ system C ကနေအထွက်နှုံးကောင်းတဲ့မျိုးစေ့တစ်ခုကိုမဲဖောက်လိုက်တယ် system ကစုံဦး sweet potato မျိုးစေ့ဝယ်ယူခွင့်ရရှိပါပြီကစုံဦးနေနေကိုမိဖို့ချောင်းမှာတွားกินပြီးကောင်မလေး4ယောက်ကိုခေါ်ကျွေးလိုက်တယ်ဂျင်းရီဒါကိုကစုံဦးလို့ခေါ်တယ်ငါတို့ရဲ့ရှင်းထားတဲ့မြေလွတ်တွေမှာဒါကိုပဲစိုက်ကြမယ်လို့ပြောလိုက်တယ်ဂျင်းရီလည်းစားရင်းနဲ့အရသာရှိလွန်းလို့သဘောကျသွားပြီးတခင်လေးမြေလွတ်တွေအကုန်လုံးဒါပဲစိုက်မှာလားမျိုးစေ့လောက်ပါမလားအရသာကတော့တကယ်ကောင်းတဲ့အထွက်နှုံးကတော့ဘလို့နေလဲလို့မေးတယ်မစိုးပါဘူးတအေကကိုပေတာ2000-3000လောက်တော့အေးဆေးထွက်တယ်တာမန်တီးနံတွေထက်အစ10ဆက်လောက်ပိုထွက်တယ်လို့ပြောလိုက်တော့ကောင်မလေး4ယောက်လုံးလက်ထဲကကစုံဦးတွေတောင်အောက်ကိုလွတ်ကျသွားတယ်ဂျင်းရှိုးကအတင်းပြုံးပြီးတခင်လေးကကျမတို့ကိုနောက်နေပြန်ပြီးလောကကြီးမှာအဲ့ဒီလောက်အထွက်တိုးတဲ့အရာဘယ်မှရှိမှလဲမယုံဘူးဆိုရင်လောင်းကြီးထက်ကြမလားလို့တောင်စိန်ခေါ်လိုက်သေးတယ်ဂျင်ဝမ်ကတော့တခင်လေးစီကပစ္စည်းကောင်းတွေထက်ရအောင်မယ်ဆိုပြီးပြုံးစီစီနဲ့ကြည့်နေတယ်ကျွန်တော်လည်းရေလိုက်ပြီးအတွေ့အကြုံနေတဲ့ကောင်မလေးတွေနောက်ကြရင်မင်းတို့ငိုရလိမ့်မယ်လို့ပြောပြီးသူတို့ကိုနောက်ဖေးချန်တဲ့ကအလုပ်ဖြစ်နေတဲ့ကိုတောင်တစ်ခုစီခေါ်သွားလိုက်တယ်အဲ့ဒီမှာကျွန်တော်ကမင်းတို့ကိုလှုပ်ဝက်ချက်တစ်ခုပြောပြမယ်တကယ်တော့ငါကနတ်ဖျားတစ်ပါးပဲလို့ရုတ်တရက်ပြောချလိုက်တယ်သူတို့အံ့ဩမြင်တက်သွားမလားလို့မျှော်လင့်နေပေမဲ့၄ယောက်လုံးကအေးအေးဆေးဆေးပဲကြည့်နေကြတယ်ရှေ့ခေတ်လူတွေကဒီလောက်တောင်စိတ်တက်ကြက်ခိုင်နေတာလားအရှင်လက်လက်နတ်ဖျားကိုမြင်တာတော့မအံ့ဩကြဘူးလားလို့တွေးပြီးမကြည်မနှက်နဲ့လက်ကိုတစ်ချက်ဝေးရမ်းပြလိုက်တယ်ချက်ချင်းပဲကိုတောင်အပြည့်ကစုံဦးတွေပေါ်လာတော့မှကောင်မလေးတွေလက်ခုပ်တီးပြီးဝါတခင်လေးကအရန်တော်တာပဲလို့អော်ကြတယ်နေပါဦးမင်းတို့ကြောက်ရမှာလေလို့ပြောတော့ဂျင်းကြီးကပြုံးပြီးကျမတို့ကမတုံးပါဘူးတခင်လေးရဲ့အစကတည်းကရိပ်မိပြီးသားပါတခင်လေးကနတ်ဖျားပဲဖြစ်ဖြစ်မိစ္ဆာပဲဖြစ်ဖြစ်ကျမတို့ကဂယုမဆိုင်ဘူးဒီတက်တက်တခင်လေးနောက်ကိုပဲလိုက်ပါတဲ့ဒီစကားကြတော့ကျွန်တော်မျက်ရည်တောင်ဝဲသွားတယ်သူတို့လေးတွေကငါကြားမိစ္ဆာကြီးဖြစ်နေရင်တော့ကြောက်မဲ့ပုံမပေါ်ဘူးအေးပါငါအမှန်တိုင်းဝန်ခံပါမယ်ငါကဒီလောကကိုမတော်တဆရောက်လာတဲ့နတ်ဖျားပါမော့တက်နေနေရှိပေမဲ့ခန္ဓာကိုယ်ကတော့တာမန်လူလိုပဲအိုနာတရားမှာပဲဒါကြောင့်ဒီလိုဝက်ချက်ကိုဘယ်သူမှမပြောကြနဲ့တော့လို့မှားလိုက်တယ်ဂျင်ဝမ်ကအငတ်ခံတရားရင်တော့ဘယ်တော့မှမပြောပါဘူးလို့ဂရိပေးတယ်လို့ကြံတဲ့သူတွေကလည်းထောက်ခံကြတယ်ပြီးတော့ကျွန်တော်ရဲ့တကူကလက်အောက်ကလူဦးရေပုံမှာမူတည်ကြောင်းလူများများရှိလေတကူကြီးလေးဖြစ်ကြောင်းရှင်းပြလိုက်တယ်ဂျင်းကြီးလည်းချက်ချင်းသဘောပေါက်သွားတယ်ဒီလိုအငတ်ပေးကြုံနေရတဲ့ခေတ်ကြီးမှာအပေါ်ဆုံးကလူဦးရေပဲလေအလုတ်ခေါ်လိုက်ရင်လူတွေကကျေးဇူးတင်ပြီးလာကြမှာပဲအချိန်တွေက၄လတောင်ကြာသွားခဲ့ပြီးရွာတိဆောက်ရေးမှာတထေးဝမ်ရဲ့ဆောက်လုပ်ရေးအဖွဲ့ကလူ200လောက်နဲ့တိဆောက်နေကြတာကောင်မလေး4ယောက်လည်းတဖြည်းဖြည်းလူကြီးပုံစံပေါက်လာပြီးအထူးသဖြင့်ဂျင်းကြီးကပိုပြီးရင့်ကျက်လာတယ်
ကျွန်တော်တို့လမ်းမပေါ်လမ်းလျှောက်သွားရင်ဂျင်ရီကမှတ်စုစာအုပ်လေးကင်ပြီးစည်ရင်းရှင်းပြတဲ့ဆိုင်ကန်း200ကျော်မှာအခုလောလောဆယ်ဆိုင်30ခန်းကျော်ပဲဖွင့်သေးတယ်အရက်ဆိုင်စမ်းဆိုင်ထဲဆိုင်ဒါပေမဲ့အကုန်လုံးကကျမတို့ပိုင်တဲ့ဆိုင်တွေကြီးပဲကျွန်တော်ကအခုကလူ800ကျော်ပဲရှိသေးတာဝယ်လို့အားမရှိတော့ကုန်တယ်တွေမလာတာပုံမှန်ပါပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်နက်ရည်စင်အရက်ဈေးကိုမေးကြည့်တော့အခုဆိုရင်မြို့ပေါ်ကအရက်ဆိုင်မှာမရောက်တော့ပဲတထေးကြီးတွေကိုပဲဓာတ်ရိုက်ရောက်တော့တဲ့တစ်ကျက်သားကိုကြေးပြား900တနေ့ကို900ကျပ်သားထွက်တော့တနေ့ဝင်ငွေကငွေ50တက်လောက်ရှိနေပြီးဒီလောက်ငွေတွေအများကြီးဝင်နေတော့မတမာသူတွေမျက်စိကျလာနိုင်တယ်ဒါကြောင့်ရွာကိုကာကွယ်ဖို့တက်တော်ဆောင်ဖွဲ့ဖို့စီစဉ်လိုက်တယ်ကျွန်တော်က system ထဲကနေခေတ်သစ်စစ်တင်တန်းလက်ဆွဲစာအုပ်တအုပ်ထုတ်ပေးပြီးတစ္ဆာရှိတဲ့လူတွေကိုရွေးချယ်လေ့ကျင့်မှုဂျင်ကြီးကိုတာဝန်ပေးလိုက်တယ်မြောက်ဘက်မှာစစ်သူကြီးတယောက်ကပုံကန်ပြီးလူတိုင်းတွေကိုတိုင်းပြည်ထဲဝင်ခွင့်ပေးလိုက်လို့မြို့တော်ကအေဂရစ်တောင်ကောင်းခဲနေရတဲ့အချိန်လေးကိုကျွေးမွေးထားတဲ့သူတွေကကိုကိုပြန်ပြီးရံမရှာဖို့ကအရေးကြီးတယ်ဂျင်ကြီးလည်းစာအုပ်ကိုကြည့်ပြီးဒီလိုလေ့ကျင့်ပေးရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကောင်းကောင်းကာကွယ်နိုင်မယ်ဆိုပြီးမျက်လုံးတွေအယောင်လက်သွားတယ်မကြခင်မှာပဲကဆုံဦးတွေရိတ်သိမ်းချိန်ရောက်လာတဲ့အိမ်တော်ကလူရချီပြီးခြံထဲဆင်းကြတဲ့ယောက်ျားတစ်ယောက်ကမြေကြီးကိုတူးဆွလိုက်တော့သူ့လက်တီဆုပ်လောက်ရှိတဲ့ကဆုံဦးကြီးကိုတွေ့ပြီးဝမ်းသာသွားတဲ့ဒီဦးတွေကသူတို့ပိုင်တာမဟုတ်ပေမဲ့တောင်သူတွေရဲ့ဗီဇအရာပြီးနံတွေမြင်ရရင်အလိုလိုပြောလာကြတာလေဒီကောင်ကြီးကအကြီးကြီးပဲတလုံးနဲ့တင်ဘိုက်ဝရတယ်လို့အော်ပြောနေတယ်ဒါပေမဲ့တူးတွေပိုထွက်လေဖြစ်လာတော့သူ့မျက်နှာပေါ်ကအပျော်တွေကကြောက်ရွံ့မှုအဖြစ်ပြောင်းသွားတယ်နေကင်းကြောင်တောင်တရေများ6နေတာလားမြေကြီးတွေကနေစားစရာတွေဒီလောက်များကြီးဘယ်လိုလှုပ်ထွက်လာတာလဲပေါ့တခြားတစ်ဖက်မှာတော့အသက်ကြီးကြီးအဖိုးကိုတယောက်ကတူးရင်းနဲ့ငိုပါတော့တယ်ဒီလိုမျိုးအစားအစာတွေဒါအစောကြီးကလေးကရှိခဲ့ရင်ငါသားတတိယလေးအငက်ပေးနဲ့တည်သွားမှာမဟုတ်ဘူးလို့ပြောပြီးငိုနေရှာတယ်ကျွန်တော်ကတော့ခြံထိတ်ကတက်တောင့်တက်တာကလတ်ထိုင်ပေါ်မှာထိုင်ပြီးကြပြားလေးတစ်ပုတ်လောက်ရွှေ့ချင်ပေမဲ့ပညာမတက်တော့လက်ဖက်ရည်ပဲတိတ်တိတ်လေးတောက်နေလိုက်တယ်အဲ့ဒီအချိန်မှာဝမ်တကူကချွေးတန်တရေရဲနဲ့ပြေးလာပြီးတခင်လေးလူတွေကုန်ယူတွေဖြစ်ကုန်ပြီးတချို့ကကစုံဦးအစိမ်းတွေကိုကိုက်စားပြီးမိုးတဲ့သူကငိုရဲတဲ့သူကရဲဖြစ်နေကြပြီလို့လာတဲ့ပို့တဲ့ကိစ္စမရှိပါဘူးသူတို့အယံဝမ်းတာသွားလို့ပါလို့ပဲအေးအေးဆေးဆေးတုတ်ပြန်လိုက်တယ်ခဏနေတော့ဂျင်ဝမ်ကစိတ်တည်ငြိမ်တဲ့သူတချို့ကိုခေါ်ပြီးအထွက်နှုံးကိုတွက်ကြည့်တယ်ပထမမြေက3200ပိတာဒုတိယမြေက4000နီးပါးစုစုပေါင်းမြေ9ကွက်ရဲ့ပြန်မြကတအေကကို3800ပိတာလောက်ထွက်တယ်မြေက200လုံးသာဆိုရင်ပိတာ8သိန်းလောက်ထွက်မှာဒါကလူ1000ကိုအငတ်မသေးအောင်ကျွေးထားနိုင်တဲ့ပမာဏလေးကစုံဦးအထွက်နှုံးကြောင့်လူတွေအကုန်ယူတုတ်ကုန်ပြီးကျွန်တော်ရွာကိုလာချင်တဲ့သူတွေပိုများလာတယ်အဲ့ဒီမှာပဲမျောလင့်နေတဲ့အတန်လေးထွက်ပေါ်လာတယ်အစစ်မြင့်တင်ရန်တတ်မှတ်ချက်ပြည့်မီသွားပါပြီ system ကိုရွာအဆင့်တို့အစစ်မြင့်တင်လိုက်ပါပြီစီမံခန့်ခွဲမှုစနစ်အသစ်များငွေကြေးသုံးစွဲခွင့်အာဏာများရရှိပါမည်နောက်တစ်ဆင့်ဖြစ်သောမြို့ငယ်အဆင့်ကိုရောက်ဖို့လူဦးရေ9000လိုအပ်ပါတယ်အဲ့ဒီနောက်ကောင်မလေး4ယောက်ကိုခေါ်ပြီးအစည်းအဝေးလုပ်တယ်ပထမအချက်ငါတို့ရွာကိုထောင်ရွံရွာလို့နာမည်ပေးမယ်သဘောတူလား4ယောက်လုံးကတခင်လေးသဘောကျရင်ပြီးတာပါပဲလို့ဖြေကြတယ်ဒီအဖြေကြောင့်ကျွန်တော်စိတ်ပြတ်သွားတယ်သူတို့ကိုမတ်မွန်ချန်ရဲ့တမိုင်းကြောင်းတွေပြောပြပြီးငါတို့ရွာလေးကဘလောက်တာယာကြောင်းကြွားချင်နေတာကိုသူတို့ကအခွင့်အရေးမှမပေးတာမင်းတို့ကငါရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးနေတာပဲလို့တွေးပြီးတပြင်းချလိုက်ကဒုတိယအချက်ရွာလူကြီးခန့်မယ်ငါကအပြင်းထူပြီးဘာမှမလုပ်ချင်တဲ့စားနဲ့ငါလူနေခြင်းလို့ဂျင်ရီကိုရွာလူကြီးခန့်တယ်လို့ကြေညာလိုက်တယ်ဂျင်ဝမ်ကတော့အမကြီးရွာလူကြီးဖြစ်သွားလို့အိမ်မက်မက်နေတယ်လို့ဝမ်းသာနေတယ်တတိယအချက်ကျန်တဲ့3ယောက်ကဒုတိယရွာလူကြီးတွေဖြစ်တာဝန်ယူရမယ်ရွာရဲ့အုပ်ချုပ်ရေးဌာနတွေကိုတိစောက်ရမယ်မကြခင်မှာပဲရွာထိပ်မှာထောင်ရွံရွာလို့ရေးထားတဲ့ကြောက်တိုင်ကြီးစိုက်ထူလိုက်တယ်ရွာကော်မတီရုံးနဲ့လုံခြုံရေးရုံးတွေလည်းဖွင့်လိုက်တယ်ရုံးခန်းအပေါဝါကကင်းတဲလေးမှာဂျင်ရှိုးရဲ့အကူစွန်းတကျုကအဆောင်ဖြစ်တာဝန်ယူပြီးဘယ်သူမှမရှိလဲဟိုဒီကြီးကလုံခြုံရေးကိုအထူးဂရုစိုက်နေတဲ့လုံခြုံရေးအဖွဲ့ကိုအဖွဲ့3ဖွဲ့ခွဲပြီးဂျင်ရှိုးဂျင်ဝမ်ဂျင်ရွံတို့ရဲ့အဖေ3ယောက်ကိုခေါင်းဆောင်ခန့်ထားတဲ့အဖွဲ့ထဲမှာလူငယ်လေးတွေအသက်ကြီးတဲ့အတော်ကြီးတွေနဲ့မတန်ဆွမ်းသူတချို့ပါဝင်ပြီးရွာလုံခြုံရေးတန်ရှင်းရေးနဲ့ဗန်လုံခြုံရေးကိုပါတာဝန်ယူရတယ်ကော်မတီရုံးရဲ့အစည်းအဝေးခန်းမမှာပထမဆုံးအစည်းအဝေးကိုစတင်နေပြီးဂျင်ရီကခေါင်းဆောင်နေရာကနေတီတီငိမ့်ငိမ့်နဲ့အလုပ်တွေခွဲဝေပေးတယ်ဂျင်ရှိုးကိုဗန်နာရေးနဲ့စီးပွားရေးတာဝန်ခံဈေးတန်းတွေမြန်မြန်စီကားလာအောင်ကုန်တယ်တွေဖိတ်ခေါ်ရမယ်ဂျင်ဝမ်ကရွာတိဆောက်ရေးတာဝန်ခံဂျင်ယွမ်ကိုတော့လုံခြုံရေးနဲ့စီမံခန့်ခွဲရေးတာဝန်ခံဂျင်ရီကအလုပ်ချိန်မှာယာတုနာမည်နဲ့ပဲခေါ်ရမယ်လို့တိတိကျကျပြောလိုက်တော့ဂျင်ရှိုးကလည်းနားလဲပါပြီရွာလူကြီးမင်းလို့တေးသေးချာချာပြန်ဖြေလိုက်တယ်ဒီလိုတာဝန်ခွဲဝေမှုတွေကကျွန်တော်တို့ရဲ့ထောင်ရွံရွာလေးကိုပို့ပြီးစနစ်ကျတဲ့အုပ်ချုပ်ရေးစီကိုတွန်းပို့ပေးလိုက်ပါတော့တယ်အစည်းအဝေးမှာတာဝန်တွေခွဲဝေပေးပြီးတဲ့နောက်ဂျင်ယွမ်ကအသက်အငယ်ဆုံးဖြစ်နေလို့လူအများဆုံးနဲ့ထိတွေ့ဆက်ဆံရတဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲရေးနေရာမှာထားပြီးလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အရေးကြီးဆုံးကိစ္စကိုတော့နောက်ဆုံးမှပဲချပြလိုက်တယ်အဲ့ဒါကတော့အလုပ်သမားတွေအားလုံးကိုလစာတိုးပေးလိုက်တာပါပဲပြောရင်းဆိုရင်းနဲ့10ရက်စာလစာကိုကြိုထုတ်ပေးဖို့လုပ်လိုက်တော့ဂျင်ရှိုးကမတ်တက်ရက်ပြီးသူ့ရင်ဘတ်ထဲကအင်္ဂယ်လေးတစ်ခုကိုထုတ်လိုက်တယ်အဲ့ဒီထဲမှာ system ကနေထုတ်လုပ်ထားတဲ့အယောင်ဆုံးစက်ကူငွေကြေးတွေပါလာတယ်ဒီစက်ကူငွေတွေက system ကနေတိုက်ရိုက်ထုတ်ပေးတာဖြစ်ပြီးဒီနေရာမှာတော့ကြေးပြားတစ်ပြားကိုစက်ကူငွေတစ်ရွက်ကို10ပြားတန်နဲ့ညီမျှတယ်လို့သတ်မှတ်ထားပါတယ်အစည်းအဝေးပြီးတော့အားလုံးကိုတာဝန်နဲ့ကိုအတီးတီးနေရာယူကြတယ်အခုဆိုရင်အိမ်တော်ရဲ့အလဲချံဝင်းထဲမှာကောင်မလေးတွေအများကြီးနေထိုင်နေကြပြီးတချို့ကဂျင်ရီကိုယ်တိုင်ဝယ်လာတာဖြစ်ပေမဲ့အများစုကတော့ရွာသားတွေကိုယ်တိုင်လာပို့ထားကြတာပါဘာလို့လဲဆိုတော့အရင်ကဝယ်လာတဲ့ကောင်မလေး4ယောက်ကအခုဆိုအုပ်ချုပ်သူတွေဖြစ်နေပြီးအရန်ကိုအောင်မြင်နေကြပြီလေဒါကြောင့်သမီးရှိတဲ့မိသားစုတိုင်းကသူတို့သမီးတွေကိုဒီအိမ်တော်ကိုပို့ချင်နေကြတာမဆန်းပါဘူးဒါပေမဲ့ဂျင်ရီကတော့မိဘဆွေမျိုးရှိတဲ့ကောင်မလေးတွေကို
အမြဲတတိထားဆောင်ကြည့်တယ်ဘသူမှနောက်ဖေးချန်တဲ့ကိုသဘောနဲ့ဝင်ခွင့်မရှိဘူးဒီကာလအတွင်းမှာစီကန်းဖောက်တဲ့ကောင်မလေး2ယောက်ကိုအိမ်ပေါ်ကနှင်ချခဲ့ပြီးတခင်လေးကိုမြူဆွဲတာမျိုးလုပ်ရင်တော့တမိသားစုလုံးအလုတ်ပြုတ်ပြီးအနှင်ခံရမှာပဲကံကောင်းလို့အဲ့ဒီလိုကိစ္စမျိုးမဖြစ်သေးပဲအရာအလုံးကကောင်းမွန်တဲ့ဘက်ကိုပဲဥတည်နေပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ရွာထဲကိုမျှော်လင့်မထားတဲ့ဧည့်သည်တချို့ရောက်လာတယ်မြင်းလဲတစည်းကဖြည်းဖြည်းချင်းဝင်လာပြီးနောက်ကနေအခွန်လာကောက်တဲ့အလုတ်သမားလေးယောက်လိုက်ပါလာတယ်ရွာထိပ်လဲရောက်ရောမြင်းလဲပေါ်မှာငိုက်နေတဲ့အဖိုးကြီးမျိုးနဲ့လူကြီးဦးရှမ်းလောင်ကမျက်လုံးဖွင့်ပြီးလိုက်ကာကိုလှမ်းကြည့်လိုက်တော့အရန်လန့်သွားတယ်လမ်းဘေးတစ်ဖက်တစ်ချက်စီမှာတန်ရှင်းတက်ရက်တဲ့အဆောက်အုံတွေကအစုံအစမရှိအောင်တွေ့တန်းနေတယ်သူတို့နေတဲ့ချင်းညိုမျိုးတောင်ဒီရွာနဲ့ရှင်ရင်အောက်တန်းကျသွားတယ်ဒါနဲ့သူကဒါတကယ်ပဲထောင်ရွံရွာဟုတ်ရဲ့လားလမ်းများမှားလာတာလားလို့မယုံနိုင်စွာမေးလိုက်တယ်နောက်ပါလူကလည်းရွာထိပ်ကကြောက်တိုင်မှာတော့ထောင်ရွံရွာလို့ရေးထားတာပဲလို့ပြန်ပြေတော့မှအထဲကိုဆက်ဝင်လာကြတယ်အထဲကိုဝင်လေးပို့ပြီးအံ့ဩရလေးပါပဲလမ်းဘေးမှာအရက်ဆိုင်ဆန်ဆိုင်အသားဆိုင်အစားအသောက်ဆိုင်တွေအများကြီးရှိတဲ့အပြင်တဲခုခန်းတွေလည်းရှိတယ်စိုင်းမုတ်အကြီးကြီးတွေချိတ်ထားတဲ့ထောင်ရွံရွာဗန်နဲ့ထောင်ရွံရွာစီးပွားရေးစုံအငှားဌာနဆိုတာတွေကိုမြင်တော့ဝူးရှမ်းလောင်ကအရန်ကိုတိကျင်စိတ်ပြင်းပြသွားတယ်သူနဲ့နောက်ပါလူကအငှားဌာနတွေဝင်သွားတော့မိခိုးရောင်ပိတ်ချမ်းအင်ဂျီဝတ်ထားတဲ့လူငယ်လေးတစ်ယောက်ကရင်ရင်ကြီးကြီးနဲ့လာနှုတ်ဆက်တယ်အပဆိုင်ကန်းကားချင်လို့လားလို့မေးတော့ဝူးရှမ်းလောင်ကသူတို့ဌာနကဘာလုပ်တာလဲဆိုတာလေ့လာချင်လို့ပါလို့ပြောတယ်လူငယ်လေးကလည်းလမ်းတစ်လျှောက်ကဆိုင်ကန်းတွေအကုန်ငားလို့ရကြောင်းပထမ3လကိုအခမဲ့ပေးကြောင်းလူဦးရေတိုးလာလို့စီးပွားရေးအလားအလာကောင်းကြောင်းတွတ်တွတ်လက်လက်ရှင်းပြလိုက်တယ်အဲ့ဒီလိုနဲ့စကားပြောလိုက်တာပြန်ထွက်လာတဲ့အချိန်မှာဝူးရှမ်းလောင်ကဆိုင်ကန်းငယ်တစ်ခုအတွက်ငွေတန်ကိုစီယံပေးပြီးငားလာခဲ့တော့တယ်ပြီးတော့နောက်ပါလူကဘန်ကိုရောတွားကြည့်အောင်မလားလို့မေးတော့ဝူးရှမ်းလောင်ကမတွားတော့ဘူးငွေကိုစက်ကူနဲ့ဘယ်တော့မှအလဲမခံနိုင်ဘူးငါ့ကိုလာလိမ့်လို့မရဘူးလို့ပြောလိုက်တယ်ဒါကိုကြားတော့ခုနကတင်ဆိုင်ကန်းအတွက်စီယံငွေပေးခဲ့တာဘသူပါလိမ့်လို့နောက်ပါလူကစိတ်ထဲကနေလှောင်နေမိတယ်မြင်းလဲကရွာဆုံးကအိမ်တော်ကြီးစီရောက်သွားတယ်အိမ်တော်အဆောက်လင်းရှိအားကသူတို့လာတာကိုကြိုတိပေမဲ့ဘာမှမသိသလိုဟန်ဆောင်ပြီးဘာကိစ္စရှိလို့လဲလို့မေးတယ်နောက်ပါလူကငါတို့တခင်ကချင်းညိုမျိုးကမြို့နယ်လူကြီးဝူးရှမ်းလောင်ပဲမင်းတို့ရွာလူကြီးကိုခေါ်လိုက်လို့မောက်မောက်မာမာပြောလိုက်တယ်လင်းရှိအားကလည်းကြောက်လန့်ဟန်ဆောင်ပြီးထိမိခလုတ်တိုက်မတက်အထဲကိုပြေးဝင်သွားတယ်ခဏနေတော့ဂျင်ကြီးကကောင်မလေး2ယောက်နဲ့အတူထွက်လာပြီးအပဝူးရှမ်းလောင်မင်္ဂလာပါကျမကထောင်ရွံရွာလူကြီးလင်းကျင်ကြီးပါလို့မိတ်ဆက်လိုက်တယ်ဝူးရှမ်းလောင်ကရွာလူကြီးဆိုတာကောင်မလေးတယောက်မှန်းကြားဘူးပေမဲ့တကယ်မြင်လိုက်ရတော့အံ့ဩသွားတယ်ဂျင်ကြီးကအရန်လာတယ်လို့အချိန်ဝါကလည်းတထေးကြီးအိမ်ကတခင်မလေးတယောက်လိုဖြစ်နေလို့တူတောင်ဘလို့ဆက်ဆံရမှန်းမသိဖြစ်သွားတယ်ဂျင်ကြီးကအထဲကိုဖိတ်ခေါ်လိုက်တယ်ဂျင်ကြီးရဲ့ရုံးခန်းကအရန်ကျယ်ပြီးလူနှစ်ဆဲလောက်အေးဆေးထိုင်လို့ရတယ်မြို့ပိုင်မင်းရဲ့စားကြည့်ခန်းတောင်ဒီလောက်မခန်းနာဘူးဆိုတော့ဝူးရှမ်းလောင်ပိုးပြီးကြုံလေးဖြစ်သွားတယ်ဂျင်မီကချွန်းလန်ဆိုတဲ့ကောင်မလေးကိုလက်ဖက်ရည်ကျန်းပြင်ခိုင်းလိုက်တယ်ပြီးတော့ဒါကတခင်လေးချိမြင့်ထားတဲ့လက်ဖက်6ပါမြို့တော်မှာပဲတောက်ခွင့်ရတဲ့အရာမျိုးမို့အဖတောက်ဘူးမလားမသိဘူးလို့ပြုံးပြီးပြောလိုက်တယ်ဝူးရှမ်းလောင်လည်းနန်းတော်သုံးပစ္စည်းများလားဆိုပြီးကြောက်ကြောက်နဲ့တောက်ပြီးအရသာရှိကြောင်းအတင်းချီမွန်ရတော့တယ်ပြီးတော့ဝူးရှမ်းလောင်ကတခင်လေးရဲ့နောက်ခံကိုစမ်းကြည့်တဲ့အခါဂျင်ကြီးကတခင်လေးကမြောက်ပိုင်းကပါအိမ်ကလူကြီးတွေကနန်းတော်မှာခရမ်းရောင်ဝတ်စုံဝတ်ကြတယ်အသေးစိတ်ကိုတော့မမေးပါနဲ့လို့ပြောလိုက်တယ်ဒီစကားကြတော့ဝူးရှမ်းလောင်အသက်ရှူတောင်ရက်သွားတယ်ခရမ်းရောင်ဝတ်စုံဆိုတာအဆင့်3အထက်အမတ်ကြီးတွေမှဝတ်ခွင့်ရှိတာလေဩဒါကြောင့်ဒီကောင်မလေးကဒီလောက်အချိန်ဝါကြီးနေတာကိုလို့တွေးပြီးပိုကြောက်သွားတဲ့ဂျင်ကြီးကအခွန်လာကောက်တာလားလို့မေးလိုက်တယ်ဝူးရှမ်းလောင်ကကောက်ရမလားမကောက်ရဘူးလားဝေခွင့်မရဖြစ်နေတော့ဂျင်ကြီးကမျက်နှာထားနေတင်းပြီးတခင်လေးကအာနာသုံးပြီးဥပဒေချိုးဖောက်တာမကြိုက်ဘူးပေးစရာရှိတဲ့အခွန်ကိုအတိအကျပေးမယ်လို့ပြောလိုက်တယ်မြေက210အတွက်အခွန်ကစပါးကျန်း1080ပြည်တာငွေနဲ့ဆိုကြေးပြား46,300ကျမတို့ကအပြည့်ငွေ48တန်ပေးလိုက်မယ်လို့ပြောပြီးငွေထုတ်ပေးလိုက်တယ်ဝူးရှမ်းလောင်လည်းဘာမှပြန်မပြောရဲပဲငွေယူပြီးကြပြကြရပြန်ထွက်သွားရတော့တယ်တခင်လေးကိုတွေးချင်ပေမဲ့ကောင်မလေးရဲ့အရှိန်ဝါကူတောင်သူမခံနိုင်ဘူးလေတကယ်တော့ဂျင်ကြီးကတခင်လေးအတွက်နောက်ခံအတူတစ်ခုဖန်တီးပေးပြီးပြဿနာတွေကိုဖြေရှင်းလိုက်တာပါငွေ48တန်ဆိုတာအခုချိန်မှာသူတို့အတွက်မပြောပါတော့ဘူးလေရက်အနေငယ်ကြတော့ system ကနေရွာလူဦးရေ1000ပြည့်သွားပါပြီလူဦးရေစည်ရင်သွင်းပြီးမှတ်ပုံတင်ကပ်ပြားများထုတ်ပေးပါလို့အတိပေးလာတဲ့လူ1000မှာကန့်သက်ခံထားရလို့ကျွန်တော်လည်းဂျင်းရွံကိုခေါ်ပြီးလုံခြုံရေးရုံးကိုသွားတယ်အဲ့ဒီမှာ17လုံးကိုဖန်တီးထုတ်ယူလိုက်ပြီးဂျင်းရွံနောက်ဆိုလူဦးရေစည်ရင်နဲ့မှတ်ပုံတင်ထုတ်ပေးတဲ့အလုပ်ကိုမင်းတာဝန်ယူရမယ်လို့ပြောလိုက်တယ်စက်ကလုတ်ကိုနှိပ်လိုက်တာနဲ့ကပ်ပြားလေးတစ်ကက်ထွက်လာတယ်အဲ့ဒါကတော့ထောင်ရွာရဲ့အချက်လက်တွေအပြည့်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်မှတ်ပုံတင်ကပ်ပြားလေးပေါ့နောက်ရက်တွေမှာလာစာထုတ်ဖို့မှတ်ပုံတင်လိုတယ်လို့ကြေညာလိုက်တော့လူတွေအကုန်လုံးတန်းစီပြီးမှတ်ပုံတင်လုပ်ကြတယ်ဒီလိုနဲ့ system ရဲ့လူဦးရေကန့်သက်ချက်လဲပွင့်သွားပြီးလူဦးရေတွေဆက်တိုက်တက်လာပါတော့တယ်စောင်းဦးတွေတိုက်ပြီးတရွက်တွေဝါလာတဲ့အချိန်စောင်းတွေရောက်လာပြီးတခြားရွာတွေမှာတောင်သူတွေအလုံနာပေမဲ့ထောင်ရွာလေးကတော့စီကားနေသေးပါပဲအုပ်ဖုတ်ဆက်ယုံကြက်မွေးမြူရေးဝက်မွေးမြူရေးတွေကလည်းတိတ်ပန်နီးကြစနစ်တွေနဲ့တိုးချဲ့နေကြတယ်အားလုံးမှာသုံးစရာငွေရှိစားစရာအသားတွေရှိနေထောင်ရွာလေးကပူပြီးဖွံ့ဖြိုးတိုးတက်လာပါတော့တယ်အားလုံးကမျောလင့်တကြီးနဲ့စူးစမ်းနေကြတဲ့အချိန်မှာပဲကျွန်တော်တို့ထောင်ရွာလေးမှာထူးဆန်းတဲ့ရေစီးကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့တယ်လူ1000ကျော်ပဲရှိတဲ့ရွာလေးမှာတစ်ချိန်နဲ့တစ်ပြိုင်တည်းမင်္ဂလာဆောင်တဲ့စုံတွဲတွေ10ခန်းလောက်ထိရှိလာခဲ့တာလေရွာကလူပြိုတွေကအပြင်ရွာကကောင်မလေးတွေကိုအများဆုံးလာတောင်းကြတာပေါ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းနှစ်ခုရှိတယ်ပထမအချက်ကရွာသားတွေချမ်းသာလာလို့မိမယူနိုင်လာကြတာဖြစ်ပြီးဒုတိယအချက်ကတော့အရင်ကအောက်ခြေလူလန်းစားဘဝနဲ့နေခဲ့ရလို့အရွယ်ရောက်ပေမဲ့မိမမယူနိုင်ခဲ့တဲ့သူတွေကအခုငွေကြေးချောင်လဲလာချိန်မှာအိမ်တောင်ပြုတ်ကျင်လာကြလို့ပါပဲမိန်းကလေးတွေကတော့ဘလောက်ဆင်းရဲအိမ်တောင်ကြဖို့မခက်ပါဘူးနေရာကောင်းမရတာလေးပဲရှိတာလေဒီအခြေအနေကိုအားပေးတဲ့အနေနဲ့ကျွန်တော်ကရွာကော်မတီကနေထောက်ပံ့ကြေးအစီအစဉ်တစ်ခုထုတ်ပြန်ပေးခဲ့တယ်အသက်16နှစ်အထက်အိမ်တောင်ပြုတဲ့စုံတွဲတွေကိုအိမ်သစ်နေရာချပေးပြီးအိမ်လက3နှစ်တိတိကင်းလွတ်ခွင့်ပေးလိုက်တယ်အသက်16နှစ်အောက်ဆိုရင်တော့ sorry ပဲ
ငယ်ရွယ်လုံးတဲ့အရွယ်မှာအိမ်တောင်ပြူတာကိုအားမပေးချင်လို့ထောက်ပံ့ခြင်းမပေးဘူးဒီစီးမြင့်ကြောင့်စုံလွဲတချို့ကမင်္ဂလာဆောင်ကိုနောက်နှစ်မှလုပ်ဖို့ရွှေ့ဆိုင်သွားကြတယ်ပြီးတော့ရွာရဲ့ကြီးညာတင်ပုံးမှာအသက်18နှစ်လောက်မှအိမ်တောင်ပြူတာကအကောင်းဆုံးဖြစ်ပြီးအဲ့ဒီအရွယ်မှာကလေးမွေးရင်မိခင်ရောကလေးပါအနေနဲ့ကင်းတယ်ဆိုတဲ့အတိပေးစာကိုလည်းကတ်ထားလိုက်တဲ့စာရဲ့အောက်ဆုံးမှာတခင်လေးလင်းကျွန်တော်ပြောကြားသည်လို့ရေးထားတော့ရွာသားတွေကအယမ်းယုံကြည်ကြပြီးကောင်းကျိုးတွေအများကြီးတက်ရောက်လာခဲ့တယ်အဲ့ဒီလိုရွာလေးတိုးတက်စီကားနေချိန်မှာပဲရွာထိပ်ကိုမြင်းလဲသုံးစီးဝင်လာတဲ့ရှေ့ဆုံးမြင်းလဲပေါ်ကလိုက်ကာကိုလှမ်းပြီးမုတ်စိတ်မွေးလာနဲ့လူလက်ပိုင်းမျိုးသားတယောက်ကဒါနာမည်ကြီးနဲ့ရည်စင်ရက်တွေထွက်တဲ့ထောင်ရွံရွာလာလို့လှမ်းကြည့်တယ်သူ့ဘေးမှာတော့ချုံမောလာပါတဲ့သူ့ဇနီးကပါခေါင်းပြူထွက်လာပြီးတခင်ဒီထောင်ရွံရွာရဲ့လမ်းတွေကတော်တော်လေးခမ်းနားတာပဲတခြားမျိုးတွေတောင်ဒီလောက်မကောင်းဘူးလူနေနဲ့ပြက်နေတာလေးပဲရှိတယ်လို့မှတ်ချက်ပေးတယ်သူတို့ကရွာတီတာတစ်နှစ်ပဲရှိသေးလို့ဒီလောက်ဖြစ်နေတာကအံ့ဩစရာဆိုပြီးစကားဆက်မိပြောရင်သူတို့မိသားစုနဲ့နောက်ပါတွေကဘန်နာကတဲခုခန်းတစ်ခုကိုဝင်သွားကြတယ်တဲခုခန်းကိုရောက်ချင်းပဲပိုင်ရှင်ကပြတလဲထွက်ကြိုတဲ့အဝေးကလာတဲ့ဧည့်သည်တွေဖြစ်ပုံရတယ်ဘယ်နှစ်ရက်လောက်တဲခုမလဲခင်ဗျာလို့မေးတော့မတန်လင်းဇနီးဖြစ်သူကအခြေအနေကြည့်ပြီး9ရက်လောက်အရင်တဲမယ်အထူးခန်း3ခန်းနဲ့ရိုးရိုးခန်း2ခန်းပေးပါလို့ပြောလိုက်တယ်ပိုင်ရှင်ကအထူးခန်းကတစ်ခန်းကို3ရွံရိုးရိုးက1ရွံဆိုတော့အကုန်လုံးပေါင်း7ရွံကြပါမယ်9ရက်စာနဲ့စီယံငွေ3ရွံအပါဝင်စုစုပေါင်း18ရွံကြေးပြ880ကြပါမယ်လို့တွက်ပြတယ်ရွံဆိုတဲ့အတုံးလုံးကိုကြအားတော့လူလက်ပိုင်းမျိုးသားကအံ့ဩသွားတယ်ပိုင်ရှင်ကလည်းအိတ်ကက်ထဲကစက်ကူငွေကြီးကိုထုတ်ပြပြီးဒါက300လွယ်အောင်ကျွန်တော်တို့ရွာမှာသုံးတဲ့ပတ်စံပါလို့ရှင်းပြတယ်အမျိုးသားကစက်ကူပတ်စံကိုမြင်တော့မျက်မှောင်ကုတ်သွားပြီးဒါကအစိုးရထုတ်စက်ကူငွေလားကိုဘာသာငွေစက်ကူထုတ်သုံးတာတည်တံပေးခံရနိုင်တယ်နော်လို့သတိပေးတယ်ဒါပေမဲ့တဲခုခန်းပိုင်ရှင်ကပြုံးပြီးဒါကငွေအစ်စ်မဟုတ်ပါဘူးအလွယ်တကူသုံးလို့ရအောင်လုပ်ထားတဲ့လက်မှတ်သဘောမျိုးပါဗန်မှာအချိန်မရွေးငွေစစ်စစ်နဲ့ပြန်လဲလို့ရပါတယ်တခင်လေးကဒီပတ်စံတွေကိုရွာပြင်ယူသွားခွင့်မပေးထားပါဘူးလို့ရှင်းပြလိုက်တယ်အဲ့ဒီတော့မှအမျိုးသားဖြစ်သူလင်းရွှေကြီးလည်းနည်းနည်းစိတ်အေးသွားတယ်ပြီးတော့ပိုင်ရှင်ပေးတဲ့စက်ကူငွေ၄မျိုးကိုကြည့်ပြီးအံ့ဩသွားတယ်မတန်လင်းဆိုရင်စက်ကူငွေတွေရဲ့လှပတည်တက်လွန်းတဲ့ဒီဇိုင်းကြောင့်အရန်သဘောကျသွားပြီးအတင်းလူယူကြည့်တော့တာပဲကလေးကဒီရောအသက်16နှစ်အရွယ်တည်ငြိမ်တဲ့သားကြီးလင်းရွှေရွှမ်းပါစိတ်ဝင်တစားငေးကြည့်နေကြတယ်မတန်လင်းကအတစ်ဆက်ဆက်ငွေစက်ကူလေးတွေကိုအမတ်တရတင်ထားခြင်းလို့ပိုင်ရှင်စီမှာအတစ်လေးတွေလဲပေးဖို့တောင်းဆိုတော့ပိုင်ရှင်ကဘန်မှာတွားလဲလို့ရပါတယ်လို့လမ်းညွှန်ပေးလိုက်တယ်မတန်လင်းလဲငွေစစ်စစ်တန်ကြီးပြ1000တန်းကိုပေးလိုက်တော့ပိုင်ရှင်ကစက်ကူငွေ10နှစ်ရွံပြန်အမ်းပေးပြီးစည်ရင်းစာအုပ်မှာမှတ်တမ်းတင်လိုက်တယ်လင်းရွှေကြီးကပိုင်ရှင်ရေးနေတဲ့အာရေဗျကနန်းတွေကိုမြင်တော့ဘာသာတွေမှမသိလို့ထပ်ပြီးအံ့ဩရပြန်တယ်ခမရေးနေတဲ့စာတွေကဘာသာတွေလဲကျွန်တော်တခါမှမမြင်ဘူးလို့မေးတော့ပိုင်ရှင်ကဒါသခင်လေးတီထွင်ထားတဲ့ကနန်းတွေလေးရေးရလွယ်တယ်ရှင်းလင်းတယ်ဒီစာတွေတင်ပြီးကလေးကစည်ရင်မဲ့ရတာအရန်လွယ်သွားတာလို့ဂုံယူဝင်ကြွားစွာနဲ့ဖြေတယ်လင်းရွှေကြီးကပညာတတ်ကျူရန်စာမွေးပွဲအောင်ပညာတတ်တယောက်ဖြစ်ပေမဲ့ဒီလိုတဲခုခန်းပိုင်ရှင်လေးစီမှာပညာသင်ဖို့ကြတော့တိတ်ခါကြမှာဆိုလို့မင်းတို့သခင်လေးကတကယ်ကိုထူးချွန်တဲ့သူပဲသွားပြီးဂါရဝပြုချင်လိုက်တာလို့စကားလွှဲပြောလိုက်တဲ့ပိုင်ရှင်ကသခင်လေးကိုတွေ့ဖို့ဆိုတာခက်တယ်သူကဧည့်သည်တိတ်မတွေ့ဘူးကိစ္စရှိရင်ရွာလူကြီးဖြစ်တဲ့ဂျင်ရီကိုပဲတွေ့ရတယ်ဂျင်ရီတို့ဂျင်ရှိုးတို့လိုရွာကိုဥဆောင်နေတဲ့သူတွေကအရင်ကသခင်လေးဝယ်လာတဲ့အစီခံလေးတွေလေအခုတော့သူတို့၄ယောက်ကကျွန်တော်တို့ရွာရဲ့ရွှေပန်းလေးပွင့်ဖြစ်နေပြီးသခင်လေးကတော့ကြောက်ခဲကိုရွှေဖြစ်အောင်လုပ်နိုင်တဲ့တကုရှင်ပါပဲလို့ကြွားလုံးထုတ်တော့တာပဲလင်းရွှေကြီးကစကားတွေနည်းနည်းပိုနေတယ်လို့ထင်ပေမဲ့သခင်လေးဆိုတဲ့သူကတကယ်လူစွမ်းကောင်းဆိုတာကိုတော့ယုံကြည်သွားတယ်အဲ့ဒီအချိန်မှာသူသားကြီးလင်းရွှေရွှမ်းကဦးလေးကျွန်တော်ကိုအဲ့ဒီကနန်းတွေတင်ပေးလို့ရမလားလို့ဝင်မေးတဲ့ပိုင်ရှင်ကသခင်လေးကဒါတွေကိုအပြင်လူမတင်ပေးရဘူးလို့မတားမြစ်ထားပါဘူးရွာလူကြီးကတော့ကောင်းတဲ့အရာတွေကိုအများပြည်သူသိအောင်ဖြန့်ဝေပေးတာကကုသိုလ်ရတယ်လို့ပြောထားသေးတယ်ဆိုပြီးသဘောတူလိုက်တဲ့လင်းရွှေကြီးလည်းရွာလူကြီးရဲ့သဘောထားကြီးမှုကိုလေးစားသွားပြီးတွေ့ချင်စိတ်ပိုပြင်းပြသွားတယ်အခန်းထဲပစ္စည်းတွေထားပြီးတာနဲ့မတန်လင်းကရွာထဲလမ်းလျှောက်ထွက်ဖို့နဲ့ရွာလူကြီးမလေးကိုတွားတွေးဖို့အကြံပြုတယ်ဒါနဲ့သူတို့ဇနီးမောင်နှံရဲ့တားကြီးသမီးကြီးရဲ့၄ယောက်သားအစီခံတွေတောင်မခေါ်တော့ပဲရွာကော်မတီရုံးစီကိုထွက်လာခဲ့ကြတယ်ရုံးရှိရောက်တော့အဆောက်လုပ်နေတဲ့စွန်းတကျုပ်ကဘာကိစ္စရှိလို့လဲလို့မေးတယ်တားကြီးလင်းရင်ရွှမ်းကကျွန်တော်တို့မိသားစုကအဝေးကလာတာပါကျွန်တော်အဖေက1N 9နှစ်မှာပထမအဆင့်အောင်ထားတဲ့ကျူရန်လင်းရွှေကြီးပါရွာလူကြီးကိုဂါရောပြုကျင်လို့ပါလို့ရင်းရင်ကြဒီကြီးပြောလိုက်တဲ့စွန်းတကျုပ်ခမကုံတယ်တွေကိုပဲမြင်ဘူးတာပညာတက်ကျူရန်ဆိုတဲ့ဂုံပုတ်ကိုကြားလိုက်ရတော့ပြတလဲနဲ့ကိစ္စတော့မမေးနိုင်တော့ပဲအထဲကိုပြေးဝင်သွားပြီးရွာလူကြီးရေကျူရန်ကြီးရောက်နေတယ်ဘယ်လိုလုပ်မလဲဆိုပြီးဂျင်းရီစီကိုသွားတိုင်တော့တယ်ဂျင်မီကတော့တီတီငိမ့်ငိမ့်ပါပဲကျူရန်ဆိုတာပညာတတ်ကုံပုတ်တစ်ခုပဲယာတူးမှမဟုတ်တာအထဲကိုဝင်ခိုင်းလိုက်ပါလို့အေးဆေးပဲပြောလိုက်တယ်ခဏနေတော့သူတို့မိသားစုရုံးခန်းထဲဝင်လာတဲ့လင်းရွှေကြီးကရွာလူကြီးဆိုလို့တာမန်ကောင်းမလေးထင်ထားပေမဲ့ဂျင်ကြီးရဲ့အရှိန်ဝါနဲ့တည်ငြိမ်မှုကိုမြင်လိုက်ရတော့အံ့ဩသွားပြီးလေးလေးစားစားနှုတ်ဆက်တယ်ဂျင်ကြီးကလည်းမင်္ဂလာပါကျမကလင်းဂျင်ကြီးပါထိုင်ကြပါရှင်ဆိုပြီးရင်ရင်ကြေးကြေးပြန်နှုတ်ဆက်ကချွန်းလန်ကိုလက်ဖက်ရည်ပြင်ခိုင်းလိုက်တယ်ဂျင်မီကဧည့်သည်တွေရှိမှပြရခတ်မနေပဲတီတီငိမ့်ငိမ့်အခန့်နေတာကိုမြင်တော့လင်းရွှေကြီးကပိုပြီးအထင်ကြီးသွားတယ်ဆရာလင်းတို့ကရွာကိုခုမှရောက်တာလားဘာကိစ္စများရှိလို့လဲလို့ဂျင်ကြီးကစကားဆက်လိုက်တယ်လင်းရွှေကြီးကကလေးတွေလည်းအရွယ်ရောက်လာပြီဆိုတော့မြို့တော်ကနေထွက်ပြီးတိုင်းပြည်ရဲ့အလားအပတွေကိုလေ့လာရင်းခီးထွက်လာတာပါလို့ဖြေတယ်ဒါကိုကြားတော့ဂျင်ကြီးကပြုံးပြီးကျမတို့သခင်လေးကလည်းအမြဲပြောတယ်စာအုပ်1000ဖက်ရတာကခီးမိုင်1000သွားရတာလောက်မကောင်းဘူးလေကိုယ်တိုင်တွေ့ကြုံခံစားရတာကအကောင်းဆုံးဆရာပါပဲတဲ့လို့ကျွန်တော်ရဲ့စကားကိုကိုးကားပြီးပြောပြလိုက်တယ်ဒီစကားကိုကြားလိုက်ရတော့လင်းရွှေကြီးခမရတကယ်ကိုအသိဉာဏ်တွေပွင့်လင်းသွားတယ်လို့ခံစားလိုက်ရပြီးမင်းတို့တခင်လေးကတကယ်ကိုပညာရှင်ကြီးပါလားစကားတခွန်းနဲ့လူကိုနှိုးချသွားစေတဲ့တခင်လေးကိုတကယ်ပဲတွားရောက်ဂါရဝပြုချင်လာပါတယ်လို့တအံ့တုံးနဲ့ချီးမွမ်းပြောဆိုပါတော့တယ်
ဂျင်ကြီးကပြုံးပြီးကျမတို့တခင်လေးကဧည့်သည်တိတ်မတွေ့တတ်ဘူးဒါပေမဲ့ဆရာလင်းတို့ကိုအိမ်မှာလက်ဖက်ရည်လာတောက်ဖို့ဖိတ်ချင်ပါတယ်ဒီလက်ဖက်ရည်မျိုးကကျမတို့တခင်လေးစီမှာပဲရှိတာမို့ဆရာလုံးဝတောက်ဖို့မှမဟုတ်ဘူးလို့ဖိတ်ခေါ်လိုက်တယ်လင်းရွှေကြီးလည်းစကားအသွားလာကိုသဘောပေါက်သွားပြီးဝမ်းသာတာပေါ့တေချာပေါက်လာပြီးစမ်းပါမယ်လို့လက်ခံလိုက်တယ်အဲ့ဒီအချိန်မှာသူ့ထက်2 နှစ်လောက်ငယ်တဲ့ဂျင်ကြီးလိုကောင်းမလေးတစ်ယောက်ကသူ့အဖေနဲ့ရင်ပေါင်တန်းပြီးတီတီငိမ့်ငိမ့်စကားပြောနေနိုင်တာကိုကြည့်ပြီးသားဖြစ်သူလင်းရွှေရွှမ်းတစ်ယောက်အရန်ကိုအံ့ဩနေမိတယ်တမိဖြစ်သူလင်းမုတ်ရွှင်လည်းဂျင်ကြီးကိုကြည့်ပြီးအားကြလေးစားစိတ်တွေဖြစ်ပေါ်လာတယ်ဒီလိုနဲ့သူတို့မိသားစုဟာတခင်လေးကျွန်တော်ဆိုတာဘယ်လိုလူမျိုးများလဲဆိုပြီးပိုပြီးမျှော်လင့်စိတ်တွေကြီးမားလာကြတယ်မကြခင်မှာဂျင်ကြီးကသူတို့ကိုမြင်းလဲနဲ့လင်းအိမ်တော်စီခေါ်လာတယ်အိမ်ပေါက်ဝရောက်တော့အဆောင်ရှောင်ချီနဲ့ရှောင်ပါကိုတခင်လေးပြန်ရောက်ပြီလားလို့မေးပြီးမှအထဲကိုဝင်လာခဲ့ကြတယ်ဒါပေမဲ့ခြံထဲလဲရောက်ရောကျွန်တော်ကကလေး10ယောက်လောက်နဲ့တစ်နှစ်3တစ်သားရုပ်ကစားနည်းကိုစော့နေပြီးနိုင်သွားလို့ကလေးတစ်ယောက်လိုအားရပါရရင်မောနေတာကိုတွေ့လိုက်ရတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလေးမိသားစု4ယောက်လုံးကြက်တည်တည်သွားတယ်ဒီလူကညံရီမမီတဲ့သူများလားဆိုပြီးတော့တန်တရားဝင်သွားကြတယ်ဂျင်ကြီးလည်းမျက်နှာပူသွားပြီးနဖူးကိုလက်နဲ့ရိုက်ကတခင်လေးမစော့ပါနဲ့တော့ဧည့်သည်တွေရောက်နေပြီလို့ပြောလိုက်ရတယ်လေးမိသားစုကတော့သူတို့သာမပြောရင်ဒါကိုတခင်လေးလို့ဘသူကထင်မှလဲအယူတယောက်လိုပဲထင်မှာပါလို့တွေးနေကြတယ်ကျွန်တော်လည်းဂျင်ကြီးအတန်ကြတော့ရေးနေတာကိုချက်ချင်းရက်လိုက်ပြီးကဲကလေးတို့ဒီနေ့အိမ်မှာဧည့်သည်လာလို့မစော့တော့ဘူးထမင်းစားဖို့ပြန်ကြတော့တန်းစီလို့អော်လိုက်တယ်တန်းစီဆိုတဲ့စကားလုံးလဲကြားရောခုနကအားရပါရစော့နေတဲ့ကလေးတွေကချက်ချင်းပဲအရက်အနှိမ့်အမြင့်လိုက်တန်းစီလိုက်ကြတယ်ပြီးတော့တညီတညာတဲ့ခြေလမ်းတွေနဲ့အိမ်ပေါက်ဝစီကိုထွက်သွားကြတယ်ဂျင်ကြီးတို့နာကဖြတ်သွားတဲ့အချိန်မှာနှုတ်ဆက်တာမျိုးဧည့်သည်တွေကိုငေးကြည့်တာမျိုးလုံးဝမလုပ်ပဲစီကန်းတကြထွက်သွားကြတာကိုမြင်တော့လင်းမိသားစုရဲ့ရင်ထဲမှာအံ့ဩတုန်လှုပ်မှုတစ်ခုဖြစ်ပေါ်သွားတယ်ခုနကလည်းအယူတယောက်လိုထင်ခဲ့ပေမဲ့အခုတော့အဲ့ဒီလိုမတွေးရတော့ဘူးဒါနဲ့လင်းရွှေကြီးကထောင်ရွံရွာကိုရောက်ကြတဲ့ကပထမဆုံးအကြိမ်ဖြစ်အယိုးအသေးဆုံးနဲ့လက်အုပ်ချပြီးဝန်အန်း9နှစ်မှာပထမအဆင့်အောင်မြင်ခဲ့တဲ့ဂျူရန်လင်းရွှေကြီးကဆရာကိုဂါရဝပြုပါတယ်လို့မိတ်ဆက်လိုက်တယ်ကျွန်တော်ကတော့ဘာဂျူရန်ကိုမှဂယုမဆိုင်ပါဘူးလက်ကိုရမ်းပြလိုက်ပြီးဂျူရန်လားငါအိမ်မှာစီကန်းတွေတိတ်မရှိပါဘူးထမင်းစားချိန်ရောက်ပြီဆိုတော့အတူတူဝင်စားသွားကြပါလားလို့ပေါ့ပေါ့ပပပဲပြောလိုက်တယ်ကျွန်တော်ကပေါ့ပေါ့ပပဆက်ဆံလေးလင်းရွှေကြီးကပိုပြီးကြုံကြုံလေးဖြစ်လေပါပဲသူကငါရဲ့ဂျူရန်ဆိုတဲ့ဂုံပုတ်ကိုလုံးဝဂယုမဆိုင်ဘူးပဲလို့တွေးပြီးကြောက်ကြောက်နဲ့ပဲဖိတ်ခေါ်မှုကိုလက်ခံလိုက်တယ်အလဲချံဝင်းထဲကဧည့်ခန်းမှာထိုင်ပြီးတော့ကျွန်တော်ကငါအိမ်ကကောင်းမလေးတွေအကုန်မရောက်သေးလို့ခဏဆောင်ပေးကြပါအတူတူစားနေကြဖြစ်နေလို့ပါလို့ပြောတော့လင်းရွှေကြီးကရပါတယ်အေးဆေးပါလို့ပြန်ဖြေတယ်ပြီးတော့ဘာဆက်ပြောရမှန်းမသိလို့ဧည့်ခန်းထဲမှာခဏတာတိတ်ဆိတ်သွားတယ်အဲ့ဒီလိုတိတ်ဆိတ်နေတော့ကျွန်တော်ကလွန်ခဲ့တဲ့လအနေငယ်ကမြောက်ပိုင်းလူရိုင်းတွေကိုတတိုင်းနဲ့ဝင်ခွင့်ပြုလိုက်တယ်ဆိုအစိုးရအနေနဲ့တော်တော်လေးကောင်းခဲသွားမှာပဲနောက်ဆုံးဘလို့ဖြည့်ရှင်းလိုက်လဲပစ္စည်းတွေငွေတွေပေးပြီးပြန်လွတ်လိုက်ရတာလားလို့မေးလိုက်တယ်ဒီစကားကြတော့လင်းရွှေကြီးမျက်လုံးပြူးသွားတယ်ဆရာအဲ့ဒါကိုဘလို့လုပ်တည်တာလဲအစိုးရကငွေတွေပစ္စည်းတွေအများကြီးပေးလိုက်ရပေမဲ့ပြည်သူတွေကိုတော့ရန်သူကိုတိုက်ထုတ်လိုက်နိုင်ပြီလို့ပဲလိန်ပြောထားတာလေကျွန်တော်ကပေါ့ပေါ့ပပပဲဆက်ပြောလိုက်တယ်မသိစရာပါရှိလဲအင်ပါယာတီထောင်တာ2 နှစ်ရကျော်နေပြီးအခြေခံအုတ်မြစ်တွေကအကုန်ဆွေးမြင့်နေပြီးတိုက်ရိုက်ခိုက်ရရှိတဲ့တက်ဆိုတာဘယ်မှာရှိတော့မှလဲလွန်ခဲ့တဲ့အနှစ်20အတွင်းလူရိုင်းတွေကတတိုင်းကိုဖျက်ကျော်ပြီး38ကြိမ်တောင်ဝင်တိုက်ခဲ့တာမနစ်ကတစ်နှစ်တည်းကို3ကြိမ်လေးဒီတစ်ခါစစ်သူကြီးကတကားဖွင့်ပေးလိုက်တာအကြောင်းပြချက်တစ်ခုလို့မင်းထင်နေတာလားသူမဖွင့်ပေးလဲဝင်လာမှာပဲအစောနဲ့အနှောင်းမဲกว่าတာလင်းရွှေကြီးရင်ထဲမှာအကြီးအကျယ်တုံ့လောက်သွားတယ်အတော်ကြာတိတ်ဆိတ်သွားပြီးမှဆရာဒီအခြေအနေကိုဖြေရှင်းလို့ရမယ့်နည်းလမ်းများရှိပါသလားလို့မေးတယ်ရှိတော့ရှိတယ်ဒါပေမဲ့အရန်ခက်တယ်ကျေးဇူးပြုပြီးတင်ပြပေးပါမင်းတိလည်းအတုံးမဝင်ပါဘူးမေးလိုက်ပါကျေးဇူးပြုပြီးတင်ပြပေးပါလင်းရွှေကြီးကမတ်တက်ရက်ပြီးအယိုအသေးပေးကထပ်တောင်းဆိုတယ်ကျွန်တော်လည်းတက်ပြင်းချလိုက်ပြီးခမားကတော်တော်ကောင်းပါတာပဲနီလန်းကတော့မခက်ပါဘူးဉာဏ်ပညာကြီးမားတဲ့ဧကရစ်တစ်ပါးပေါ်လာဖို့တို့အာနာရှိပြီးတိုင်းပြည်ကိုတကယ်ချစ်တဲ့အမတ်ကြီးတစ်ယောက်ပေါ်လာဖို့ပဲဒါပေမဲ့နီလန်းဘလောက်ကောင်းကောင်းအကောင့်ထဲဖော်မဲ့သူလို့လည်းခမားလိုယာတုတောင်မရှိတဲ့တာမန်ကျူရန်တစ်ယောက်အနေနဲ့ဒီတွေးတွေကိုခေါင်းထဲကထုတ်လိုက်ပါလို့ပြက်ပြက်တသားပြောလိုက်တယ်လင်းရွှေကြီးငြိမ်ကျသွားတယ်ပြီးမှအဲ့ဒီလိုလူမျိုးတကယ်ရှိလာခဲ့ရင်ဒီကက်ဘေးကြီးကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလေးတော့သိချင်ပါတယ်လို့ဆက်မေးတယ်ဟာကျွန်တော်အားရပါရရေးချလိုက်ပြီးငါရေတာတခြားကြောင့်မဟုတ်ဘူးခမားတုံးလုံးလို့ရေတာလို့ပြောချလိုက်တယ်ဒီစကားကြောင့်လင်းရွှေကြီးကြက်တည်တည်သွားပြီးသူ့ဇနီးနဲ့ကလေးတွေကတော့ကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်ကြတယ်ဘလောက်ပဲပညာရှင်ဖြစ်နေပါစေဒီလိုဆဲတာကတော့မလွန်လုံးဘူးလားပေါ့ဒါပေမဲ့လင်းရွှေကြီးကဒေါသမထွက်ပဲတေချာစဉ်းစားပြီးကျွန်တော်မေးတာဘာမှမမှားဘူးလို့ထင်ပါတယ်ဆရာဘက်ကအကြောင်းပြချက်ခိုင်ခိုင်လုံလုံမပေးနိုင်ရင်ကျွန်တော်တုံးတယ်ဆိုတာကိုလက်မခံနိုင်ပါဘူးလို့တီတီငိမ့်ငိမ့်ပြန်ပြောတယ်လက်မခံလဲနေပေါ့ခမားမှာအချက်လက်တွေအများကြီးလိုနေတဲ့တဆင့်ချင်းရှင်းပြရရင်တရက်တညလုံးရှင်းပြတောင်ပြီးမှမဟုတ်ဘူးလို့ညင်းလိုက်တယ်အဲ့ဒါဆိုကျွန်တော်နေ့တိုင်းလာပြီးပညာသင်ပါမယ်ငါမှအဲ့ဒီလောက်အချိန်မရှိဘူးဆရာဧကရစ်ရဲ့ပြည်သူတွေလူရိုင်းတွေရဲ့ခွာအောက်မှာနင်းချခံရမှာကိုဆရာကဒီတိုင်းကြည့်နေတော့မှလားလူရိုင်းတွေကဘလောက်ရက်ဆက်လဲဆရာသိရလားရှေးလူကြီးတွေပြောသလိုလောကကြီးရက်စမ်းလင်းရွှေကြီးရဲ့စကားကိုကျွန်တော်ဖြတ်ပြောလိုက်တယ်တရားတွေလာမဟောနဲ့လောကကြီးကအမှန်တရားကိုပဲယုံတဲ့စကလုံးလှလှတွေကိုမယုံဘူးပြီးတော့ခမားမျိုးရိုးကလင်းဖြစ်နေပေမဲ့ငါနဲ့ဘာမှမဆိုင်ဘူးကျွန်တော်နာမည်ကလည်းလင်းဖြစ်နေလို့ပါနောက်တစ်ခုကငါမှဘာကိုကျင့်တရားမှမရှိလို့ငါကိုကိုကျင့်တရားတွေတုံးပြီးလာချီနှောင်ဖို့မကြိုးစားနဲ့လို့ပြက်ပြက်တသားပြောလိုက်တယ်ဒီစကားလဲကြားရောလင်းရွှေကြီးအမြဲယုံကြည်ဆွဲကင်ထားတဲ့အရာတချို့ပြိုးလဲသွားတယ်လို့ခံစားလိုက်ရတယ်သူဒေါသတကြီးနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးလက်ကိုခါကအိမ်ထဲကနေထွက်သွားတော့တဲ့သူ့မိသားစုလည်းနောက်ကနေအမြန်လိုက်သွားကြတယ်သူတို့ထွက်သွားတာနဲ့ဂျင်ကြီးကပြေးလာပြီးကျွန်တော်လက်ကိုကင်ကတခင်လေး
အရန်မိုက်တာပဲကျူရန်ကြီးကိုတောင်တုံးတယ်လို့ပြောပြီးပညာမတတ်ဘူးလို့ဆဲလိုက်တာလေတခင်လေးကမှဧကရစ်လုပ်ဖို့အသင့်တော်ဆုံးပဲမရဘူးဒီအကြောင်းကိုဂျင်းရှိုးတို့ကိုတွားကြွားဦးမှကျမတော့ပျော်လွန်းလို့ရင်ဘတ်တွေတောင်ပောက်ကွဲထွက်တော့မယ်လို့အပျော်ကြီးပျော်နေတော့တယ်ကျွန်တော်လည်းတက်ပြင်းချပြီးဂျင်းကြီးရဲ့မင်းကဘာရီလာဖြစ်နေတာလဲလို့ပဲညီးနိုင်တော့တယ်တစ်ဖက်မှာတော့လင်းရွှေကြီးကဒေါသတကြီးနဲ့ခြေလန်းကျဲကြီးတွေရှောက်သွားတဲ့ဇနီးဖြစ်သူကနောက်ကနေပြေးလိုက်လာပြီးအရှင်ဘာလို့အဲ့ဒီလောက်မြန်မြန်ရှောက်နေတာလဲအဲ့ဒီလူကဘာမှမတက်ပဲလေလုံးမိုးလုံးထွားနေတာနေမှာပါသူ့ကိုဂယုဆိုင်မနေနဲ့ငါတို့ဒီမှာဆက်မနေတော့ပဲပြန်ကြရအောင်သူ့စီကအစောကားခံစရာမလိုဘူးလို့ပြောတယ်လင်းရွှေကြီးကရက်လိုက်ပြီးတားဖြစ်သူကိုလှည့်ကြည့်ကယွန်းရွှမ်းမင်းအဲ့ဒီဆရာလင်းကိုဘယ်လိုမြင်လဲလို့မေးတယ်ရွှန်းရွှမ်းကကျွန်တော်တေချာမသိဘူးစကားစုံအောင်တောင်မပြောလိုက်ရဘူးလေသူကလေတိုက်နေတာလည်းဖြစ်နိုင်တယ်လို့တကယ်ကိုနက်နဲတဲ့သူလည်းဖြစ်နိုင်တယ်ဒါပေမဲ့ရွာလူကြီးချင်းရီလိုအရေးချင်းရှိတဲ့သူကတော့သူ့ရဲ့အစေခံဖြစ်နေတယ်ဆိုတော့သူကတကယ်ကိုနက်နဲတဲ့သူလို့ကျွန်တော်ထင်တယ်လို့ဖြေတယ်လင်းရွှေကြီးကတက်ပြင်းချလိုက်ပြီးသူကတကယ်ကိုထူးဆန်းတဲ့ပုဂ္ဂိုလ်ပဲဒါပေမဲ့တိုင်းပြည်အတွက်ဘာမှမလုပ်ပေးချင်ဘူးဖြစ်နေတယ်ကဲငါတို့ပြန်ကြမယ်မနှက်ဖြန်ကြရင်သူ့စီကိုထပ်လာပြီးဂါရဝပြုမယ်လို့ပြောလိုက်တယ်ရှင်မနှက်ဖြန်ထပ်လာဦးမလို့လားခုနကအစဲခံရလို့ဒေါသထွက်ပြီးထွက်လာတာမဟုတ်ဘူးလားလို့ဇနီးဖြစ်သူကအံ့ဩတကြီးမိတယ်ငါဒေါသထွက်တာကသူကတိုင်းပြည်ကိုကယ်တင်နိုင်တဲ့အသိပညာတွေရှိရနဲ့မလုပ်ပေးလို့ဒေါသထွက်တာငါဒေါသတွေပြေသွားရင်တော့သူ့စီကပညာတွေတင်လို့ရပြီလေသူကတကယ်ကိုတိုင်းပြည်ကိုကယ်တင်နိုင်တဲ့အရေးချင်းရှိတယ်သူသာတင်ပေးမယ်ဆိုရင်ဒူးထောက်ပြီးဆရာတင်ရမယ်ဆိုရင်တော့ငါကျင်းနဲ့တယ်သူမတင်ပေးမှာဘူးပဲငါစိုးရိမ်တာလို့ဖြေလိုက်တယ်နောက်တနေ့ရောက်တော့လင်းရွှေကြီးကတွေးဆုံခွင့်ကပ်ပြလာပို့တယ်ကျွန်တော်ကစိတ်ရှုပ်လို့မတွေ့ဘူးလို့ညင်းလိုက်တယ်အဲ့ဒီလိုနဲ့လင်းရွှေကြီးတမနက်လုံးထိုင်ဆောင်ပြီးအတန်တိတ်ပြန်သွားခဲ့တယ်တတိယနေ့လာပြန်တယ်မနက်ခင်းတစ်ခုလုံးထိုင်ဆောင်ပြန်တယ်အဲ့ဒီလိုနဲ့9ရက်တိတိလာပို့တာနောက်ဆုံးနေ့ကျတော့အဆောင်တွေကသူ့ကပ်ပြကိုအထဲတောင်ဝင်မပေးတော့ဘူးနောက်ဆုံးတော့လင်းရွှေကြီးကတဲခုခန်းကနေအိတ်တလုံးပြောင်းလာပြီးရေရှည်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်ပြီးတာနဲ့ရွာကော်မတီရုံးကိုသွားပြီးဂျင်းရီစီမှာအလုပ်တစ်ခုလောက်ပေးပါလို့တောင်းဆိုတော့တယ်ဒီစကားကြတော့ဂျင်းရီတောင်လန့်သွားတယ်ကျူရန်ကြီးကများရွာမှာအလုပ်လာတောင်းနေတယ်နောက်နေတာလားပေါ်ကျူရန်ဆိုတာဘာနောက်ခံမှမရှိရင်တော့မြို့တော်မှာအဆင့်9အရာရှိအဖြစ်လွယ်လွယ်ကူကူဝင်လုပ်လို့ရတယ်လေမြို့တော်ကအဆင့်9ဆိုတာတာမန်နယ်မြို့ပိုင်တွေနဲ့ဘလို့မှမရှင်းနိုင်တဲ့အရှိန်အဝါရှိတာအခုရွာလေးမှာလာပြီးအလုပ်လာတောင်းနေတာတကယ်ကိုအံ့ဩစရာပဲရွာမှာအကြီးဆုံးရာထူးကရွာလူကြီးပဲရှိတာအဲ့ဒါကိုတော့ပေးလို့မရဘူးလေဒါနဲ့ဂျင်းကြီးကဆရာလင်းတကယ်ပြောနေတာလားတကယ်လုပ်မယ်ဆိုရင်တော့ဒုတိယရွာလူကြီးနေရာပေးပါမယ်လို့ပြောလိုက်တော့ကောင်းပါပြီကျွန်တော်လက်ခံပါတယ်လို့လင်းရွှေကြီးကချက်ချင်းသဘောတူလိုက်တယ်ညဘက်ရောက်တော့ဂျင်းကြီးကအဲ့ဒီအကြောင်းကျွန်တော်ကိုလာပြောပြတယ်စုခံရမယ်ဆိုတာသိပေမဲ့လင်းရွှေကြီးကိုသူတကယ်အလောက်ခန့်ကျင်လို့ပါတခင်လေးကလူရည်ကျူဆိုတာအရေးကြီးဆုံးပဲလို့အမြဲပြောတယ်လေကျူရန်အစ်စ်ဆိုတာတေချာပေါက်လူရည်ကျုံပဲပေါ့တခင်လေးကတော့နက်ဖျားမှုလို့ဒီစရင်နဲ့ထည့်တွက်စရာမလိုဘူးလို့သူကတွေးထားတာပါတခင်လေးကျမကိုစုချင်းစုပါတော့တခင်လေးမကြိုက်တဲ့သူကိုကျမသဘောနဲ့တူးရွာလူကြီးခန့်လိုက်မိလို့ပါလို့ဂျင်းကြီးကဝန်ခံတယ်ငါဘယ်တော့မှသူ့ကိုမကြိုက်ဘူးလို့ပြောလို့လဲသူကရှုပ်လွန်းလို့ငါမကြိုက်တာသူနဲ့သာခင်မင်သွားရင်နေတိုင်းကနားလာပြီးတိုင်းပြည်ရေးကလူတိုင်းတာဝန်လောကကြီးမပူပန်ခင်ကျူပူပန်ပါဆိုတဲ့စကားတွေလာပြောနေမှာစိုးလို့ဖြေလိုက်တယ်။အဲ့ဒီမှာဂျင်းကြီးကမျက်လုံးလေးကလည်းနဲ့လောကကြီးမပူပန်ခင်ကျူပူပန်ပါ။တခင်လေးအဲ့ဒီစကားကနောက်ဆက်တွဲရှိသေးလားဟင်လို့မေးတယ်။ရှိတာပေါ့။လောကကြီးပျော်ရွှင်ပြီးမှပျော်ရွှင်ပါလေလို့ဖြေလိုက်တယ်။ဘာဖြစ်လို့လဲတခင်လေး။ဘာမှမဖြစ်ပါဘူးဒီစကားနှစ်ခွန်းကနောင်ကြရင်အတုံးဝင်မဲ့ထင်လို့မှတ်ထားလိုက်မလို့ပါလို့ဂျင်းကြီးကပြုံးစီစီနဲ့ပြန်ဖြေတယ်။သူမရဲ့အမူအရာကိုကြည့်ပြီးကျွန်တော်ချက်တီးတောင်ထားသွားတယ်ဒီကောင်မလေးကအဲ့ဒီစကားတွေကိုပုံကန်တဲ့အလံပေါ်မှာစာရေးပြီးလွှင့်ထူဖို့စဉ်းစားနေတာများလားတကယ်သာအဲ့ဒီလိုလှုပ်လိုက်ရင်ဟိုရှိခေတ်ကအဲ့ဒီစာကြောင်းကိုရေးခဲ့တဲ့ပညာရှင်ကြီးဖန်ကျုံရန်တောင်ဒီခေတ်ကိုအချိန်ခီးသွားပြီးသူ့ကိုလာရိုက်လိုက်မယ်လို့တွေးပြီးစွန့်သွားပါတော့တယ်ဘာမှမဖြစ်ပါဘူးသူဘယ်မှာဘာပဲလှုပ်ဂယုစိုက်เสียရမလို့ဘူးငါ့ကိုလာမရှုံရင်ပြီးတာပဲမင်းတို့လည်းအဲ့ဒီကျူရန်ဆိုတာကိုအရန်အထင်ကြီးမနေနဲ့ဒီစာမှုပွဲစနစ်ကနေထွက်လာတဲ့အရာတွေအများကြီးကငါအမြင်တော့တော်တော်လေးတုံးအပ်တယ်ပညာတတ်ဆိုတဲ့လူတော်တော်များများရဲ့မျက်လုံးတွေကိုတေချာကြည့်ကြည့်ဘာအယောင်ဝါမှမရှိဘူးတကယ်တော်တဲ့သူတွေရဲ့မျက်လုံးတွေကတောက်ပနေတာသူ့ရဲ့သားကိုကြည့်လိုက်နည်းနည်းတုံးအပုံပေါက်နေတယ်မင်းတို့ကိုပြန်ကြည့်လိုက်မင်းတို့မျက်လုံးတွေကအယောင်ဝါတွေကရှန်ကျနေတာပဲမင်းတို့အားလုံးကအဲ့ဒီလေးဆိုတဲ့ကျူရန်ထက်အများကြီးပိုတော်တယ်လို့ပြောလိုက်တယ်ဒီစကားကြတော့ဂျင်းကြီးကစိတ်လှုပ်ရှားသွားပြီးတခင်လေးကျမမျက်လုံးထဲမှာတကယ်ပဲအယောင်ဝါတွေရှိနေတာလားဘလောက်တောင်တောက်ပနေလဲဟင်လို့မေးတယ်အရန်တောက်ပတာပေါ့နေမင်းကြီးဘက်ကိုစိုက်ကြည့်လိုက်ရင်နေတောင်ရှုံးသွားမယ်လို့နောက်ပြောင်ပြီးငါလည်းချက်ချင်းလစ်ထွက်လာခဲ့တယ်ဂျင်းကြီးကတော့တခင်လေးကတော့တနေ့လုံးကိုတီတီငင်ငင်မရှိဘူးလို့နှာခေါင်းရှုံရင်ကြံခဲ့တယ်ဒါပေမဲ့ဒီတစ်ခါတော့သူမရင်ထဲမှာယုံကြည်မှုတွေအပြည့်ရသွားပြီလေနောက်တနေ့မှာလင်းရွှေကြီးကရွာကော်မတီရုံးကိုရောက်လာပြီးသူ့အတွက်ပေးထားတဲ့ကျဲဝန်းတဲ့ရုံးခန်းထဲကိုဝင်လာတဲ့ပါလာတဲ့စုပ်တံမင်းစက်ကူတွေကိုနေရာချဘီရိုလေးတွေအလှဆင်ပစ္စည်းလေးတွေကိုသူ့စိတ်ကြိုက်ပြင်ဆင်နေတယ်သူဂျင်းကြီးစီမသွားရသေးခင်မှာပဲဂျင်းကြီးကသူ့စီအရင်ရောက်လာတယ်လင်းရွှေကြီးလည်းအမြန်လှုပ်ဝင်တဲ့ပုံစံဖမ်းလိုက်ပြီးရွာလူကြီးမင်းရောက်လာတာလားလို့နှုတ်ဆက်တဲ့ဂျင်းကြီးကလက်ခါပြပြီးဆရာလင်းတရားဝင်ချိန်တွေမှာတော့ယာဒုနာမည်နဲ့ခေါ်ကြတာပေါ့အပြင်မှာတော့ကျမကဆရာသမီးထက်တိတ်မကြည့်ပါဘူးကျမနာမည်ကိုပဲခေါ်ပါလို့ပြောတယ်ကောင်းပါပြီဂျင်းကြီးအခုကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဂျင်းကြီးကအဲ့ဒီကိစ္စအတွက်လာတာပါခဏနေအစည်းအဝေးရှိလို့ကြိုပြီးလာတိုင်းမင်းတာပါကျမတို့ရွာမှာအခုအမြဲတမ်းနေထိုင်သူ1100ကျော်ရှိတယ်အဓိကအလုပ်က3ပိုင်းရှိတယ်စီးပွားရေးပိုင်းကိုဂျင်းရှုကတာဝန်ယူတယ်စောက်လုပ်ရေးပိုင်းကိုတော့ဂျင်းဝမ်ကတာဝန်ယူတယ်နောက်ဆုံးပြည်သူရေးရာလူမှုရေးပိုင်းကိုလောလောဆယ်ဂျင်းယွမ်ကတာဝန်ယူထားတဲ့ဆရာကဘဲပိုင်းကိုပိုစိတ်ဝင်စားလဲလို့မေးတယ်
လင်းရွှေကြီးကပြည်သူရေးရပိုင်းကိုစိတ်ဝင်စားကြောင်းပြောတော့ဂျင်ရီကသဘောတူလိုက်ပြီးအဲ့ဒါဆိုအစည်းအဝေးကြရင်အဲ့ဒီအပိုင်းကိုဆရာကိုတာဝန်ပေးလိုက်မယ်ဂျင်ရွယ်နဲ့တွဲလို့ပေါ့ဂျင်ရွယ်ကငယ်သေးတော့ဆရာလည်းသူ့ကိုကူညီလမ်းပြပေးလို့ရတာပေါ့ဒါနဲ့အားရင်ဘေးကမ်းမှာသွားပြီးမှတ်ပုံတင်သွားလုပ်လိုက်ဦးဆရာကပညာရှင်အဖြစ်ခေါ်ယူထားတာမို့အစမ်းကာလမလိုဘူးဆရာရဲ့မိသားစုဝင်တွေလည်းအတူတူပဲဒါပေမဲ့အစီခံတွေနောက်ပါတွေကတော့မရဘူးနော်လို့ပြောပြီးထွက်သွားတယ်ဂျင်ရီဝင်လာတာမြင်တော့မိတ်ကပ်လိမ့်နေတဲ့ဂျင်ရွယ်လေးကကြပြကြရသိမ့်ပြီးငြိမ်ငြိမ်လေးထိုင်နေတာကိုလည်းတွေ့လိုက်ရတယ်အစည်းအဝေးစတော့ဂျင်ရီကအစည်းအဝေးမစခင်ခန့်အပ်လွှာတစ်ခုကြီးညာမယ်ဆရာလင်းရွှေကြီးကိုဒုတိယရွာလူကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်အားလုံးကြိုဆိုပေးကြပါလို့ပြောလိုက်တဲ့ကောင်မလေးတွေကအားရပါရလက်ခုပ်တီးကြတော့လင်းရွှေကြီးခင်ဗျာဒီလိုကြိုဆိုမှုမျိုးတစ်ခါမှမကြုံဘူးလို့ကြက်တီးတောင်ထားသွားတယ်ဒါပေမဲ့သူတို့ရဲ့နှွေးထွေးမှုကိုခံစားလိုက်ရလို့မတ်တက်ရက်ပြီးနောက်ဆိုရင်အားလုံးကလုတ်ဖို့ကိုင်းဖက်တွေဖြစ်သွားပြီမို့ကျွန်တော်ကိုလည်းကူညီစောင့်ရှောက်ပေးကြပါဦးလို့ပြုံးပြီးပြောလိုက်တယ်ဂျင်ရီကဆက်ပြီးဒုတိယရွာလူကြီးလင်းရွှေကြီးကဂျင်ရွယ်နဲ့တွဲပြီးပြည်သူရေးရာတွေကိုတာဝန်ယူရမယ်လို့ပြောလိုက်တော့ဂျင်ရွယ်ကဖြတ်ပြီးဆရာလင်းကကျူရန်ပညာတက်လေကျူရန်ကမြို့ပိုင်မင်းနဲ့ယာတူတူပဲအခုကျမနဲ့ဆရာလင်းကယာတူတူနေတယ်ဆိုတော့ကျမလည်းမြို့ပိုင်မင်းနဲ့ယာတူတူသွားပြီးပေါ့နော်လို့ဖြူဖြူစင်စင်လေးမေးလိုက်တယ်ဒီစကားလဲကြားရောဂျင်ရီစကားစတောင်ပြောက်သွားတယ်ဒီကောင်မလေးဒီနေ့ဘာဖြစ်နေတာလဲမိတ်ကပ်တွေများသွားလို့အုံနောက်ပါပိတ်သွားတာလားဘာပေါက်ကရတွေလာမေးနေတာလဲလို့တွေးမိတယ်လင်းရွှေကြီးကတော့ပြုံးလိုက်မိတယ်ဒီကလေးမလေးက10နှစ်ပဲရှိသေးတာငါသမီးထက်တောင်ငယ်သေးတယ်တကယ်ကိုအပြစ်ကင်းစင်ပါလားလို့တွေးမိတယ်ဒါပေမဲ့ဒီကောင်မလေးတွေကအသက်တာငယ်တာတယောက်ကိုအလုပ်တွေအများကြီးတာဝန်ယူနေကြပြီးအနာဂတ်မှာတော်တော်ခီးရောက်မဲ့သူတွေပဲငါသမီးကိုရောဒီအဖွဲ့ထဲဝင်အောင်လုပ်ပေးရမလားလို့ပါသူတော့တွေးနေမိတယ်ဒါပေမဲ့သူစကားမပြောရသေးခင်မှာပဲဂျင်ရီကဂျင်ရွံပါဇက်ပိတ်ထားအစည်းအဝေးမှာနောက်တစ်ခါအဲ့ဒီလိုပေါက်ကရတွေပြောရင်မင်းကိုအလုံနာပြီးအိမ်မှာအဖြစ်ပေးထားမယ်လို့အတမမာနဲ့ဟောက်လိုက်တဲ့ဂျင်ရွံလဲရှာလေးထုတ်ပြီးတောင်းပန်ပါတယ်ရွာလူကြီးမင်းသမီးမတော့ပါပြီးနောက်မလုပ်ရဲတော့ပါဘူးလို့ချွဲနှွဲ့နှွဲ့လေးတောင်းပန်ရှာတယ်လင်းရွှေကြီးကရွာလူကြီးမင်းဂျင်ရွံလေးကသတိလက်လွတ်ဖြစ်သွားတာပါကိစ္စမရှိပါဘူးလို့ဝင်ဖြန့်ဖြေပေးလိုက်တယ်အစည်းအဝေးဆက်လုပ်တော့ဂျင်ရှိုးကလက်ရှိဝင်ငွေချေနေကိုတင်ပြတယ်ကျမဘက်ကဝင်ငွေကတော့နက်ရည်စင်အရက်ကနေအဓိကရတာပါတနေ့ကိုအရက်ကျက်သား100ပုံမှန်ထွက်တယ်အခုရောင်းဈေးက650ပြားပါလို့ပြောတယ်လင်းရွှေကြီးကတိတ်တိတ်လေးနားထောင်ရင်တွက်ကြည့်လိုက်တော့လန့်သွားတယ်တနေ့ကိုငွေ65တန်တစ်နှစ်ဆိုရင်ငွေ2000ကျော်ဒါဘလို့သဘောလဲမနစ်ကတနိုင်ငံလုံးရဲ့အခွန်ငွေက4တန်းတောင်မပြည့်ဘူးလေခရိုင်ပေါင်း100ကျော်နဲ့စားလိုက်ရင်တစ်ခရိုင်ကိုအခွန်ငွေ2000 3000ပဲရတာအခုထောင်ရွာတရွာရဲ့တစ်နှစ်ဝင်ငွေကခရိုင်တစ်ခုလုံးရဲ့အခွန်ငွေနဲ့တွားတူနေတဲ့ရွာမှာလူ1100ပဲရှိပြီးခရိုင်တစ်ခုမှာလူ3သိန်းကနေ9သိန်းထိရှိတာလေဘာလို့ဒီလိုကွာဟနေရတာလဲဒါသူ့ကောင်းထဲမှာအတွေးတွေရှုပ်ထွေးသွားတယ်အစည်းအဝေးပြီးတော့ဂျင်ရွန်ကလုံခြုံရေးရုံးကိုအတူသွားမလားလို့မေးပေမဲ့သူကခဏနေမှလိုက်ခဲ့မယ်လို့ညင်းလိုက်တယ်လူတွေအကုန်ထွက်သွားတော့သူတယောက်တည်းစဉ်းစားကန်းဝင်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်တခင်လေးကရုတ်တရက်ဝင်လာပြီးခမည်းအရင်ကအရာရှိလုပ်ဖူးတယ်မလားလို့မေးလိုက်တယ်ကျွန်တော်အတန်ကြောင့်လင်းရွှေကြီးလန့်သွားပြီးမတက်ရက်ကဆရာလင်းရောက်လာတာလားလို့နှုတ်ဆက်တယ်ကျွန်တော်လည်းခုံတလုံးဆွဲထိုင်ပြီးနည်းနည်းစိတ်မချလို့လာကြည့်တာခမည်းအရာရှိလုပ်ဖူးတယ်ထင်တယ်အဲ့ဒါလည်းနေဘက်ကအရာရှိမျိုးလို့ပြောလိုက်တယ်သူကလည်းဟုတ်ပါတယ်အရင်ကမျိုးတော်အရာရှိလုပ်ပြီးနောက်ပိုင်းနယ်ကိုပြောင်းရတယ်အမြင့်ဆုံးအနေနဲ့ကြည်ဘူးပါခရိုင်ဝင်တီလုပ်ခဲ့ဘူးတယ်လို့ဖြေတယ်အေးအဲ့ဒါကြောင့်ငါစိတ်ပူနေတာထောင်ရွာကတခြားနေရာတွေနဲ့မတူဘူးခမည်းရဲ့အရာရှိလုပ်တဲ့အတွေ့အကြုံတွေကဒီမှာသုံးလို့ရမှာမဟုတ်ဘူးရွာကိုအုပ်ချုပ်တဲ့နေရာမှာခမည်းကဂျင်ရွာလောက်တောင်တော့မှမဟုတ်ဘူးဂျင်ရွာကစက်ကူဖြူလေးတစ်ရွက်ဆိုရင်ခမည်းကပေချန်နေတဲ့ပကြီးကားတစ်ချက်ပဲစက်ကူဖြူမှာကြိုက်တယ်လို့ရေးဆွဲလို့ရပေမဲ့ပေချန်နေတဲ့ပကြီးကားကိုပြင်ဖို့ဆိုတာအရန်ခက်တယ်ဒါကြောင့်အလုတ်စတာနဲ့အမိတ်တွေမပေးနဲ့ဦးအရင်ကြည့်အရင်နားထောင်ပြီးမှဂျင်ရွာတို့ဂျင်ရီတို့နဲ့တိုင်ပင်ပြီးဆုံးဖြတ်လို့ဆုံးမလိုက်တဲ့လင်းရွှေကြီးကတိတ်တော့မကျေနပ်ပေမဲ့ညင်းမနေပဲခေါင်းငိတ်လက်ခံလိုက်တယ်ဒါပေမဲ့သူ့ခေါင်းထဲကမေကုန်းကိုတော့မေးလိုက်တယ်ထောင်ရွာကဘာလို့ဒီလောက်ဝင်ငွေတွေများနေရတာလဲကျွန်တော်လည်းပြုံးပြီးဒါကတကယ်ပြဿနာကြီးပဲခမည်းကတရွက်ကွယ်ပြီးတောင်ကြီးကိုမမြင်တာထောင်ရွာကတာမန်ရွာမှမဟုတ်တာနက်ရည်စင်အရက်ကလည်းရွာသားတွေနဲ့မဆိုင်ဘူးတာမန်လူ1000ရှိတဲ့ရွာတရွာရဲ့အခွန်ကငွေ200တောင်မပြည့်ပါဘူးခရိုင်တစ်ခုမှာလူသိန်းကြီးရှိတယ်လယ်သမားတွေကြီးပဲတွေ့ရင်တော့အခွန်ငွေ3သိန်းဝန်းကျင်လောက်ရမှာလက်တွေမှာအစိုးရကပညာတတ်တွေကလွယ်ပြီးကျန်တဲ့သူတွေကိုအခွန်ကောက်တယ်လယ်သမားကလယ်ခွန်တခြားသူတွေကလူခွန်တေချာတကယ်သာကောက်မယ်ဆိုရင်ခရိုင်နဲ့ခုကိုအနည်းဆုံးအခွန်ငွေ1တန်းရမယ်လို့ပြောလိုက်တယ်လင်းရွှေကြီးမျက်နှာမှာမယုံကြည်နိုင်တဲ့အမှုအရာတွေပေါ်လာတယ်ခရိုင်တစ်ခုကိုအခွန်1တန်းမဖြစ်နိုင်ဘူးအဲ့ဒါသာတကယ်ဆိုရင်တနိုင်ငံလုံးရဲ့အခွန်ငွေကတန်းရချီရှိနေမှာပေါ့အဲ့ဒီလောက်ငွေတွေသာရှိရင်လူရိုင်းတွေကိုကြောက်เสียရလားတဘာဝဘေးကိုကြောက်เสียရလားဒုက္ခတွေတွေကိုကြောက်เสียရလားလို့ညင်းတယ်ကျွန်တော်ကလှောင်ပြုံးလိုက်ပြီးမဖြစ်နိုင်ဘူးလို့ခမည်းထင်တာလားအခုကျွန်တော်ပြောတဲ့ကဏ္ဍတွေကအနည်းဆုံးတွက်ပြထားတာမဖြစ်နိုင်စရာအကြောင်းမရှိဘူးတက်တည်လို့ချင်းရင်ခရိုင်တစ်ခုရဲ့တကယ်လူဦးရေစည်းရင်းကိုတွားစစ်ကြည့်လိုက်ကျွန်တော်ပြောတဲ့ကဏ္ဍတွေထွက်လာလိမ့်မယ်မြို့ပေါ်ကလူခွန်တွေကိုမတွက်သေးဘူးနော်လယ်သမားသိန်းကြီးရှိတာကိုပဲတွက်ရင်ငွေ3သိန်းလောက်ရနေပြီခမည်းခရိုင်ဝင်လို့တုန်းကတစ်နှစ်ကိုအခွန်ဘယ်လောက်ရလဲကိုဘာသာတိမှာပါလို့ပြန်ပတ်လိုက်တယ်ပြီးတော့သူ့ပခုံးကိုပုတ်ပြီးကျွန်တော်တို့ရဲ့ခရိုင်ဝင်ကြီးရေအဲ့ဒီကိစ္စတွေကိုခေါင်းထဲကထုတ်လိုက်တော့အခုခမည်းကထောင်ရွာရဲ့ဒူးရွာလူကြီးပဲကို့အလုပ်ကိုအရင်ဆုံးတေချာလုပ်ပါခုနကဂျင်ရွံကိုခမည်းအတွက်3ရက်ခွင့်ပေးလိုက်ဖို့ပြောထားတယ်3ရက်နာပြီးမှအလုပ်ပြန်ဆင်းပါအခုခမည်းပုံစံကလမ်းလျှောက်ရင်းတွင်းနဲ့ပြုတ်ကြမဲ့ပုံပေါက်နေတယ်သွားတော့ကိစ္စမရှိရင်လာမရှုံးတဲ့နောက်ပိုင်းအလုပ်မှာအောင်မြင်မှုတွေပြနိုင်ရင်တော့လာပြီးအကြံတောင်းလို့ရတယ်ဘာမှမလုပ်နိုင်ရင်တော့လာမရှုံးတဲ့ထောင်ရွာကအလကားလူတွေကိုမကြွေးထားဘူးလို့ပြောပြီးလှည့်ထွက်ခဲ့တယ်လင်းရွှေကြီးခေါင်းထဲမှာရှုပ်ထွေးသွားတယ်အိမ်ပြန်ရောက်တော့ဇနီးဖြစ်သူကသူ့ပုံစံကိုကြည့်ပြီးအရှင်းဘာဖြစ်လာတာလဲအလုပ်သွားတာမဟုတ်ဘူးလားအဆုခံရလို့လားမလုပ်နဲ့တော့
မြို့တော်ကိုပဲပြန်ကြမယ်ဒီအနှိမ်ခံစရာမလိုဘူးလို့စိတ်တူတကြီးပြောတယ်လင်းရွှေကြီးကလက်ခါပြပြီးကိုဘာမှမဖြစ်ပါဘူးကိစ္စတချို့ကိုနားမလည်နိုင်လို့ပါလို့ဖြေတယ်တကယ်တော့သူနားလည်သွားပါပြီအောက်ခြေကအရာရှိတွေကိုကြိုးရှာပြီးသူ့ကိုလှည့်စားခဲ့ကြတယ်ဆိုတာလက်မခံချင်လို့သာပါလှုပ်ဝက်လူဦးရေစည်ရင်းတွေကတရားဝင်လယ်သမားဦးရေထက်အများကြီးပိုနေတယ်ဆိုတာသူသဘောပေါက်သွားပြီလေနောက်တနေ့မှာလင်းရွှေကြီးကရုံးကိုထပ်လာတယ်ရောက်ရောက်ချင်းပဲချစ်စရာကောင်းတဲ့ဂျင်ရွန်လေးကိုတွေ့တယ်ဂျင်ရွန်ကဆရာလင်းဘာလို့လာတာလဲတခင်လေးကဆရာကိုနားဖို့ပြောထားတယ်လေလို့မေးတယ်လင်းရွှေကြီးကပြုံးပြီးအဲ့လိုလုပ်လို့ဘယ်ရမလဲငါတို့ကတရက်အလုပ်စင်းမှတရက်စာလာစာရတာလေးနားလိုက်ရင်လာစာလျှော့သွားမှာပေါ့လို့ဖြေတယ်ဂျင်ရွန်ကမျက်မှောင်လေးကုပ်ပြီးခေါင်းညိတ်ကဟုတ်တာပဲနော်သမီးကတော့ပတ်စံကိုစိတ်မပူရဘူးစားစရာနေစရာအကုန်လုံးတခင်လေးကပေးထားတာဆရာကတော့မိသားစုကိုရှာကျွေးရမှာဆိုတော့လို့ပြောရှာတယ်ဒါကိုကြားတော့လင်းရွှေကြီးအော်ရမိသွားတယ်ဒီကလေးမလေးကိုစားရတာတကယ်ရေးရတာပဲလို့တွေးမိတယ်ပြီးတော့သူကပြုံးပြီးဆရာမလင်းမုံရွှင်ဆိုတဲ့သမီးလေးတယောက်ရှိတယ်ဆိုတာသိတယ်မလားသူကတိတ်လာပေမဲ့တငယ်ချင်းမရှိဘူးသမီးသူနဲ့သွားကစားပေးလို့ရမလားလို့မေးတယ်ဂျင်ရွန်ကကစားပေးရမလားမရဘူးလေသမီးအလုပ်လုပ်ရအောင်မလို့ညင်းတယ်အဲ့ဒါဆိုညနေအလုပ်စင်းရင်ဆရာအိမ်ကိုလာခဲ့ပါလားမုံရွှင်နဲ့ကစားပေးဖို့ဆရာကဖိတ်ပါတယ်လို့ထပ်ပြောတော့ဂျင်ရွန်ကဒါပေမဲ့အလုပ်စင်းရင်သမီးအိမ်ပြန်ရမှာလေဆိုပြီးတွန်းဆုပ်ဖြစ်နေပါတော့တယ်လင်းရွှေကြီးကဂျင်ရွန်လေးညနေပိုင်းဘာလုပ်လဲမေးတော့ထမင်းစားမယ်ပြီးရင်တခင်လေးစီမှာစာသွားတင်ရမယ်လို့ဖြေတယ်စာတင်ရမယ်ဆိုတဲ့စကားလဲကြားရောလင်းရွှေကြီးမျက်လုံးတွေအယောင်လက်သွားတယ်သူလဲအဲ့ဒီတခင်လေးစီမှာသွားပြီးစာတင်ကျင်နေတာလေဒါနဲ့သူကအကြံထုတ်ပြီးဂျင်ရွန်မုတ်ရွှန်သူ့သမီးကဒီမှာတငယ်ချင်းမရှိတော့အရန်ထိကြံနေတာသူကသမီးစီလာပြီးအတူတူစာလာတင်ရင်ရောမကောင်းဘူးလားအဲ့ဒါဆိုသမီးလဲအဖော်ရတာပေါ့လို့ဖြောင်းဖြတယ်ဂျင်ရွန်ကခဏစဉ်းစားပြီးတခင်လေးကိုတော့အရင်မေးကြည့်ရမယ်ဒါပေမဲ့မုတ်ရွှန်အမကအရန်ချစ်စရာကောင်းတော့တခင်လေးစီစုခံရလဲခံလိုက်ပါမယ်လေတခင်လေးကသဘောကောင်းပါတယ်သမီးကိုရိုက်မှာမဟုတ်ပါဘူးလို့သဘောတူလိုက်တယ်ဂျင်ယွန်လေးသဘောတူလိုက်တော့လင်းရွှေကြီးကကလေးကိုလှည့်စားလိုက်ရလို့စိတ်ထဲနည်းနည်းအားနာသွားပေမဲ့တစ်ဖက်ကလည်းသမီးဖြစ်သူစားသွားတင်ရင်သူလည်းသမီးစီကနေတဆင့်ပြန်တင်ယူလို့ရပြီဆိုပြီးဝမ်းသာနေတဲ့အဲ့ဒီခေတ်ကပညာတတ်တွေကအသစ်ဆန်းတွေကိုလေ့လာခြင်းစိတ်အရန်ပြင်းပြကြတာကိုဒါပေမဲ့ညရောက်တော့ဂျင်ယွန်ကကျွန်တော်ကိုလာခွင့်တောင်းတဲ့အခါကျွန်တော်ကညင်းလိုက်တယ်ကျွန်တော်ကတကူကောင်းဆန်လို့မဟုတ်ပါဘူးမုတ်ရွှန်ကအခုမှစတင်မှာဆိုတော့ကျန်တဲ့၄ယောက်ရဲ့တင်ကန်းစာအခြေအနေကိုမိမမဟုတ်လို့ပါဒါပေမဲ့ဒီကိစ္စကကျွန်တော်ကိုအတိတ်တစ်ခုဝင်သွားစေတယ်ထောင်ရံရွာလေးကဖွံ့ဖြိုးလာတာနဲ့အမျှပညာတတ်တွေအများကြီးလိုအပ်လာပြီးအစိမ့်မြင့်ပညာတွေမတက်ရင်တော့အခြေခံစာရေးစာဖတ်ကဏ္ဍတွက်တာတွေကိုတော့တတ်ဖို့လိုပြီးလို့ဆုံးဖြတ်ပြီးကျောင်းတစ်ကျောင်းဖွင့်ဖို့စီစဉ်လိုက်တယ်နောက်ပိုင်းမှာလင်းအိမ်တော်ကမြင်းလဲနဲ့မုတ်ရွှန်ကိုလာပို့ပေးမဲ့ဂျင်ယွန်ကပြန်ခေါ်လာပြီးဆရာလင်းတောင်းပန်ပါတယ်တခင်လေးကမုတ်ရွှန်အမကတင်ကန်းစာတွေနောက်ကျနေလို့လိုက်မိမှာမဟုတ်ဘူးလေဒါပေမဲ့မကြခင်မှာရွာကနေကျောင်းဖွင့်ပြီးကျောင်းသားလက်ခံတော့မှမို့အဲ့ဒီကြရင်မုတ်ရွှန်အမလည်းကျောင်းတက်လို့ရပါပြီလို့ပြောပြလိုက်တယ်လင်းရွှေကြီးလည်းသူ့အကြံစီလေးပြတ်သွားပေမဲ့ကျောင်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့်အတင်းပြုံးပြီးပြောပါတယ်အရန်ပြောပါတယ်လို့ပြောလိုက်ရတယ်ဒီနေ့ကတော့ဂျင်းရှို့တာဝန်ယူထားတဲ့ဂျင်းရှို့အထည်ချုပ်စက်ရုံစတင်ဖွင့်လှစ်တဲ့နေ့ပါပထမဆုံးအတုပ်အနေနဲ့အမျိုးသမီးအလုပ်သမားတရားကိုခန့်အပ်လိုက်လို့အမျိုးသမီးတွေအတွက်အလုပ်ကိုင်ခွင့်လန်းတွေအများကြီးရသွားတယ်စက်ရုံကလူကြီးကလေးယောက်ျားမိန်းမအဝတ်ထည်မျိုးစုံကိုထုတ်လုပ်တဲ့အပြင်စိတ်ကြိုက်အော်ဒါတွေကိုပါလက်ခံတဲ့ဆိုင်ကန်းကိုလည်းစီးပွားရေးဆောင်ရဲ့အထင်ရှားဆုံးနေရာမှာဖွင့်ထားတယ်ဖွင့်ပွဲနေ့မှာပဲမတန်လင်းနဲ့သူမရဲ့သမီးတို့ကဆိုင်ထဲကိုရောက်လာပြီးအဝတ်စားတွေကိုယူသွတ်မတက်ရွေးချယ်နေကြတယ်မုတ်ရွှန်လာကြည့်ပါဦးအမေဒီအင်ဂျီလေးဝတ်ထားတာလှလာလို့မေးနေတဲ့မြင်ကွင်းကအယောင်းဝန်ထမ်းကောင်မလေးတွေကိုအရန်ပျော်သွားစေတဲ့အင်ဂျီတချို့ရောင်းရတာနဲ့တင်သူတို့အတွက်ကော်မရှင်ကတွေအများကြီးရမှာလေငါအဖေကတော့ငါ့ကိုအလက်ကားကောင်မလေးလို့ဆဲတော့မှာမဟုတ်ဘူးလို့ဝန်ထမ်းမလေးကတွေးပြီးပြောနေတယ်ဂျင်းရှိုးကလည်းမတန်လင်းကိုအဝတ်စားတွေလိုက်ရွေးပေးပြီးအန်တီကမွေးရပါလှပြီးသားဆိုတော့ဘာဝတ်လှပါတယ်ဒီချုံပေါ်ဝလေးပါတွဲဝတ်လိုက်ရင်ပူတောင်လှသွားအောင်မယ်လို့မြောက်ပင်ပေးလိုက်တယ်မတန်လင်းလည်းသဘောကျပြီးအင်ဂျီတွေတင်မကပဲပတ်စံအိတ်ချီအိတ်စတာတွေကိုပါဒေါ်လာရတန်စက်ကူငွေတွေအများကြီးပေးပြီးဝယ်လိုက်တယ်ပတ်စံရှင်းတဲ့အခါဂျင်းရှိုးက30ရာခိုင်နှုန်းရှော့ပေးလိုက်ပြီးဒီလိုရှော့ပေးတာကအန်တီကပတ်စံမပေးနိုင်လို့မဟုတ်ပါဘူးဒါကဂုံတိတ်ခါတစ်ခုပါအမြင့်ဆုံး VIP ဧည့်သည်ကဒီကိုပဲဒီလို30ရာခိုင်နှုန်းရှော့ပေးတာပါလို့ပြောလိုက်တော့မတန်လင်းကတိတ်ကိုသဘောကျသွားတယ်တကယ်တော့ထောင်ရွာရဲ့ပထမဆုံးဖက်ရှင်ရေးစီးကြောင်းကိုအမျိုးသမီးတွေကစတင်လိုက်တာပါရက်အနှဲငယ်အတွင်းမှာပဲမြို့ပေါ်ကတထေးကားတော်တွေတခင်မလေးတွေကမြင်းလဲတွေနဲ့ရွာကိုလာရောက်ကြတယ်ရွာရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအံ့ဩနေရတဲ့ကြားကအထည်ဆိုင်တွေကလှပတဲ့အဝတ်စားတွေကိုမြင်တော့အယူအမှုဝယ်ကြတော့တာပဲတချို့တထေးကားတော်တွေကထောင်ရွာရဲ့စီးပွားရေးကိုမျက်စိကျလို့သူတို့ယောက်ျားတွေအတွက်အခွင့်အရေးလာရှာပေးတာဖြစ်ပေမဲ့ဂျင်းရှိုးကပယ်ချလိုက်လို့လက်လျှော့သွားပြီးအဝတ်စားတွေကိုပဲအလူရက်ဝယ်ယူသွားကြတယ်သူတို့တွေဝယ်လိုက်တာတယောက်ကိုအနည်းဆုံးငွေ20တန်ကြီးပြ2000ဖိုးလောက်ရှိတယ်ဆိုင်မန်နေဂျာကအဲ့ဒီလိုဝယ်တဲ့သူတွေကို VIP ကတ်တွေထုတ်ပေးပြီးနောက်ဆိုရင်9ရာခိုင်နှုန်းလျှော့ဈေးရမယ့်အပြင်အထည်သစ်တွေကိုလည်းဦးစားပေးဝယ်ယူခွင့်ရမယ်လို့ရှင်းပြတယ်ကတော်တွေကနားမလည်ပေမဲ့သူများမရတဲ့အခွင့်အရေးကိုငါရတယ်ဆိုတဲ့ဂုဏ်ယူစိတ်နဲ့ပို့ပြီးဝယ်ယူအားတွေမြင့်တက်လာကြတယ်မြင်းလဲတွေပြန်ထွက်သွားတဲ့အခါဆိုင်ထဲမှာငွေ200ကျော်လောက်ကျန်ခဲ့တယ်ဒီအကြောင်းကိုဂျင်းရှုကဂျင်းရီကိုပြောပြတော့နှစ်ယောက်သားအရွယ်ရောက်အမျိုးသမီးတွေရဲ့ဝယ်ယူအားကိုအံ့ဩသွားကြတယ်ငါတို့တခင်လေးရဲ့တစ်နှစ်စာဝင်ငွေ30ပုံတပုံကိုခဏလေးနဲ့တုံးပစ်လိုက်ကြတာလားဖြုံးတီးလိုက်ကြတာညီမတွေရေချွေတာကြပါဦးလို့ဂျင်ကြီးကဟာတာလုပ်ပြီးပြောလိုက်တယ်။ရက်အနှဲငယ်ကြာတော့ဝူရှမ်းလောင်ရဲ့မြင်းလဲကထောင်ရွာကိုထက်ရောက်လာပြန်တဲ့ရုံးခန်းထဲမှာဂျင်ရီဂျင်ရှုဂျင်ဝမ်ဂျင်ရွမ်တို့၄ယောက်နဲ့အတူလူလက်ပိုင်းရွယ်အမျိုးသားတစ်ယောက်ပါထိုင်နေတဲ့ဝူရှမ်းလောင်ကဝင်ချင်းပဲတူးထောက်ချလိုက်ပြီးအသေးဖွဲဝူယိုချိုက်ကခရိုင်ဝင်မင်းကိုဂါရဝပြုပါတယ်လို့နှုတ်ဆက်လိုက်တယ်။
လင်းရွှေကြီးကမျက်မှောင်ကုပ်ပြီးငါကအခုခရိုင်ဝင်မဟုတ်တော့ဘူးထပါလို့တီတီငိမ့်ငိမ့်ပြောလိုက်တယ်ပြီးတော့ဝူရှမ်းလောင်ကတူလာရတဲ့ကိစ္စကိုပြောပြတယ်ຫນွေဦးရောက်ပြီဆိုတော့အစိုးရကလှုပ်အားပေးဆင့်ခေါ်ထားပါတယ်အသက်18နှစ်ကနေ55နှစ်ကြားယောက်ျားတွေနှစ်လသွားလို့ရပါမယ်တဲ့ဂျင်ကြီးကလှုပ်အားပေးမသွားချင်ရင်ငွေနဲ့အစားထိုးလို့ရတယ်ဆိုတဲ့စီးမြင့်ရှိတယ်မလားတယောက်ကိုဘယ်လောက်ပေးရမလဲလို့မေးတယ်ဝူရှမ်းလောင်ကကြောက်ကြောက်နဲ့လင်းရွှေကြီးကိုလှမ်းကြည့်တော့လင်းရွှေကြီးကမျက်နှာလွှဲသွားတယ်တယောက်ကိုငွေတတန်ပါလို့ဝူရှမ်းလောင်ကဖြေတယ်တကယ်တော့လင်းရွှေကြီးကအရာရှိကောင်းတယောက်မို့လို့ဒီလိုငွေနဲ့အစားထိုးတဲ့ကိစ္စတွေကိုသဘောမကျပါဘူးဒါပေမဲ့ तू အခုဘာမှမတတ်နိုင်ဘူးလေဂျင်ကြီးကဒူးရွာလူကြီးလင်းကျမတို့ရွာမှာတတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူဘယ်နှယောက်ရှိလဲစည်ရင်းလေးပြောပြပါဦးလို့မေးလိုက်တယ်လင်းရွှေကြီးကစည်ရင်းကိုကြည့်ပြီးယောက်ျား246ယောက်ရှိပါတယ်လို့ဖြေတယ်အင်းဂျင်းရှို့အဘူကိုငွေ246တန်ထုတ်ပေးလိုက်ပါလို့ဂျင်ကြီးကညွှန်ကြားလိုက်တယ်ခဏနေတော့ဂျင်းရှို့ကပေါင်20လောက်လေးတဲ့ငွေပြားတွေကိုဘန်းနဲ့တည်လာပြီးပေးတယ်ဝူရှမ်းလောင်ကမရေတော့ပါဘူးရွာလူကြီးမင်းကကျွန်တော်ကိုလိမ့်မှာမဟုတ်ပါဘူးလို့ပြောပေမဲ့လင်းရွှေကြီးကအစိုးရအလုပ်ကိုတေချာလုပ်ရမယ်ရေတွက်ဆန်းပါလို့အမိန့်ပေးလိုက်တယ်ဝူရှမ်းလောင်ခမညာငိုချင်းစိတ်တောင်ပေါက်သွားပြီးကြပြကြရရေတွက်ပြီးတော့ငွေပန်းကြီးကိုတဲကအသက်လူပြီးပြေးရတော့တယ်အဲ့ဒီနောက်ဂျင်ကြီးကရွာသားတွေလှုပ်အားပေးသွားစရာမလိုတော့ကြောင်းကြီးညာချက်ထုတ်ပြန်လိုက်တော့ရွာသားတွေအကုန်လုံးအယမ်းပျော်ရွှင်သွားကြတယ်လင်းရွှေကြီးကတော့ဒီရွာလေးရဲ့ပြောင်းလဲမှုတွေကိုတဖြည်းဖြည်းလက်ခံလာနိုင်ပါပြီအိမ်ပြန်ရောက်တော့သူ့သားကစာချက်နေတာကိုတွေးလိုက်တယ်ငါမင်းအတွက်အလုပ်တစ်ခုရှာထားတယ်တခင်လေးလင်းကစာအုပ်1000ဖက်ရတာကခီးမိုင်1000သွားရတာလောက်မကောင်းဘူးလို့ပြောဘူးလေထောင်ရွံရွာမူလာတန်းကျောင်းကရက်ပိုင်းနေရင်ဖွင့်တော့မှမို့မင်းအဲ့ဒီမှာဆရာသွားလို့အမိန့်ပေးလိုက်တယ်ဖခင်ရဲ့အမိန့်ကိုတားဖြစ်သူကလည်းမလွန်ဆန်ရဲဘူးလေနောက်တနေ့မနေ့ရုံရောက်တော့လင်းရွှေကြီးကကြီးညာစာရွက်တစ်ခုကိုယူလာပြီးကြီးညာတင်ပုံးမှာတွားကတ်တယ်လူ100လောက်ကဝိုင်းအောင်ကြည့်နေကြတယ်လင်းရွှေကြီးကချောင်းတစ်ချက်ဟန်ပြီးနောက်3ရက်နေရင်ထောင်ရွံရွာမူလာတန်းကျောင်းစဖွင့်ပါမယ်ထောင်ရွံရွာရဲ့တရားဝင်ရွာသားတိုင်းအခမဲ့ကျောင်းတက်ခွင့်ရှိပါတယ်စာမွေးပွဲအောင်ရင်တနေ့ကိုထောက်ပံ့ကြေးကြီးပြနှစ်ပြရပါမယ်လို့ကြီးညာလိုက်တယ်ကြီးညာပြီးတာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ယောက်ျားတစ်ယောက်ကနှက်ခမ်းတွေတုံရင်ပြီးဒူးရွာလူကြီးမင်းကျွန်တော်တို့ကလေးတွေတကယ်ပဲအခမဲ့စာတင်လို့ရတာလားလို့မေးတယ်ရွာလူကြီးချင်းကြီးကဘယ်တော့မှမလိမ့်ဘူးစာတင်ရမယ်ဆိုရင်တင်ရမှာပဲလို့ပြန်ဖြေလိုက်တယ်ဒီခေတ်မှာပညာတတ်ဆိုတာအဆင့်တန်းမြင့်မားတဲ့သူတွေလေတာမန်လူတွေကထမင်းဝအောင်စားဖို့တောင်မနေရုံးကန်နေရတာမို့စာတင်ဖို့ဆိုတာအိမ်မက်တောင်မမက်ရဲကြဘူးဒါပေမဲ့အခုတော့အဲ့ဒီအိမ်မက်ကတကယ်ဖြစ်လာတော့မယ်ရုတ်တရက်ပဲလူအုပ်ကြီးကပောက်ကွဲသွားပြီးအော်ဟစ်အောင်ပွဲခံကြတော့တာပဲလင်းရွှေကြီးကအားလုံးတိတ်တိတ်နေဦးငါပြောတာနားထောင်ကြဦးလို့အော်ပေမဲ့ဘယ်သူမှဂယုမဆိုင်ကြဘူးနောက်ဆုံးတော့ငါပြောတာနားမထောင်ရင်ကြောင်းဖွင့်မှာမဟုတ်ဘူးလို့ချင်းချောက်လိုက်မှပဲအားလုံးငြိမ်ကြသွားတယ်ပထမအချက်ထောင်ရွံရွာကကျောင်းစင်းရင်အစိုးရအရာရှိဖြစ်ခွင့်မရှိဘူးလို့အရင်ဆုံးပြောလိုက်တယ်ရွာသားတွေကတော့ဒါကိုဂယုမဆိုင်ပါဘူးစာတက်ရင်ကိုကျင်းနေကြပြီဒုတိယအချက်ကျောင်းပြီးသွားရင်တနေ့ကိုထောက်ပံ့ကြေးကြီးပြနှစ်ပြရမယ်တက်ရှိထင်ရှားရှိနေတဲ့ရွေးရနေမှာပြီးတော့စာရေးစာဖတ်ကဏ္ဍအတွက်တက်သွားရင်အလောက်ကိုင်ခွင့်လန်းတွေပိုများလာပြီးလစာပိုရမယ်လို့ဆက်ပြောတယ်ဒီစကားတွေကြားတော့အားလုံးရဲ့မျက်လုံးတွေကအယောင်တောက်သွားပြီးအလူရက်စရင်လာပေးကြတော့တယ်အသက်30ကျော်လူကြီးတွေတောင်ရှက်ရှက်နဲ့စရင်လာပေးကြတယ်ကျောင်းမှာတင်မဲ့တင်ယိုးကတော့ system ကနေထုတ်ပေးထားတာပါတင်ချာကအပေါင်းအနှုတ်အမြောက်စားလောက်ပဲပါတယ်စာကတော့ရှေ့ခေတ်သုံးစာလုံးအရှုပ်ကြီးတွေမဟုတ်ပဲလွယ်ကူရိုးရှင်းတဲ့ခေတ်သစ်စာလုံးတွေကိုတုံးထားတယ်အရာရာကမြန်ဆန်ထိရောက်ဖို့ပဲလေလင်းရွှေကြီးခမရတော့သူကိုယ်တိုင်အဲ့ဒီခေတ်သစ်စာလုံးတွေကိုပြန်တင်ယူရလို့နာကျင်မှုရောပျော်ရွှင်မှုပါရောပြောနေတော့တယ်ကျောင်းဖွင့်တဲ့သတင်းကချင်းလူမျိုးအထိပြန်သွားပြီးထောင်ရွံရွာကတထေးလင်းကျွန်တော်ကတော့ UB ပတ်စံတွေအလားကားလိုက်ဝင်နေပြန်ပြီလို့ပြောဆိုနေကြတယ်ပျော်ရွှင်စရာအချိန်လေးတွေတိတ်မကြလိုက်ပါဘူးရက်အနှဲငယ်အကြာမှာလင်းရွှေကြီးကအစိုးရသတင်းစာတစ်ခုကိုဖတ်ပြီးမျက်နှာပြတ်သွားတယ်အနောက်ပိုင်းခရိုင်တွေမှာကောက်ပဲသီးနှံတွေလုံးဝပျက်စီးသွားပြီးမိုင်ပေါင်းထောင်ချီအငတ်ပေးဆိုင်နေပြီးလူတွေကလူအချင်းချင်းပြန်စားနေကြပြီဆိုတဲ့စာတို့လေးကတဘာဝဘေးရဲ့ကြောက်မက်ဖွယ်ကောင်းပုံကိုဖော်ပြနေတယ်။ထောင်ရွာမှာတော့အစည်းအဝေးထက်လုပ်နေကြပြန်တယ်။ဌာနအသီးသီးကသူတို့ရဲ့တိုးတက်မှုတွေကိုတင်ပြကြတယ်။အစည်းအဝေးပြီးကနေမှဂျင်ကြီးကတခင်လေးကျမတို့တန်တက်ထုတွင်တစ်ခုနဲ့ကြောင်မီသွေးတွင်တစ်ခုတွေ့ထားတယ်။အဲ့ဒါကိုတူးဖော်ဖို့လူ200လောက်ထပ်ငါပြီးစောက်လုပ်ရေးအဖွဲ့ကိုတာဝန်ပေးလိုက်ရမလားလို့မေးလာပါတယ်။တန်တက်ထုတွင်နဲ့ကြောင်မီသွေးတွင်တွေ့တယ်ဆိုတဲ့သတင်းကြတော့ကျွန်တော်ကစတီးချက်လုံနေစနစ်ကိုဓာတ်ရိုက်ထုတ်ပေးလိုက်ပြီးအဲ့ဒီနေရာမှာပဲတန်မီဖို့ကြီးတွေတိစောက်ဖို့စီစဉ်လိုက်တယ်လင်းရွှေကြီးကတော့တိတ်တိတ်လေးနားထောင်ရင်မျက်မှောင်ကုန်နေတဲ့စားနဲ့တန်ဆိုတာအစိုးရပဲလုပ်ပိုင်ခွင့်ရှိတဲ့လုပ်ငန်းတွေလေအခုထောင်ရွံရွာကဒီဘက်ကိုလက်တက်ဆန်းလာတာအနေနဲ့မများလုံးဘူးလားတန်ရှိမယ်ကြောင်မီသွေးရှိမယ်ဆိုရင်လက်နက်တွေတန်ချက်ကာတွေပါလှုပ်လာနိုင်တယ်ဆိုတဲ့အတွေးနဲ့သူဆက်တောင်မတွေးရတော့ဘူးအဲ့ဒီအချိန်မှာဂျင်ကြီးကဒူးရွာလူကြီးလင်းလို့လှမ်းခေါ်လိုက်တော့မှသူတတိဝင်လာပြီးတောင်းပန်ပါတယ်ကျွန်တော်စိတ်လွင့်သွားလို့ပါရွာလူကြီးမင်းပြောပါလို့ပြန်ထုတ်လိုက်တယ်အဲ့ဒီတထုတွင်နှစ်ခုစလုံးကကြားတဲ့ခရိုင်ထဲမှာရှိတယ်ဒါကြောင့်ဆရာကိုဒုက္ခပေးရတော့မယ်ခရိုင်ဝင်စီသွားပြီးအဲ့ဒီတောင်တွေကိုတခင်လေးကျွန်တော်ကလေယာစိုက်ပျိုးရေးလုပ်ဖို့ဝယ်ချင်တယ်လို့တွားပြောပေးပါလို့ဂျင်ကြီးကတာဝန်ပေးလိုက်တယ်နောက်တနေ့မှာလင်းရွှေကြီးကမြင်းလဲတွေနဲ့မိုင်ပေါင်း10ချီဝေးတဲ့ကြားတဲ့ခရိုင်ကိုထွက်သွားတယ်ခရိုင်ဝင်နဲ့တွေ့ဆုံဆွေးနွေးရမှာသူတို့နှစ်ယောက်ကစကားပြောအရန်အဆင်ပြေသွားလို့တောင်သုံးလုံးကိုအချို့သားဆုံးစေးနဲ့ဝယ်နိုင်ခဲ့တယ်ဂျင်ရှုကလည်းချက်ချင်းပဲငွေ2000ကိုပေးချေလိုက်တယ်အရာရာအဆင်သင့်ဖြစ်သွားတော့ဂျင်ဝမ်ကမိုင်100လောက်ဝေးတဲ့မိထမ်းမျိုးကတောင်ကုန်းလေးစီကိုမြင်းလဲအစီး20ကျော်နဲ့ထွက်ခွာသွားတယ်မိထမ်းမျိုးလေးကချင်းလျုံမျိုးလောက်မစီကားဘူးမြင်းလဲအစီး20လောက်ရုတ်တရက်ဝင်လာတာကဒီမျိုးလေးမှာနှစ်ပေါင်းများစွာမကြုံဘူးတဲ့မြင်ကွင်းဖြစ်သွားတယ်အထူးသဖြင့်ရှေ့ဆုံးမြင်းလဲပေါ်ကဆင်းလာတဲ့နတ်သမီးလေးလိုလှပတဲ့ဂျင်ဝမ်ကိုမြင်တော့အားလုံးကငေးကြည့်နေကြတယ်ကောင်မလေးကအသက်ငယ်ပေမဲ့သူလျှောက်လာတဲ့အရှိန်ဝါကမြို့ပေါ်ကတထေးကတော့တွေတခင်မလေးတွေကိုတောင်အရေးထဲရောက်သွားစေတဲ့ဂျင်ဝမ်ကတဲခုခန်းတစ်ခုလုံးကိုငှားလိုက်တယ်
ဂျင်ဝမ်ရဲ့တာဝန်ကတထုတူးဖို့ဖို့နဲ့စတီးချက်ဖို့ပဲမဟုတ်ပါဘူးအခုဆိုထောင်ရန်ရွာကအရာရာအဆင်ပြေနေပေမဲ့ပထဝီအနေထားနဲ့ပတ်ဝန်းကျင်အခြေအနေအရဆက်ပြီးတိုးချဲ့ဖို့ခက်နေပြီလေဒါကြောင့်အရင်တုန်းကရွာတည်ခဲ့တဲ့အတိုင်းကျွန်တော်စီကရထားတဲ့အဆောက်အုံပုံစံကျမ်းကိုယူပြီးဒုတိယမြောက်ထောင်ရန်ရွာကိုတိစောက်ဖို့စီစဉ်နေတာပါအလုပ်သမားတွေငှားပြီးတစ်စိတ်တစ်ပိုင်းကိုတထုတွင်းမှာထားကျန်တဲ့လူတွေကိုစောက်လုပ်ရေးဖွဲ့မှာထားပြီးအိမ်တွေဆောက်နေပြီးဒီရွာတစ်လေးရဲ့နာမည်ကိုလည်းရှင်းဟရွာမိဘွားရွာမိဘွားလေးကနေတောမီလောင်စေနိုင်တယ်ဆိုတဲ့အတိတ်ပဲလို့ကြိုးပေးထားပြီးသားပါအချိန်တွေကမျက်စိတမိတ်တွင်လပိုင်းလောက်ကြာသွားတယ်ရှင်းဟရွာရဲ့အဝင်ဝမှာဂျင်ဝမ်နဲ့အဖွဲ့ကစကားပြောရင်းတစုံတစ်ယောက်ကိုစောင့်နေကြတယ်ဂျင်ဝမ်အပြင်ရွာတစ်နဲ့တထုတွင်းတွေကိုတာဝန်ယူရတဲ့မင်းချန်မင်းဦးမင်းချင်းအလုပ်သမားကောင်းဆောင်တွေလည်းပါလာတယ်အဲ့ဒီအချိန်မှာမင်းချန်ကဟိုးမှကြည့်တခင်လေးရဲ့မြင်းလဲမဟုတ်ဘူးလားလို့လှမ်းអော်လိုက်တယ်ဟုတ်မယ်တခြားဘသူမှဒီလောက်မြင်းလဲအများကြီးနဲ့မလာနိုင်ဘူးတခင်လေးလို့အော်ရင်ဂျင်ဝမ်ကဝတ်ထားတဲ့ကာဝန်စကိုမပြီးမြင်းလဲရှိရာစီကတိုက်ကြိုက်ပြေးသွားတော့တယ်အဝေးကြီးလိုသေးတာကိုပြေးသွားတော့ကြံတဲ့ကောင်လေးတွေကမပြေးနဲ့ချော်လဲဦးမယ်လို့ပြုံးပြီးလှမ်းអော်ကြတယ်ဂျင်ဝမ်ကအလုတ်လုတ်ရင်သာတွတ်တွတ်လက်လက်ပြက်ပြက်တတလုတ်တတာတကယ်တော့သူကကလေးမလေးပဲရှိသေးတာကိုကျွန်တော်လည်းမြင်းလဲပေါ်ကနေပတ်ဝန်းကျင်တိဆောက်ရေးအခြေအနေကိုကြည့်လာရင်လှပတဲ့အဝတ်စားတွေဝတ်ပြီးပြေးလာတဲ့ကောင်မလေးတယောက်ကိုမြင်လိုက်ရတယ်ဒီအဝတ်စားနဲ့ဒီလိုပြေးလာတာနည်းနည်းတော့ကြည့်ရဆိုတယ်လို့တွေးပြီးတေချာကြည့်လိုက်တော့ဂျင်ဝမ်ဖြစ်နေတယ်ချက်ချင်းမြင်းလဲပေါ်ကဆင်းပြီးအမော်တကောပြေးလာတဲ့ဂျင်ဝမ်လေးကိုဖမ်းထိန်လိုက်တယ်ဒီကောင်မလေးဘာလို့ပြေးလာတာလဲမြင်းလဲကမင်းပြေးတာထက်ပိုမြန်တယ်လေတခင်လေးသမီးတခင်လေးကိုလွမ်းလို့ပါလို့ဂျင်ဝမ်ကချွဲနှွယ်ပြီးပြောတယ်လွန်ခဲ့တဲ့နှစ်နှလုံးလုံးကျွန်တော်နာကမခွာခဲ့တဲ့ကောင်မလေးကအခုတယောက်တည်းလာတော့ကြခွဲနေရတော့တခင်လေးကိုလွမ်းတဲ့စိတ်တွေပောက်ကွဲထွက်လာတာပေါ့ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားပြီးအရန်ပင်ပန်းနေရင်လည်းအိမ်ပြန်လိုက်ပါလားတခြားသူကိုလွှဲပေးခဲ့လို့ရပါတယ်လို့ပြောတော့သူကမပြန်ပါဘူးအောင်မြင်မှုမရသေးပဲပြန်သွားရင်အမကြီးရေတာခံရမှာပေါ့လို့ညင်းတယ်ကျွန်တော်လည်းသူ့ခေါင်းလေးကိုပူပေးလိုက်ပြီးနောက်ကလိုက်လာတဲ့ကောင်လေး၃ယောက်ကလက်ကမင်းတို့ကောင်လေးတွေကိုတော့မပင်ပန်းဘူးလားလို့မမေးတော့ဘူးနော်မင်းတို့ရဲ့အစီရင်ခံစာတွေကိုငါဖတ်ပြီးအကုန်လုံးတော်ကြပါတယ်လို့ချီးကျူးလိုက်တော့ကောင်လေးတွေလည်းရင်ကော့ပြီးဂုဏ်ယူသွားကြတယ်အဲ့ဒီနောက်ဂျင်ဝမ်ကကျွန်တော်ကိုရွာလုံးကျုံရေးယုံကိုခေါ်သွားတယ်အရင်ကလိုပဲစက်တလုံးကိုထုတ်ယူလိုက်ပြီးကဲဒီမှာလဲမှတ်ပုံတင်လုပ်ပေးဖို့လူစီစဉ်လိုက်တော့လို့မှာလိုက်တယ်ပြီးတော့ဂျင်ဝမ်ကအစ်စ်ဝယ်ထားတဲ့လင်းအိမ်တော်တစီကိုခေါ်သွားတယ်ထောင်ရွံရွာကအိမ်နဲ့အကျယ်ဝန်းဖွဲ့စည်းပုံအတူတူပဲဒါပေမဲ့အခုကပတ်စံပူချမ်းသာနေပြီဆိုတော့အဆောက်အုံပစ္စည်းတွေအလှဆင်တာတွေကအရင်အိမ်ထက်အများကြီးပိုကောင်းနေတယ်ငါတို့အိမ်ဟောင်းကိုဂျင်ကြီးကဖြတ်ပြီးအစ်စ်ဆောက်ချင်နေတာကြာပြီးငါကရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်ချင်လို့ခွင့်မပြုထားတာအခုငါခီးထွက်လာတော့အိမ်ကိုတခိုးကြောင်ခိုးဖျက်ဆောက်နေလောက်ပြီလို့ညီးလိုက်တော့ဂျင်ဝမ်လည်းပါဆက်လေးအုပ်ပြီးရဲနေတယ်နောက်ရက်တွေမှာရွာပတ်ဝန်းကျင်ကိုလေ့လာပြီးတထုတွင်းနဲ့စတီးဆက်ယုံတွေကိုတွားကြည့်တယ်စတီးဆက်ယုံကဖြစ်တဲ့နည်းပညာနဲ့လှုပ်ထားတာဆိုတော့ထွက်လာတဲ့စတီးတွေကဒီခေတ်ကအရေးတွင်းနဲ့လုံးဝကိုရှင်းလို့မရဘူးဆက်ယုံကပန်းပဲဆရာတွေဆိုရင်ထွက်လာတဲ့စတီးကိုကြည့်ပြီးဒီစတီးကိုလောကမှာအကောင်းဆုံးဆိုတဲ့ဓာတ်နဲ့ခုတ်ရင်တောင်ပြတ်မှာမဟုတ်ဘူးလို့အံ့ဩတကြီးပြောနေကြတယ်တထုတွင်းနဲ့ဆက်ယုံ၃ခုပေါင်းအလုပ်သမား800ကျော်ဆောက်လုပ်ရေးအဖွဲ့မှာ300ကျော်ရှိပြီးရွာလူဦးရေက2000ကျော်သွားပြီးလစာတွေကလည်းအရန်ကောင်းပြီးတော့ပတ်ဝန်းကျင်ရွာတွေကလူတွေပါဒီရွာကိုပြောင်းလာကြတယ်အရာအားလုံးစီစဉ်ပြီးသွားတော့ကျွန်တော်လည်းအိမ်ပြန်ဖို့မြင်းလဲပေါ်တက်လိုက်တယ်ဂျင်ဝမ်တို့ဖွဲ့ကတော့မျက်ရည်လေးဝဲပြီးလက်ပြနှုတ်ဆက်ရင်ကြံခဲ့ကြတယ်နှစ်ရက်လောက်ခီးသွားပြီးထောင်ရွံရွာကိုပြန်ရောက်လာတော့စိတ်ထဲမှာအယမ်းပျော်နေတယ်ဒါပေမဲ့အိမ်ပေါက်ကလည်းရောက်ရောအင်ကြီးတစ်ခုလုံးပြောင်းတလင်းခါအောင်အဖြတ်ခံထားရပြီးအလုပ်သမားတွေရှုပ်ရှက်ခတ်နေတာကိုမြင်လိုက်ရတော့ကျွန်တော်အပျော်တွေပျောက်သွားတယ်ငါဘယ်မှာနေရမလဲဆိုပြီးကြောင်ကြည့်နေတော့ဂျင်ကြီးကပြေးလာပြီးအထက်မြင့်အိမ်ကြီးဆောက်ချင်တဲ့သူ့ရဲ့အကြံစီကိုရှင်းပြတယ်ဖြတ်ပြီးနေမှတော့ဘာတတ်နိုင်မှလဲကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ပုံစံချမ်းစာရွက်တရွက်ထုတ်ပေးလိုက်ပြီးဒီအတိုင်းပဲစောက်တော်လို့ပြောလိုက်တယ်သူတို့ကတော့အိမ်သေးသေးလေး30ကျော်ကိုအပြင်ဘက်မှာဝန်းရံပြီးအလဲမှာအိမ်မကြီးစောက်ထားတဲ့ခစ်တစ်လူနေအိမ်ယာပုံစံမျိုးစောက်ချင်နေတာလေဟုအေယာမအိမ်ကြီးမှာနေနေရကနေလူနေအိမ်ယာတိတိလေးတဲ့ပြန်ရောက်သွားတော့မယ်တဖြည်းဖြည်းနဲ့အောက်တန်းကျသွားတယ်လို့ပဲလို့တွေးပြီးညှိတွားနေမိတယ်မကြခင်မှာပဲရွာကော်မတီရုံးမှာအစည်းအဝေးလုပ်တယ်ဂျင်ကြီးကချောင်းတစ်ချက်ဟန့်လိုက်တော့အားလုံးတိတ်သွားတယ်ဒီအစည်းအဝေးကအရန်ရေးကြီးတယ်အခုထောင်ရွံရွာမှာတရားဝင်နေထိုင်သူ8000ကျော်ရှိနေပြီရှင်းဟရွာမှာလည်းလူ2000ကျော်ရှိတယ်စုစုပေါင်းလူ1000ပြည့်သွားပြီဒါကြောင့်တခင်လေးနဲ့တိုင်ပင်ပြီးထောင်ရွံရွာကိုထောင်ရွံမျိုးလို့အဆင့်တိုးမြင့်တက်မှတ်လိုက်ပြီလို့ကြေညာလိုက်တယ်လက်ခုပ်တန်တွေကအစည်းအဝေးခန်းမထဲမှာစူညံသွားတယ်ရွာကနေမြို့ဖြစ်ပြောင်းသွားတော့မြို့သူမြို့သားတွေရဲ့လစာတွေလည်းအလိုလိုတိုးလာတော့အားလုံးကအယမ်းပျော်ကြတယ်အဲ့ဒီနေ့ကပျော်လုံးလို့လမ်းဘေးကစံရက်တွေတောင်ပြတ်သွားတဲ့အထိပဲညဘက်အလုပ်စင်းတော့ဂျင်ကြီးကမြင်းလဲနဲ့လင်းအိမ်တော်တစ်စီကိုပြန်လာတယ်အိမ်ကဆောက်လက်ဆဆိုပေမဲ့အလဲကအိမ်လေးတချို့တော့ပြီးနေပြီလေတခင်လေးကိုအိမ်ရမဲ့ဘယ်ထားပါမလဲဂျင်ကြီးအိမ်ထဲဝင်သွားတော့ဧခန်းမှာထိုင်ဆောက်နေတဲ့မင်းဦးကိုတွေ့တယ်မင်းဦးကမတ်တက်ရက်ပြီးနှုတ်ဆက်တော့ဂျင်ကြီးကကိစ္စတွေဘလို့နေလဲလို့မေးတယ်တန်ချက်ကတွေလက်နက်တွေလုတ်ပြီးပါပြီအစုံ200လောက်ရှိတယ်လေ့ကျင့်ရေးလုပ်လို့ရပါပြီလို့မင်းဦးကဖြေတယ်ကောင်းပြီစမ်းကြည့်တာပေါ့မင်းတို့4ယောက်လုံးဂယုဆိုင်တော့တခြားသူတွေတည်ရင်တည်ပါစေမင်းတို့4ယောက်လုံးအရှင်ပြန်လာရမယ်မဟုတ်ရင်တခင်လေးကငါ့ကိုတလုံးခွင့်လို့မှမဟုတ်ဘူးလို့ဂျင်ကြီးကတင်းတင်းကြပ်ကြပ်မာတယ်မင်းဦးကခေါင်းညိတ်ပြီးပြန်ထွက်သွားတဲ့အခါဂျင်ကြီးမျက်လုံးထဲမှာတောက်လောင်နေတဲ့မီးတောက်တွေတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာအစိုးရရဲ့အကျင့်ပြတ်ချစားမှုတွေအခွန်အတင်းကျပ်ကောက်ခံမှုတွေကြောင့်နေရာတော်တော်များများမှာပုံကံမှုတွေဖြစ်နေပြီးမင်းချန်ဥဆောင်တဲ့ဝန်ပုတ်တွေတပ်ဖွဲ့ကဒုက္ခသည်တောင်းချကြတဲ့ကိုဝင်ရောက်ပြီးလူဆိုးတွေဓာပြတွေကိုနှိမ်နှင်းနဲ့ရလာတဲ့ငွေတွေကိုတကယ်ဒုက္ခသည်တွေကိုကယ်ဆယ်ရမှာတုံးတဲ့တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ပေမဲ့ဝန်ပုတ်တွေတပ်ဖွဲ့ကတယောက်မှဒဏ်ရာမရဘူးဒီသတင်းကနန်းတော်အထိရောက်သွားပြီးအစိုးရကအယမ်းလန့်သွားတဲ့သူတို့သားတပုံတွေဆိုရင်အစိုးရရဲ့ဂုဏ်တိတ်ခါပါဖြစ်သွားအားမလဲပေါ့
ဒါပေမဲ့ရုတ်တရက်ကြီးဝန်ပုတ်တွေတက်ဖွဲ့ပျောက်သွားတယ်ဘယ်သူမှရှာမတွေ့တော့ဘူးသူတို့ပဲရောက်သွားလဲဆိုတော့နှစ်တစ်ကူးချိန်ရောက်လို့တခင်လေးကျွန်တော်စီကိုနှစ်တစ်ကူးကတော့ကိုပြန်လာကြတာလေကျွန်တော်လည်းလူတွေတယောက်ပြီးတယောက်လာကြတော့တာကိုထိုင်ခံရင်းအန်ပေါင်းနှစ်တစ်ကူးမုံဖို့တွေအများကြီးဝေလိုက်ရလို့ရင်းထဲမှာတွေးထွက်မတက်နှမျောနေတယ်ချင်းနောက်နှစ်ကြရင်ငါ့ကိုလွတ်ပေးပါတော့ငါပတ်စံအိတ်လေးပြတ်ကတ်သွားပြီလို့ညီတော့ဂျင်းကြီးကမရပါဘူးကျမတို့အသက်တွေကတခင်လေးကယ်ထားတာအခုလိုကောင်းကောင်းမွန်မွန်နေရတာလဲတခင်လေးကျေးဇူးပဲအခမ်းအနားဆိုတာရှိရမှာပေါ့လို့ပြက်ပြက်တတ်တာညင်းလိုက်တယ်တနေ့တော့လင်းရွှေကြီးအလုတ်ကပြန်အိမ်ရောက်တော့မြို့တော်ကဆွေမျိုးတွေစီကစာတစောင်ရောက်လာတဲ့စာကိုဖတ်ပြီးသူအားရပါရရဲတော်တယ်ဟာဟာဟိုဖိုးကြီးယာရုကျသွားပြီးကောင်းကင်ဘုံကမျက်စိရှိသေးတာပဲသူပြောတဲ့အဖိုးကြီးဆိုတာအာနာကိုအလွဲသုံးစားလုပ်ပြီးတိုင်းပြည်ကိုဂရုမစိုက်တဲ့နန်းရင်ဝင်ကြီးပါအရင်ကလင်းရွှေကြီးကအဲ့ဒီအခြေအနေကိုပြောင်းလဲခြင်းခဲ့ပေမဲ့နန်းရင်ဝင်ရဲ့ဖယ်ကျင်တာကိုခံရလို့စိတ်ပြက်ပြီးယာရုကထွက်လာခဲ့တာအခုအဲ့ဒီနန်းရင်ဝင်ပြုတ်သွားပြီးလင်းရွှေကြီးနဲ့အုပ်စုတူတဲ့လီနန်းရင်ဝင်တက်လာတယ်ဒါကြောင့်လင်းရွှေကြီးကိုယာရုပြန်ယူဖို့ကမ်းလှမ်းလာတာပါလင်းရွှေကြီးကအစိုးရအဖွဲ့ပြုတ်ကျသွားတာကိုဝမ်းသာပေမဲ့ဒီရွာလေးမှာနေရကြလာတော့အစိုးရကအရန်ကိုအကျင့်ပြတ်နေပြီဆိုတာတိလာတယ်လီနန်းရင်ဝင်လည်းတိုင်းပြည်ကိုကယ်တင်နိုင်မယ်မထင်တော့ဘူးသူ့စိတ်ထဲမှာတော့တခင်လေးကျွန်တော်ကသာတိုင်းပြည်ကိုအုပ်ချုပ်ဖို့ပိုတင်တော်တယ်လို့မြင်လာတယ်ဒါကိုသူ့ဇနီးမတန်လင်းကကြားတော့အယမ်းလန့်သွားပြီးလင်းရွှေကြီးကအစိုးရအဖွဲ့တဲ့ကိုပြန်မဝင်ကျင်တော့ဘူးဆိုတာကိုဇနီးဖြစ်သူမတန်လင်းသိသွားတော့အယမ်းလန့်သွားတယ်သူ့အမြင်မှာတော့ကျွန်တော်တခင်လေးကစားကောင်းတောက်ကောင်းနဲ့အပြင်းထူနေတဲ့သူတယောက်ပဲလေသူ့ယောက်ျားကိုလှုပ်ကြွေးနေရတယ်လို့တောင်ထင်နေတာကျွန်တော်လည်းလင်းရွှေကြီးရဲ့ကိစ္စကိုကြားတော့သူ့စီသွားပြီးခမရမျိုးတော်ကိုစာပို့လိုက်ချင်းချမ်းခရိုင်ရဲ့ခရိုင်ဝင်ယာဒူးနဲ့စစ်ရေးအာဏာကိုတောင်းလိုက်အဲ့ဒီအစားဒီနှစ်ခရိုင်ရဲ့အခွန်ငွေကိုနှစ်ဆတိုးပေးမယ်၃နှစ်နေရင်တစ်နှစ်ကိုအခွန်ငွေ8000ကြေးပြား8သိန်းပေးမယ်လို့ကတိပေးလိုက်အစိုးရကတေချာပေါက်သဘောတူလိုက်မယ်လို့အကြံပေးလိုက်တယ်လင်းရွှေကြီးအံ့ဩသွားတယ်မနစ်ကချင်းချမ်းခရိုင်ရဲ့အခွန်ကငွေ2200ပဲရှိတာလေဒီနှစ်နှစ်ဆ3နှစ်နေရင်4ဆတိုးပေးမယ်ဆိုတာဖြစ်နိုင်ပါမလားပေါ့ကျွန်တော်ကတော့ယုံကြည်ချက်အပြည့်ပါပဲဒါတော့အနည်းဆုံးတွက်ပြထားတာလေကျွန်တော်မှာစီးပွားရေးလုပ်ငန်းတွေအများကြီးစတင်ဖို့ရှိသေးတာကိုပြောတဲ့အတိုင်းပဲတလားမပြည့်ခင်မှာလင်းရွှေကြီးကိုခရိုင်ဝင်ခန့်အပ်တဲ့အမိန့်စာရောက်လာတယ်ကျွန်တော်တို့လည်းဂုံပြူဖို့သွားကြတာပေါ့လင်းရွှေကြီးကခါတက်တက်ပြုံးပြီးဒီရွာမှာနေရတဲ့တနစ်ကကျုပ်အရာရှိဘဝမှာအပျော်ဆုံးအချိန်တွေပါပဲအခုအစိုးရအဖွဲ့ထဲပြန်ဝင်ရတာလောင်ချိုင်းနဲ့ပြန်ဝင်ရတယ်လို့ပဲလို့ပြောတယ်ကျွန်တော်ကအစွမ်းစားရှိတဲ့သူကတာဝန်ပိုကြီးတာပေါ့ဗျာဒီမှာတူးမျိုးတော်ဝင်လုပ်နေရတာခမည်းအတွက်အရေးချင်းတွေကိုဖြုံးတီးနေတယ်လို့ဖြစ်နေလို့ပါခမည်းသွားရင်စီးရေးပိုင်းအတွက်မင်းဝူကိုလူတချို့နဲ့ထက်ပေးလိုက်မယ်အုတ်ချုပ်ရေးပိုင်းအတွက်ဂျင်ရွယ်လေးကိုအတွေ့အကြုံရအောင်ခေါ်သွားပေးပါလို့တောင်းဆိုလိုက်တယ်လင်းရွှေကြီးလည်းဝမ်းသာအားရလက်ခံလိုက်တယ်ကျွန်တော်ရဲ့ခစ်တဲ့အတွေးခေါ်တွေတင်ယူထားတဲ့ဒီလူငယ်တွေကတကယ်အရေးချင်းရှိသူတွေလေသူအရင်တုန်းကလိုတယောက်တည်းယာတူးသွားယူပြီးအောက်ခြေလူတွေရဲ့လှည့်စားမှုကိုခံရတာထက်စာရင်အများကြီးအားရစရာကောင်းတာပေါ့၃ရက်ကြာတော့လင်းရွှေကြီးတို့အဖွဲ့ချင်းချမ်းမြို့ကိုရောက်သွားတယ်မြို့တကားဝမှာမင်းချန်ကမြင်းပေါ်ကနေခရိုင်ဝင်မင်းကြွလာပြီးတကားဖွင့်လို့လှမ်းអော်လိုက်တဲ့အဆောင်တွေကဘာမှတော့မစစ်ဆေးပဲတကားဖွင့်ပြီးဒူးထောက်ကြိုဆိုကြတယ်မင်းချန်ကဒီကောင်တွေတုံးများတုံးနေလားလူလိမ့်ဆိုရင်ဘယ်လိုလုပ်မလဲလို့တွေးပြီးငွေတမှုကိုစုချလိုက်တော့အဆောင်ကောင်းဆောင်ကဝမ်းသာအားရနဲ့လမ်းပြပေးတယ်ခရိုင်ဝင်ရုံးကကြီးပေမဲ့တော်တော်ဟောင်းနှမ်းနေပြီးဂျင်ရွယ်လေးကရုံးကလည်းအဆုတ်ပြက်နေတာပဲဘာလို့မပြင်ကြတာလဲလို့ညီးတယ်မတန်လင်းကတော့ရှေးကလေးကအရာရှိတွေကရုံးကိုမပြင်ကြဘူးချိုးချံချွေတာကြောင့်ပြဖို့လို့ရှင်းပြပေမဲ့ဂျင်ရွယ်ကချိုးချံချွေတာကောင်းပေမဲ့ဒီလောက်ညစ်ပတ်ဆုတ်ပြက်နေတာတော့မကောင်းဘူးဆိုပြီးအလုပ်သမားတွေခေါ်ကရုံးကိုချက်ချင်းပြင်ခိုင်းတော့တယ်အရင်ကလင်းရွှေကြီးဆိုရင်တားမှဖြစ်ပေမဲ့အခုတော့သူ့လည်းပြုံးပြီးကြည့်နေလိုက်တယ်နောက်တနေ့မှာဒေတာခန်အရာရှိတွေနဲ့တထေးတွေကခရိုင်ဝင်ကိုကြိုဆိုတဲ့အနေနဲ့မြို့ပေါ်ကအကြီးဆုံးစားတောက်ဆိုင်မှာညစာစားပွဲဖိတ်ကြတယ်လင်းရွှေကြီးကဂျင်ရွယ်နဲ့မင်းချန်ကိုခေါ်သွားတယ်ရောက်ချင်းပဲလင်းရွှေကြီးကမျက်နှာကိုတင်းထားပြီးငါကဒီမှာကြနေမှာမဟုတ်ဘူးအမြန်ဆုံးအောင်မြင်မှုတစ်ခုပြပြီးမြို့တော်ကိုပြန်มาမင်းတို့ငါ့ကိုကူညီရင်အားလုံးကောင်းစားမယ်မကူညီရင်တော့အားလုံးဒုက္ခရောက်မယ်လို့ပြက်ပြက်တတပြောလိုက်တယ်ဒီစကားရဲ့အတိတ်တွေကငါအတွက်ဟန်ပြစီမံကိန်းတွေလုပ်ပေးဆိုတာကိုတထေးတွေကသဘောပေါက်သွားတယ်ဒါမျိုးဆိုသူတို့ကကျွမ်းပြီးသားလေးပြီးတာနဲ့လင်းရွှေကြီးကအရက်မတောက်နိုင်ဘူးဆိုပြီးထွက်သွားကအားလုံးကိုဂျင်ရွယ်နဲ့လွှဲထားခဲ့တယ်တထေးတွေကဂျင်ရွမ်ကိုဘလို့ဆက်ဆံရမလဲတွေးနေတော့ဂျင်ရွမ်ကခရိုင်ဝင်ရဲ့နေရာမှာဝင်ထိုင်လိုက်ပြီးမြို့တော်ကနေဒီကိုပြောင်းလာရတာစရိတ်တွေကအများကြီးပဲခရိုင်ဝင်ကြီးကရိုးသားဖြောက်မှတ်တဲ့သူဆိုတော့ရှေ့လျှောက်ဘလို့စားဝတ်နေရေးဖြည့်ရှင်းရမလဲမသိတော့ပါဘူးလို့ညီးတွားပြလိုက်တယ်တထေးတွေအကုန်လုံးလန့်သွားတယ်ဒါကပြောင်ကြငွေညစ်နေတာပဲခရိုင်ဝင်ကဖြောက်မှတ်တယ်ဆိုပြီးဒီကောင်မလေးကအရှက်မရှိလက်ဖြန့်တောင်းနေတာပါလားလို့တွေးမိတယ်ဒါပေမဲ့မပေးလို့လည်းမရတော့ပေးဖို့ပြင်ထားတဲ့ငွေပမာဏကိုနည်းနည်းထပ်တိုးပေးလိုက်ရတယ်လူများတော့ပမာဏကလည်းမနှဲဘူးလေညဘက်ရောက်တော့ဂျင်ရွမ်ကပြုံးဖြည်းဖြည်းနဲ့ပြန်လာတယ်ဒီတစ်ခေါက်စုပေါင်းငွေ3800တောင်ရလာတယ်အခွန်အတွက်4400ပေးရမှာဖြစ်ပြီးအခု6800ရှိနေတော့အခွန်ဆောင်ပြီးတာတော့2400ကျန်သေးတယ်လင်းရွှေကြီးခမရတစ်နှစ်လုံးအသေးလဲလုပ်ရမယ်ထင်ထားတဲ့အခွန်ကိစ္စက3ရက်အတွင်းပြီးသွားတော့သူပါဆက်လုပ်ရမှန်းတော့မသိတော့ဘူးဂျင်ရွမ်ကတော့အစီအစဉ်တွေဆွဲထားပြီးသားပါအရင်ဆုံးလမ်းတွေပေါ်ကအနှံ့ဆိုးတွေကိုရှင်းမယ်ပြီးရင်မြေတွေဝယ်ပြီးထောင်ရွံရွာကကစုံဥတွေကိုစိုက်မယ်ဒါဆိုစောင်းဥရောက်ရင်လူတွေအငတ်ဘေးကလွတ်ပြီလေဒါပေမဲ့မြေဝယ်ဖို့ငွေမလောက်သေးတော့ဒုတိယအကြိမ်ညစာစားပွဲထက်လုပ်တဲ့တထေးတွေကကြောက်ကြောက်နဲ့လာကြရတယ်ဒီတစ်ခါတော့ဂျင်ရွမ်ကမြေတွေတောင်းတယ်မကြခင်မှာပဲမြေက1000ကျော်ရလာတယ်ဂျင်ရွမ်ပျော်ပျော်ကြီးပြန်သွားပေမဲ့တထေးတွေကတော့အယူမီဝိုင်းဖြစ်ကုန်ပြီးဒီလောက်လောဘကြီးတဲ့ကောင်မလေးကိုတခါမှမမြင်ဘူးဒီခရိုင်ဝင်ကဘယ်တော့မှထွက်သွားမှလဲလို့ကြိတ်ဆဲနေကြတယ်နောက်ပိုင်းဂျင်ရွမ်ကရထားတဲ့ငွေနဲ့မြေက2000ထပ်ဝယ်လိုက်တော့စုစုပေါင်းမြေက3000ဖြစ်သွားတယ်ပြီးတော့တတိယအကြိမ်စပွဲထပ်ဖိတ်ပြန်တယ်ဒီတစ်ခါတထေးတွေကနှလုံးကြွပြီးတည်သွားမှဆိုလို့ဂျင်းစင်းဖက်လေးတွေငုံပြီးမှလာရဲကြတော့တယ်ထင်တဲ့အတိုင်းပါပဲ
ဂျင်ယွန်ကမြေတွေဝယ်လိုက်လို့ပတ်စံကုန်သွားပြီအခုခမရတို့စီမှာစဘာဘလောက်ရှိလဲပြောကြပါဦးမရှက်ကြပါနဲ့လို့ပြောလိုက်တော့တထေးတွေရင်ထဲမှာမီးတောက်သွားတော့တာပဲနောက်တစ်နေ့မှာတထေးတွေကလင်းရွှေကြီးကိုယာရုကဖြုတ်ချဖို့အစိုးရစီစာတွေအများကြီးပို့ပြီးတိုင်ကြတယ်ဒါပေမဲ့လင်းရွှေကြီးကကြိုပြီးအစိုးရစီစာပို့ထားပြီးသားပါတထေးတွေစီကငွေချေးပြီးခရိုင်ကိုဖွံ့ဖြိုးအောင်လုပ်နေပါတယ်ဒီနှစ်ဆောင်ဦးမှာအခွန်ငွေ9000ပေးပါမယ်လို့ကတိပေးထားတာလေးအစိုးရကငွေလိုနေတဲ့အချိန်ဆိုတော့လင်းရွှေကြီးကိုချီးကျူးစာတော်ပြန်ပို့လိုက်သေးတယ်တထေးတွေခမရတိုင်လို့လည်းမရသူတို့စီမှာငွေတွေစဘာတွေအများကြီးရှိနေတာကိုလည်းအစိုးရကိုအတိမခံရဲဘူးအခွန်တိုးကောက်ခံရမှာဆိုလို့ဂျင်ယွန်ကတော့သူတို့မပေးချင်ရင်မပေးပဲနေလို့ရတာပဲဘာလို့ပေးပြီးမှနောက်ွယ်ကနေတွားတိုင်ရတာလဲလို့ဒေါသထွက်နေတယ်လင်းရွှေကြီးကတော့ပြုံးပြီးဘာမှမပြောဘူးခရိုင်ဝင်ရဲ့အာဏာကိုတုံးပြီးတောင်းနေတာကိုဘသူကညင်းရဲမှာလဲသူတို့တွေတာမန်ပြည်သူတွေကိုအနိုင်ကျင့်တုန်းကပြည်သူတွေကညင်းခွင့်မရှိခဲ့တယ်လို့မျိုးပေါ့မကြခင်မှာဂျင်ရှိုးကကတ်စုံဦးမျိုးစေ့တွေလာပို့တယ်ဂျင်ယွန်ကအင်ဂျီ9000ကိုတအိမ်6ဧကစီစိုက်ခိုင်းထားတယ်စောင်းဦးရောက်ရင်ကတ်စုံဦးပိတာ1ဘီလီယံလောက်ခံမှန်းတန်မှုငွေ4-5သိန်းထွက်လာမှာဖြစ်လို့ခရိုင်တစ်ခုလုံးအငတ်ဘေးကလွတ်ပြီလေဂျင်းရှို့လာရတဲ့အဓိကရည်ရွယ်ချက်ကတော့ချင်းကျန်းမြို့မှာထောင်ရွံပန်ခွဲဖွင့်ဖို့ပါငွေကြေးသုံးစွဲခွင့်ကိုကင်တွယ်တာကစားနဲ့တန်လုပ်ငန်းထက်ပိုအနေရများတယ်ဆိုတာလင်းရွှေကြီးသိတယ်အစိုးရကသဘောတူပါမလားပေါ့ဒါပေမဲ့ကျွန်တော်ကကြိုပြီးအကြံပေးထားတယ်ဒီလုပ်ငန်းစဉ်ကအခွန်ငွေတွေပိုရအောင်စမ်းသပ်တာလို့အစိုးရကိုတင်ပြပါအောင်မြင်ရင်တစ်နှစ်ကိုအခွန်ငွေ8000ကနေတသိန်းထိရနိုင်တယ်နောက်ဆိုတနိုင်ငံလုံးကိုဖြန့်ကျက်လို့ရတယ်လို့ပြောလိုက်လင်းရွှေကြီးလည်းတိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့အစိုးရကိုလှည့်စားဖို့သဘောတူလိုက်တဲ့ဂျင်းရှိုးကမြို့လေကောင်ကအကြီးဆုံးစားတောက်ဆိုင်ကြီးကိုဝယ်ယူပြီးထောင်ရွံပန်အဖြစ်ပြောင်းလဲလိုက်တယ်ကျွန်တော်ကလည်း system ကိုငွေပေးပြီးနောက်ဆုံးပေါ်စက်ကူငွေကြေးကိုထုတ်လုပ်လိုက်တယ်။အဲ့ဒီငွေစက်ကူကအနက်ရောင်ဖြစ်ပြီးညကောင်းကင်ရန်လိုလင်းလက်နေတဲ့တန်ဖိုးကတော့အကြီးဆုံးရွှေ1000ငွေ100တန်ပါမီးမလောင်ဘူး။စုပ်လို့မပြဲဘူးကက်ကြီးနဲ့ညှက်မှပဲပျက်စီးမယ်ပထမတော့လူတွေကလက်မခံချင်ကြပေမဲ့ထောင်ရွံမြို့မှာငွေအစ်စ်တွေကြီးပြားတွေမတုံးတော့ပဲဒီစက်ကူငွေကိုပဲတုံးနေကြတာမို့တဖြည်းဖြည်းနဲ့အားလုံးလက်ခံလာကြမှာပါ။အခုဆိုထောင်ရွံမြို့ကအရင်ကထက်ပိုစီကားနေပြီးရွှေပြောင်းလာသူတွေကအိမ်တွေဆိုင်ခန်းတွေငှားကြတယ်မြို့ထဲမှာစားတောက်ဆိုင်ကစားကွင်းတွေအစုံရှိတယ်အထူးသဖြင့်လမ်းမပေါ်မှာမာကြောက်ကစားရုံတစ်ခုဖွင့်ထားတဲ့မြို့မှာလောင်းကစားနဲ့ပြည်တစားလုပ်ငန်းတွေကိုတားမြစ်ထားလို့ငွေအစစ်နဲ့ကစားခွင့်မရှိဘူးငွေကိုတိုကင်ပြောင်းပြီးမှကစားရတဲ့အကြီးဆုံးကစားကြေးကတရွံပဲကစားရုံခါခုံမှုဖြတ်ပြီးရင်ကျန်တာကိုကစားလို့ရတယ်တင်မှု10ပြားလောက်နဲ့တမနက်လုံးကစားလို့ရတဲ့အပြင်လက်ဖက်ရည်နဲ့မုန့်တွေပါအခမဲ့ဈေးကွက်ထက်နည်းနည်းပိုပေးရုံနဲ့ရတယ်အခန်းတီးတန့်တွေလည်းရှိတယ်မာကြောက်ကစားရုံကဖွင့်ချင်းမှာပဲအရန်ရေပန်းစားသွားပြီးနေရအနှံ့မှဆိုင်ခွဲတွေထပ်ဖွင့်လာရတယ်ဒါအပြင်ရေပူရေအေးထိန်ကြီးနိုင်တဲ့ရေချိုးခန်းတွေလည်းပေါ်လာပါပြီထောင်ရွံမြို့လေးမှာရေပူရေအေးထိန်ကြီးလို့ရတဲ့ရေချိုးခန်းတွေဖွင့်လိုက်တော့လူတွေကအရန်ကြိုက်သွားကြတယ်ရေချိုးတာအကြေးကျွတ်တာဆက်ပြတိုက်တာအားလုံးအပါဝင်မှငွေငါးမှုကြီးပြား90ပဲကြတယ်အမျိုးသားတွေကရှေ့နဲ့နောက်2မျက်နှာပဲချွတ်ရပြီးအမျိုးသမီးတွေကတော့4မျက်နှာချွတ်ရလို့ပုတ်တိုက်ရတဲ့နီးစနစ်လေးနည်းနည်းกว่าပေမဲ့ဈေးကတော့အတူတူပဲချိုးပြီးရင်အပေါ်ထပ်မှာလက်ဖက်ရည်တောက်ရင်အနားယူလို့ရတော့တာမန်လူတွေတောင်နေတိုင်းလာချိုးနိုင်ကြတယ်မလန်းမကန်းမှာတော့ပြည်သူစားတောက်ဆိုင်ဆိုတာရှိတယ်ဆိုင်ရှိမှာတဲ့အယောင်သွေးစုံတဲ့ဟင်းပွဲတွေကိုခင်းချင်းပြသထားတယ်စံချမ်းထမင်းတပကံကို2မူစံဖြူက9မူဟင်းရွက်ကြော်က2မူကနေ3မူအသားဟင်းက9မူကနေ10မူအထိဈေးနှုန်းတွေကိုရှင်းရှင်းလင်းလင်းရေးထားတယ်လူတစ်ယောက်ကို4မူကနေတကြွန်လောက်သုံးလိုက်တာနဲ့အသားဟင်းပါတယ်ထမင်းတစ်နက်ကိုကောင်းကောင်းစားနိုင်တယ်အရသာကလည်းအရန်ကောင်းတော့တထေးတွေကဟင်းပွဲတွေအများကြီးမှစားကြတယ်ဒါပေမဲ့ဆိုင်မှာဟင်းကြံရင်တန်ငွေရိုက်မယ်ဆိုတဲ့စီကန်းရှိလို့မကုန်ရင်အိမ်ကအစီကန်းတွေအတွက်ပါဆယ်ထုတ်သွားကြရတယ်ဒီအချက်လေးကစင်းရဲချမ်းသာကွာဟမှုကိုနည်းနည်းလေးတော့ရောကြသွားစေတယ်ဒီလိုစီကားနေတဲ့ထောင်ရွံမြို့နဲ့ဆန့်ကျင်ဘက်ပြင်ပကဘာကြီးမှာတော့ကပ်ဘေးတွေစိုက်နေတယ်စောင်းဦးရသည့်ရိတ်သိမ်းချိန်မှာနေရာတော်တော်များများအထွက်လုံးကျဆင်းပြီးအနက်ပေးစိုက်နေတဲ့ကြားကအစိုးရကမြောက်ပိုင်းကလူတိုင်းတွေကိုတိုက်ဖို့စစ်ဆေးလိုတယ်ဆိုပြီးအခွန်ကို40%ကနေ60%အထိတိုးကောက်လိုက်တယ်ဒီလောက်ရက်ကတိုင်းပြည်ကိုလုံးဝပျက်စီးသွားစေတဲ့နေရာအနှံ့မှာပုံကံမှုတွေဖြစ်လာပြီးမိနစ်ကဒုက္ခသည်တွေကဒီနှစ်မှာပိုများလာကတနိုင်ငံလုံးကိုလွှမ်းခြုံလာတဲ့ဒုက္ခသည်တက်ကြီးကအရှိပိုင်းနဲ့မြောက်ပိုင်းကိုချီတက်လာပြီးမြို့တော်ကိုပါချင်းချောက်လာတဲ့အစိုးရစစ်တပ်ကပုံကံမှုတွေကိုနှိမ်နင်းဖို့စ조사ပေမဲ့လစာမရလို့စိတ်တက်ကြနေတဲ့စစ်သားတွေကဒုက္ခသည်တက်ကြီးကိုမရှင်းနိုင်ပဲပြိုကွဲသွားတဲ့အခြေအနေမကောင်းတာကိုမြင်တော့အေဂရမင်းနဲ့အရာရှိတချို့ကဒုက္ခသည်တွေမြို့တော်ထဲမဝင်ခင်လေးမှာတောင်ပိုင်းကိုထွက်ပြေးသွားကြတယ်ဒီသတင်းကိုကြားတော့ခရိုင်ဝင်လင်းရွှေကြီးခမရကြက်တီသွားတယ်မဒန်လင်းကလည်းမြို့တော်မှာကြံခဲ့တဲ့ဆွေမျိုးတွေအတွက်စိတ်ပူနေပေမဲ့စစ်ပေးစစ်တမ်းကြောင့်သတင်းအဆက်အသွယ်လုံးဝပြတ်တောက်နေတဲ့ဂျင်ရွှေလေးကလည်းဘာမှမကူညီနိုင်ဘူးလင်းရွှေကြီးကအရင်ဆုံးစိတ်ကိုငြိမ်အောင်ထားပြီးချင်းချမ်းခရိုင်ရဲ့အခြေအနေကိုသုံးသပ်ကြည့်တယ်နောက်10ရက်ဆိုကစုံဦးတွေရိတ်သိမ်းလို့ရပြီးမြင်ကြံရဲ့တပ်ဖွဲ့ကလည်းအင်အားတက်ပြည့်နေပြီးနေ့စဉ်လေ့ကျင့်နေတယ်ဒီဆောင်းဦးရိတ်သိမ်းချိန်လေးကိုတော့အေးအေးချမ်းချမ်းကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းနေမိတယ်ဒါပေမဲ့ကန်တရားကမျက်နှာသာမပေးပါဘူးလူ9000လောက်ရှိတဲ့ဒုက္ခသည်အုပ်ကြီးကခရိုင်မြို့တကားဝကိုရောက်လာပြီးဆဲဆူအော်ဟစ်နေကြတယ်ကန်ကောင်းတာတစ်ခုကသူတို့ကမြေကြီးအောက်မှာကစုံဦးတွေရှိနေမှန်းမသိလို့မြေပြင်ပေါ်ကအရွက်တွေကိုပဲဖျက်ဆီးပစ်ကြတာမို့ဆုံးရှုံးမှုတိတ်မရှိဘူးလင်းရွှေကြီးကစိတ်တူပြီးတက်ထွက်တိုက်ဖို့လုပ်ပေမဲ့မြင်ကြံကစစ်သားတွေကစိတ်တက်မခိုင်ပါသေးဘူးမြို့ရိုးပေါ်ကနေကာကွယ်လို့ပဲရမယ်ထွက်တိုက်ရင်ရှုံးမှာပဲလို့တားလိုက်တယ်လင်းရွှေကြီးလည်းရိတ်သိမ်းမဲ့ကစုံဦးတို့ဒီအတွက်စိတ်ပူပြီးဘာလို့ရမှန်းမသိဖြစ်နေတယ်အဲ့ဒီချိန်မှာပဲမြင်းခွာတန်တွေနဲ့အတူထောင်ရွံမြို့ကဝန်ပလွေတပ်ဖွဲ့ရောက်လာတဲ့ဝန်ပလွေတပ်ဖွဲ့ကတားဆီးမရတဲ့ဓားမြောင်ကြီးတစ်ခုလိုဒုက္ခသည်အုပ်ကြီးတွေကိုဝင်မွေလိုက်တာခဏလေးတွင်းမှာပဲသုံးပုံတစ်ပုံလောက်တည်ဆုံသွားတဲ့ဒုက္ခသည်တွေလည်းကြောက်လန့်ပြီးဒူးထောက်အညံ့ခံကြတော့တယ်
အခြေအနေကိုထိန်းချုပ်ပြီးတာနဲ့မင်းချန်ကစစ်သားတွေကိုခေါ်ပြီးတုံမန်းတွေကိုကျိုးတုပ်တဲ့စစ်သားတွေကတိုက်ပွဲမှာအသုံးမကျပေမဲ့တုံမန်းတွေကိုနှိပ်စက်တဲ့နေရာမှာတော့အရန်တော်တဲ့မင်းချန်ကတုံပန်းကိုအရန်ရိုက်နေတဲ့စစ်သားတယောက်ကိုကြာပိုးနဲ့ရိုက်လိုက်ပြီးရက်စမ်းသူတို့အကုန်လုံးကတခင်လေးကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေခိုင်းဖက်တွေပဲဒဏ်ရာရသွားရင်မင်းအသက်နဲ့ရော်ရမယ်လို့ဟောက်လိုက်တဲ့စစ်သားလဲကြောက်ကြောက်နဲ့ခေါင်းညိရတော့တဲ့ဝန်ပလွေတက်ဖွဲကမင်းချန်ကိုခေါင်းညိပြပြီးလေပြင်းတပြင်းလိုပြန်ထွက်သွားကြတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလင်းရွှေကြီးရင်ထဲမှာလုံခြုံမှုတွေအပြည့်ခံစားလိုက်ရတယ်အဲ့ဒီနောက်လင်းရွှေကြီးကကစုံဦးရိတ်သိမ်းရေးကိုချက်ချင်းစတင်လိုက်တဲ့ဂျင်ရွမ်ကတော့မြို့ပေါ်ကတထေးတွေကိုတွားတွေ့တယ်လင်းရွှေကြီးကနားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်တော့ဂျင်ရွမ်ကရင်ကော့ပြီးကျမတို့သူတို့ကိုကယ်ခဲ့တာပဲငွေနဲ့တောင်းတာဘာဖြစ်လဲကျမတို့တက်ဖွဲ့တာမလားရင်ဒုက္ခတွေတွေမြို့ထဲဝင်ပြီးသူတို့အကုန်ပြေးပြီးလေဝန်ပလွေတက်ဖွဲ့အတွက်စရိတ်လေးတောင်းတာမလုံးပါဘူးလို့ပြောလိုက်တယ်တထေးတွေကိုဖိတ်ပြီးဂျင်ရွမ်ကပြောင်းမဲတောင်းတော့တယ်ဝန်ပလွေတက်ဖွဲ့ကိုကျမခေါ်လာတာအခုသူတို့ကငွေတသိန်းတောင်းနေတယ်မပေးရင်သူတို့ပြန်လာလိမ့်မယ်ပြန်လာရင်ဘာလို့မလဲတော့သိတဲ့အတိုင်းပဲတထေးတွေခမရဒုက္ခတွေမြို့ဖြတ်တဲ့သတင်းတွေကိုကြားထားပြီးသားမို့ဝန်ပလွေတက်ဖွဲ့ကိုလည်းအရန်ကြောက်နေတယ်ဒါကြောင့်ဈေးတောင်မစစ်ရဲပဲငွေတသိန်းကိုချက်ချင်းစုပေးလိုက်တယ်ဂျင်းရွံတောင်မြင့်တက်သွားတယ်ဒီတထေးတွေဒီလောက်ချမ်းသာမှန်းသိရင်ဒီထက်ပိုတောင်းပါတယ်ပေါ့ဒါနဲ့ချက်ချင်းအကြံထုတ်ပြီးကျမကအသက်ဆုံးပြီးဝန်ပလွေတက်ဖွဲ့ကိုတွားခေါ်လာပေးတာကျမတို့ရောကျေးဇူးတင်ခြင်းမရှိဘူးလားနောက်တစ်ခါအန်ရကြုံရင်ကိုဘာသာတွားခေါ်ကြပေါ်ဝန်ပလွေတက်ဖွဲ့ကခမရတို့ကိုကဲမလားခေါင်းမဲဖြတ်သွားမလားစောင့်ကြည့်ကြတာပေါ်လို့ချင်းချောက်လိုက်ပြန်တယ်တထေးတွေလည်းဒေါသထွက်လွန်းလို့တွားကျိတ်နေပေမဲ့မတက်နိုင်ဘူးနောက်ထပ်ငွေ2000ထပ်စုပေးလိုက်ရတယ်ဂျင်ရွယ်လည်းဒီတိုးတွေစီကတိုးမွေးတွေကုန်ပြီထင်တာအများကြီးကြံသေးတာပဲဆိုပြီးနောက်ထပ်အခွင့်အရေးရှာဖို့တေးထားလိုက်တယ်ရိတ်သိမ်းပြီးသွားတဲ့အခါကစုံဦးအထွက်နှုံးကအားလုံးကိုအံ့ဩသွားစေတယ်မြေဧက3000ကနေကစုံဦးပိတာတန်တရာကျော်ထွက်လာတယ်ဒီလောက်ဆိုခရိုင်တစ်ခုလုံးကိုအငတ်မတည်အောင်ကျွေးထားလို့ရပြီဂျင်ရွယ်ကဂရိအတိုင်းစိုက်ပျိုးတဲ့အိမ်အောင်စု9000ကိုတအိမ်ပိတာ900စီစုပေါင်း2.5တန်းပေးလိုက်တဲ့ကျန်တဲ့ကစုံဦးတွေကိုတပိတာလေးပြားနဲ့ရောင်းလိုက်တာငွေ4သိန်းတောင်ရလိုက်တယ်လင်းရွှေကြီးကအရင်ကဧကရစ်ကိုဂတိပေးထားတဲ့အတိုင်းအခွန်ငွေ8000ကိုဧကရစ်ထွက်ပြေးရောက်ရှိနေတဲ့နေရာစီကိုအရောက်ပို့ပေးလိုက်တယ်ဒီငွေ8000ကအစိုးရအတွက်အသက်ရှူချောင်သွားစေတဲ့စစ်တပ်အတွက်လစာပေးဖို့အဆင်ပြေသွားတယ်ဧကရစ်မင်းလည်းဝမ်းသာလုံးလို့မျက်ရည်တွေတောင်ကျပြီးလင်းရွှေကြီးကိုအဆင့်လေးအရာရှိအဖြစ်ယာလူတိုးပေးကတိုင်းပြည်ရဲ့အားထားရတဲ့ကြောက်တိုင်ကြီးလို့ချီးကျူးလိုက်တယ်နောက်နှစ်လည်းအခွန်တွေပို့ပေးဖို့မျှော်လင့်ကြောင်းလည်းမှားလိုက်သေးတယ်ဒါပေမဲ့လင်းရွှေကြီးကအမိတ်ပြန်တန်းကိုဖတ်ပြီးချိန်မှာဝမ်းသာရမယ့်အစားဧကရစ်ကိုအထင်သေးသွားတယ်ပြီးတော့အမိတ်စာကိုဘေးကိုလွှင့်ပစ်လိုက်တယ်သူ့မှာအရေးကြီးတဲ့အလုပ်တွေအများကြီးကြံသေးတယ်လေအဲ့ဒီအချိန်မှာမင်းဘရင်ကမြို့တော်ကိုတိမ့်လိုက်ပြီးလင်းရွှေကြီးကိုသူ့ဘက်ပါဖို့ကမ်းလှမ်းလာတဲ့လူတွေကဧကရစ်မင်းကတိုင်းပြည်ကိုကောင်းကောင်းမအုပ်ချုပ်နိုင်လို့ကပ်ပေးဆိုင်တာမင်းဘရင်ကမှတကယ်ရှင်ဘရင်ကောင်းလို့ပြောနေကြတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲအကြီးကန်းဆိုတာဘယ်မှာပဲဖြစ်ဖြစ်မဲတာပါပဲဆိုတာသိလာကြတယ်မင်းဘရင်ကမြို့တော်ကတထေးတွေအမတ်တွေစီကနေငွေတန်း20ကျော်တိတ်စီနိုင်ခဲ့တယ်ဒီအမတ်တွေမှာဒီလောက်ပတ်စံတွေအများကြီးရှိနေတာသူတို့ပိုင်တဲ့ငွေ30ပုံတပုံလောက်ကိုစစ်သားတွေကိုလစာပေးလိုက်ရင်ဒီပုံကံမှုတွေကကြာပြီးတည်ငြိမ်နေလောက်ပြီးအခုတော့တပြားမှမထုတ်ကြဘူးလို့လင်းရွှေကြီးတွေးပြီးနှလုံးကွဲမတက်ခံစားရတယ်ငါတစ္ဆာရှိခဲ့တဲ့ဘရင်ဆိုတာဘာတူလဲငါချစ်တဲ့တိုင်းပြည်ဆိုတာကရောပါလဲအဲ့ဒီအချိန်မှာဂျင်ရွန်လေးကလင်းရွှေကြီးရဲ့ပခုံးလေးကိုပုတ်ပြီးဆရာလင်းတစ္ဆာရှိတာတွေမျိုးချစ်တာတွေကအရန်ပင်ပန်းရင်မလုပ်ပါနဲ့တော့အဲ့ဒီအစားကျမတို့ကိုပဲချစ်ပါတခင်လေးကျွန်တော်ကိုပဲချစ်ပါကျမတို့ကဆရာကိုဘယ်တော့မှစိတ်ပြတ်အောင်လုပ်မှာမဟုတ်ဘူးလို့နှစ်သိမ့်ပေးတယ်ဒီစကားလေးကလင်းရွှေကြီးကိုအိမ်မက်ကနေနိုးလာစေတဲ့ထောင်ရံမျိုးလေးရဲ့ပျော်ရွှင်စရာအတန်းတွေစီးလုံးမှုတွေဖွံ့ဖြိုးတိုးတက်မှုတွေကမှသူတကယ်ချစ်မြတ်နိုးရမယ့်အရာတွေဆိုတာသူသဘောပေါက်သွားတယ်ဒါနဲ့သူကအခွန်မပေးနိုင်တဲ့သူတွေကိုအကျွေးမှတ်ထားလိုက်လို့အမိန့်ပေးလိုက်တယ်ပြည်သူတွေကသူ့ကျေးဇူးကိုသိပြီးအခွန်30%ကိုကိုယ့်သဘောနဲ့ကိုလာဆောင်ကြတယ်အဲ့ဒီနောက်ဆန်နဲ့ကစုံဦးအလဲလုပ်တဲ့စနစ်ကိုကျင့်သုံးပြီးခရိုင်မှာဆန်ပိတာတန်း80နဲ့ငွေ3သိန်းကိုအရန်ရိတ်ခါနဲ့ရန်ပုံငွေအဖြစ်သိမ်းဆည်းနိုင်ခဲ့တယ်ဒီပစ္စည်းတွေကိုသူ့အစိုးရစီမပို့တော့ပဲချင်းချမ်းခရိုင်ဖွံ့ဖြိုးရေးအတွက်ပဲသုံးဖို့ဆုံးဖြတ်လိုက်တယ်နောက်ဆုံးတော့လင်းရွှေကြီးနဲ့မတန်လင်းရဲ့ဆွေမျိုးတွေမြို့တော်ကနေထွက်ပြေးလာပြီးချင်းချမ်းမြို့ကိုရောက်လာကြတယ်တခြားမြို့တွေမှာအငတ်ပေးနဲ့တေးကြီးပျက်စီးနေတာကိုဖျက်တမ်းလာခဲ့ရတဲ့ဆွေမျိုးတွေကဒီမြို့ရောက်တော့ပျော်ရွှင်ချမ်းမြေ့နေတဲ့အခြေအနေကိုမြင်ပြီးလင်းရွှေကြီးကိုအယမ်းဂုဏ်ယူသွားကြတယ်လင်းရွှေကြီးကဆွေမျိုးတွေကိုအိမ်ကိုခေါ်လာပြီးဂျင်ရွယ်မင်ချန်တို့နဲ့မိတ်ဆက်ပေးတယ်ဒီလူတွေကကျွန်တော်စာထဲမှာရေးပူးတဲ့ပညာရှင်ကြီးဆရာလင်းကျွန်တော်ရဲ့တပည့်တွေပါလို့မိတ်ဆက်ပေးလိုက်တယ်ဒါပေမဲ့လင်းရွှေကြီးရဲ့ဖခင်လင်းဖိုးကြီးကနှာခေါင်းရှုပ်ပြီးဗာပညာရှင်ကြီးလဲတကယ်အရေးချင်းရှိရင်ဧကရမင်းကိုတစ္ဆာရှိပြီးတိုင်းပြည်အတွက်အမှုထမ်းရမှာပေါ့အခုတော့ဘရင်ကိုတစ္ဆာမရှိမိဘကိုမယိုသေးတိုင်းပြည်ကိုမချစ်တဲ့အရှက်မရှိတဲ့လူယုံမှာပဲလို့ဆဲဆိုလိုက်တယ်ဒီစကားလဲကြားရောဂျင်ရွယ်လေးဒေါသထွက်ပြီးပြေးသွားဖို့လုပ်တယ်မတန်လင်းကအမြန်ဆွဲထားပေမဲ့ဂျင်ရွယ်ရဲ့ပါဆက်ကိုတော့ပိတ်လို့မရဘူးလေဒီအဖိုးကြီးဘာတွေလာပြောနေတာလဲရှင်ကဘာမို့လို့ကျမတို့တခင်လေးကိုလာထင်သေးရတာလဲအိမ်ပေါ်ကနေခွေးလိုမောင်းထုတ်ခံရတဲ့အတုံးမကျတဲ့ဧကရစ်ကိုတွားပြီးဖားရနေတာလားဧကရစ်တောင်ဒီလောက်အတုံးမကျတာသူ့ချီကွာကိုလျက်နေတဲ့ခမ ्या ကပိုးတော်အတုံးမကျသေးတယ်ကျမတို့တခင်လေးကိုစော်ကားရည်တယ်ပေါ့လေလို့အော်ဆဲတော့တာပဲနောက်ကအကောင်လေးတွေလည်းဒေါသထွက်ပြီးလူတက်ချင်တဲ့အငွေတက်တွေထွက်လာတယ်မင်းဝူကမျက်နှာသေးနဲ့ဓားမြောင်ကိုဆွဲထုတ်ပြီးလင်းဖိုးကြီးစီကိုတက်တက်လျှောက်သွားတယ်မင်းဝူမင်းချန်မင်းချင်း3ယောက်ကစစ်မြေပြင်မှာတိုက်ခိုက်မဲ့ပုံစံမျိုးနေရာယူလိုက်ကြတယ်မတန်လင်းလည်းအရန်လန့်သွားပြီးသူ့ရောက်ခတိကိုတောင်းပန်ဖို့အော်ပြောတယ်လင်းရွှေကြီးကကောင်လေးတွေရှိမှဝင်ရက်ပြီးတားဖို့လုပ်ပေမဲ့မင်းဝူကသူ့ကိုတွန်းထုတ်လိုက်လို့ခက်လန်းလန်းကိုလဲကျသွားတယ်လင်းဖိုးကြီးကတော့အခုမှအကြောက်တရားဝင်လာပြီးလင်းဖိုးကြီးကတုံရင်နဲ့လက်ညှိုးထိုးပြီးဆဲဖို့လုပ်လိုက်တဲ့အချိန်မှာပဲ
မင်းဝူကပါးကိုဖျက်ရိုက်ချလိုက်တယ်အဖိုးကြီးလဲကျသွားတော့ရင်ဘတ်ကိုခြေထောက်နဲ့နင်းပြီးခေါင်းကိုဓားမြောင်နဲ့စိုက်ချလိုက်တယ်အဲ့ဒီအချိန်မှာလင်းရွှေကြီးကဆရာလင်းတခင်လေးရောက်လာပြီလို့អော်လိုက်တယ်မင်းဝူလန့်ပြီးရက်သွားတဲ့အချိန်မှာဓားကအဖိုးကြီးရဲ့မျက်လုံးနဲ့လက်တစ်လုံးလောက်ပဲကွာတော့တယ်ကျွန်တော်တကယ်ရောက်မလာမှန်းသိသွားတော့မှလင်းရွှေကြီးကဒီဖိုးကြီးကဆရာလင်းအတွက်အသုံးဝင်သေးလို့ပါဒီကိစ္စအတွက်ဖခင်ကိုစားဆရာလင်းစီတွားတောင်းပန်ပါမယ်လို့ကပြားကရရှင်းပြရတယ်အဲ့ဒီတော့မှမင်းဝူကဓားကိုပြန်ရုပ်ပြီးဒါနောက်ဆုံးအချိန်ပဲအဖိုးကြီးငါတခင်လေးကိုနောက်တစ်ခါစော်ကားလာကြရင်မင်းကိုတင်မကဘူးမင်းရဲ့တားမြေးတွေပါငရဲပြည်ကိုပို့ပေးမယ်လို့ချင်းချောက်လိုက်တယ်လင်းအဖိုးကြီးခမညာကြောက်လွန်းလို့စကားတော်မပြောနိုင်ပဲခေါင်းပဲစက်တိုက်ညစ်ပြရတော့တယ်မင်းချန်ကလည်းမင်းတို့အေဂရစ်လိုပဲအယုတ်အကျုံမရှိတဲ့ကောင်တွေလို့လောင်ပြောင်ပြီးဆရာလင်းရွှေကြီးခမရရဲ့လှုပ်ဆောင်ချက်တွေအကုန်ပြတ်သွားပြီလို့ပြောကထွက်သွားကြတယ်ဂျင်ယွန်ကလည်းမတန်လင်းရဲ့ရင်ခွင်ထဲကနေရုံထွက်ပြီးမျက်နှာတင်နဲ့နောက်ကလိုက်သွားတယ်သူတို့နဲ့လင်းမိသားစုရဲ့တန်ရောစင်ကဒီနေရာမှာတင်ပြတ်တောက်သွားခဲ့ပြီလေကျွန်တော်တခင်လေးဆိုတာသူတို့အတွက်ဘယ်သူမှထိခိုက်စော်ကားလို့မရတဲ့အရာတစ်ခုပဲလင်းမို့ရှင်လေးလည်းသူ့ရဲ့အကောင်းဆုံးတငယ်ချင်းကိုအဖိုးဖြစ်သူရဲ့စကားတခွန်းကြောင့်ဆုံးရှုံးလိုက်ရလို့အော်မူပါတော့တယ်လင်းရွှေကြီးကအစေခံတွေကိုအကုန်မောင်းထုတ်ပြီးဒီကိစ္စကိုအပြင်မှာတယောက်ယောက်သိသွားရင်မင်းတို့အကုန်တင်မဲ့မှတ်လို့ချင်းချောက်လိုက်တယ်ပြီးတော့သူ့အဖေကိုဒီနေ့ကိစ္စကအဖေရဲ့ပါဆက်ကြောင့်ဖြစ်ရတာနောက်ဆိုဆင်ကျင်မှာသူတို့ကကျွန်တော်တို့ရန်စားလို့ရတဲ့လူတွေမဟုတ်ဘူးခုနကကောင်းလေး၃ယောက်ရဲ့အရှိန်ဝါကဟိုနေ့ကဒုက္ခသည်တွေကိုနှိမ်နှင်းခဲ့တဲ့ဝန်ပလွေတက်ဖွဲ့နဲ့အတူတူပဲကျွန်တော်တို့ရထားတဲ့အရာရာတိုင်းကသူတို့တခင်လေးပေးထားတာသူတို့ပြန်ယူချင်ရင်အချိန်မရွေးယူလို့ရတယ်လို့ဒေါသကြီးပြ။အော်တယ်လင်းဖိုးကြီးကမင်းလိုစာတက်ပုတ်ကိုကအေဂရစ်တပါးတဲ့ကိုပဲတစ္ဆာရှိရမှာပေါ့လို့ငေါက်တော့လင်းရွှေကြီးကအခုအေဂရစ်ကနှစ်ပါးဖြစ်နေပြီလေမြို့တော်မှာလည်းတပါးရှိတယ်အဖေတေးချင်ရင်လည်းတားမြေးတွေကိုတော့ဒုက္ခမပေးပါနဲ့လို့ပြန်ပတ်လိုက်မှအဖိုးကြီးလည်းငြိမ်ချသွားတယ်ဒါပေမဲ့လင်းရွှေကြီးရဲ့ရောက်ခါတိဖြစ်သူဝမ်ကျင်းရန်ကတော့သဘောထားကြီးတယ်ဒီကိစ္စတွေကိုကြားရတော့ကျွန်တော်ကိုပို့ပြီးစိတ်ဝင်စားသွားပြီးလင်းရွှေကြီးကိုဆက်သွယ်ပေးဖို့အကူအညီတောင်းတယ်အဲ့ဒီအချိန်မှာအဝေးကြီးမှာရှိတဲ့ကျွန်တော်စီကိုလင်းရွှေကြီးစီကရောဂျင်ရွန်တို့စီကပါစာရီရောက်လာတယ်ဟုပါဆက်ပုတ်တဲ့အဖိုးကြီးတယောက်ကြောင့်ဒီလောက်တောင်ဖြစ်ရလားလို့ကျွန်တော်ညှိမိတယ်ဒါပေမဲ့ဂျင်ကြီးကတော့ဒါကဆရာလင်းရွှေကြီးရဲ့အမှားပဲသူ့အဖေအချင်းကိုသူတည့်ရက်နဲ့ကြိုးပြီးမတားဆီးနိုင်ခဲ့ဘူးလို့ပြက်ပြက်တတ်ပြောတယ်ကျွန်တော်လည်းဂျင်ရွန်နဲ့မင်းချန်တို့ကိုရွာကိုပြန်ခေါ်လိုက်ပြီးသူတို့နေရာမှာဂျင်ရှုကိုရက်အနှဲငယ်သွားထိုင်ခိုင်းလိုက်တယ်ဂျင်းရှုချင်းချမ်းမျိုးကိုရောက်တော့လင်းရွှေကြီးတို့ကလာကြိုကြတယ်ဂျင်းယွမ်ကဂျင်းရှုကိုမြင်တာနဲ့ပြေးဖက်ပြီးငိုတော့တာပဲဂျင်းရှုကဂျင်းယွမ်ကိုနှစ်သိမ့်ပြီးတာနဲ့ကျွန်တော်ပေးလိုက်တဲ့ဆာရွက်လေးကိုမင်းချန်ကိုပေးလိုက်တယ်မင်းကငါ့ကိုစိတ်လှုပ်ရှားအောင်လှုပ်ချင်လို့ဒီလိုတွေလှုပ်တာလားဆိုတဲ့စာကိုဖတ်ရတော့မင်းချန်လည်းတခင်လေးကသူ့ကိုအပြစ်မတင်ဘူးဆိုတာသိသွားပြီးစိတ်အေးသွားတယ်ပြီးမှဂျင်းရှုကလင်းရွှေကြီးပဲလှည့်ပြီးဆရာလင်းကျမအရန်ဒေါသထွက်တယ်ပထမအချက်ကကျမတို့ရဲ့တခင်လေးစော်ကားခံရတယ်ဒုတိယအချက်ကကျမညီမလေးတွေမောင်လေးတွေအနိုင်ကျင့်ခံရတယ်တတိယအချက်ကအမကြီးချင်းကြီးပြောတယ်လို့ပဲဆရာအဖေအကျင့်ကိုတည့်ရက်နဲ့ကြိုးမဖြေရှင်းနိုင်ခဲ့ဘူးလို့ပြောလိုက်တယ်လင်းရွှေကြီးလည်းရှက်ရှက်နဲ့တောင်းပန်ရတော့တယ်ဒါကြောင့်ဆရာတခင်လေးကိုမေးခွန်းရမယ့်အခွင့်အရေးတစ်ချိန်ကိုဖျက်လိုက်ပြီးတော့အဲ့ဒီအဖိုးကြီးမကျေနပ်ရင်ကျမနဲ့လာစကားစစ်ထိုးလို့ရတယ်သူ့ကိုတွေးအံသွားတဲ့အထိပြန်ပြောပြမယ်လို့ဂျင်းရှုကဆက်ပြောလိုက်တဲကံကောင်းချင်တော့အဲ့ဒီအချိန်မှာလင်းဖိုးကြီးနဲ့ရောက်ခတ်တီဝင်ကျင်းရန်တို့ကထောင်ရံမြို့ကိုထွက်သွားကြပြီးထောင်ရံမြို့ကိုရောက်တော့ရွာလူကြီးဂျင်းကြီးကိုသွားတွေ့ကြတယ်ဂျင်းယွန်ကလည်းအနားမှာရှိနေတယ်အဖိုးကြီးနှစ်ယောက်ကပြုံးပြီးနှုတ်ဆက်ပေမဲ့ဂျင်းကြီးကဘာမှပြန်မပြောဘဲသူတို့ကိုစူးစူးရဲရဲစိုက်ကြည့်နေလိုက်တာနှစ်ယောက်လုံးချွေးတွေပြန်လာတဲ့အထိပဲအဲ့ဒီတော့မှဂျင်းကြီးကငါတခင်လေးကိုတစ္ဆာမရှိဘူးအရှက်မရှိဘူးလို့ပြောခဲ့တဲ့သူကဒီအဖိုးကြီးပေါ့ဒါဆိုရင်တစ္ဆာရှိပါတယ်တိုင်းပြည်ချစ်ပါတယ်ဆိုတဲ့အဖိုးကြီးကဘာလို့အေဂရစ်မင်းနဲ့အတူမြို့တော်ကိုပြန်မကယ်ပဲလူတိုင်းတွေကိုမတိုက်ဖဲဒီလိုခေါင်ဖျားတဲ့နေရာကိုရောက်လာရတာလေလို့လောင်ပြောင်လိုက်တယ်တကယ်တော့မင်းတို့ကဘာမှအသုံးမကျတဲ့အမိုက်တွေမို့လို့ထွက်သွားကြလို့တွဲဝိုက်ပြီးနှင်းထုတ်လိုက်တာပါဝင်ချင်းရန်ကအခြေအနေမကောင်းမှသိလို့ကျွန်တော်ကိုတွေးခွင့်တောင်းတယ်ဂျင်ကြီးကအဖကျမမတန်လင်းနဲ့ခင်မင်လို့သာတီးခံနေတာနော်ရှင်တို့ကငါတခင်လေးကိုတွေးချင်တိုင်းတွေးရအောင်ရှင်တို့ကဘာကောင်းတွေမို့လို့လဲတန်လို့လာလို့ပြက်ပြက်သားသားညင်းပယ်လိုက်တယ်ဝင်ချင်းရန်လည်းနားလဲသွားပြီးလင်းဖူးကြီးကိုဆွဲခေါ်ကထွက်လာခဲ့ရတယ်အပြင်ရောက်တော့မှသူ့ချွေးတွေတုပ်ပြီးဒီကောင်မလေးရဲ့အရှိန်ဝါကတကယ်ကိုအေဂရမင်းရှိရောက်နေရတယ်လို့ပဲလို့ပြောလိုက်တယ်လင်းဖူးကြီးဆိုရင်ကောင်မလေးတယောက်ရဲ့အဟောက်ခံရလို့မျက်နှာတွေစိမ့်ကားပြီးအိမ်ရောက်တာနဲ့ဖျားပါလေရောအဲ့ဒီနောက်သူတို့နှစ်ယောက်ကချင်းချမ်းမှာပဲဆက်နေပြီးအစိုးရစီကိုကြံရှိနဲ့ကြံနံပြည်နယ်တွေကိုအုပ်ချုပ်ခွင့်ပေးဖို့စာတင်လိုက်ကြတယ်။အေဂရစ်ကလည်းသဘောတူပြီးဝန်ချင်းရန်ကိုရန်ချမ်းဘရင်ခံလင်းဖိုးကြီးကိုကြံရှိမျိုးဝင်အဖြစ်ခန့်အပ်လိုက်တယ်။တကယ်တော့တယောက်ကစစ်တပ်ကိုကိုင်းပြီးတယောက်ကအစိုးရအတွက်ငွေရှာပေးရတာပေါ့။နောက်တစ်နှစ်ဝက်လောက်အတွင်းမှာထောင်ရွံမြို့ကချင်းချမ်းခရိုင်ကိုလူတွေလွတ်ပြီးအများကြီးကူညီပေးခဲ့တယ်ချင်းချမ်းမြို့ကလည်းထောင်ရွံမြို့အသေးစားလေးလိုဖြစ်လာပြီးစားစရာတောက်စရာကစားစရာတွေအဆုံရှိလာတယ်လူတွေကလည်းတုံးရလွယ်တဲ့စက်ကူငွေတွေကိုပဲတုံးလာကြတယ်နေတိုင်းလိုလူတွေကအစမ်းကာလအောင်မြင်ပြီးထောင်ရွံမြို့သားမှတ်ပုံတင်တွေရလာကြတယ်ထောင်ရွံမြို့လူဦးရေက2000နီးပါးရှိလာပြီးသူတို့လက်ထဲကစက်ကူငွေကြီးလေပတ်မှုကရွှန်9တန်းလောက်ရှိတယ်အပြင်လူတွေကလာလဲသွားတဲ့စက်ကူငွေကတော့ရွအန်တန်းတရာငွေတန်းလောက်အထိရှိနေပြီးထောင်ရွံမြို့လေးကတော့တကယ်ကိုချမ်းသာကြွယ်ဝနေပြီလေနှစ်ကုန်ပိုင်းအစည်းအဝေးမှာတော့အစီအစဉ်တွေတစ်ခုပြီးတစ်ခုတင်ပြပြီးချိန်မှာကျွန်တော်အစည်းအဝေးခန်းထဲကိုဝင်လာခဲ့တယ်ကျွန်တော်အစည်းအဝေးကိုပထမဆုံးအကြိမ်တက်လာတာဆိုတော့အားလုံးအံ့ဩသွားကြတယ်အားလုံးဒီနှစ်တွေအတွင်းမှာထောင်ရွံမျိုးလေးတိုးတက်လာအောင်ကြိုးစားပေးခဲ့ကြလို့ကျေးဇူးတင်တဲ့အနေနဲ့လစာတွေတိုးပေးမယ်အဆင့်တစ်အခြေခံလစာကိုတရွံကနေ2ရွံအထိတိုးပေးလိုက်မယ်ပြီးတော့ငါတို့စီမှာအလုပ်လုပ်နေတဲ့လူတိုင်းကိုလည်းလစာ90%တိုးပေးမယ်လို့ကြေညာလိုက်တယ်ခမ်းမတစ်ခုလုံးဝမ်းသာအားရအော်ဟစ်တန်တွေနဲ့စူညံသွားအားတော့တာပဲ
ပြီးတော့ကျွန်တော်ကအရေးကြီးတဲ့ကိစ္စတစ်ခုကိုဆက်ပြောတယ်ထောင်ရံမျိုးလေးကတေးလွန်းတဲ့ရေတိုအတွင်းလူ2000 3000လောက်ပဲဆန်းတော့မှခရိုင်မျိုးလှုပ်ဖို့တော့မလွယ်ဘူးဒါကြောင့်နောက်ထပ်မျိုးတစ်ခုကိုတိစောက်မယ်လို့ပြောပြီးမြေပုံပေါ်ကနေရာတစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီနေရာကမိုင်းနေရလောက်ဝေးတဲ့လင်ကျန်းခရိုင်ထဲကမြေကြီးတစ်စင်းသားမှာပါကျွန်တော်ပြောပြီးတာနဲ့အားလုံးကိုအံ့ဩမြင်သက်စွာထားခဲ့ပြီးထွက်လာခဲ့တယ်အားလုံးကထောင်ရံမျိုးလေးဒီလောက်ကောင်းနေတာကိုဘာလို့ပြကောင်းချင်ရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေကြတယ်ဂျင်မီကိုယ်တိုင်လည်းဒီရွာလေးကိုခွဲမသွားချင်ဘူးဒါနဲ့သူကတတိပကံလေးကင်ပြီးကျွန်တော်ရုံခန်းထဲဝင်လာတယ်ကျွန်တော်လည်းချက်ချင်းပဲမြို့တစ်စီမံကိန်းပုံစံကိုသူ့ကိုပြလိုက်တယ်ဒီတစ်ခေါက်ငါမဲဖောက်လို့ဘီလက်မြေရထားတယ်အထက်မြင့်တိုက်ကြီးတွေတိဆောက်လို့ရတော့မယ်လို့ပြောလိုက်တယ်ဂျင်ကြီးကမြို့ပြပုံစံကိုကြည့်ရင်းနဲ့ရင်းနှီးနေတယ်လို့ခံစားရတယ်ဟုတ်တယ်အဲ့ဒါကတရွန်တန်ငွေစက်ကူပေါ်မှာရိုက်နှိပ်ထားတဲ့ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးရဲ့ပုံစံပဲလေဒီလောက်ခမ်းနားတဲ့အဆောက်အုံတွေတကယ်ရှိလာနိုင်မလားလို့သူတန်တရားဖြစ်ခဲ့ဘူးပေမဲ့တခင်လေးကကြိုပြီးစီစဉ်ထားပြီးသားဆိုတာသိလိုက်ရတော့သူအရန်ကိုစိတ်လှုပ်ရှားသွားတယ်မြို့တစ်တီမဲ့ကိစ္စကိုအထက်ပိုင်းခေါင်းဆောင်တွေပဲတည်သေးပေမဲ့လာစာတိုးမဲ့ကိစ္စကတော့တမျိုးလုံးကိုချက်ချင်းပြန်သွားတယ်တာမန်အလုပ်ကျန်းသမားတယောက်တောင်တစ်နေ့ကိုတက်တက်သမား9ရွင်ရတော့မှဆိုတော့အားလုံးကပျော်ရွှင်စွာနဲ့အလုပ်လုပ်ဖို့ပိုပြီးတက်ကြွနေကြပါတော့တယ်အခုဆိုရင်ထောင်ရွံမျိုးလေးမှာစင်ရဲသားတွေတောင်10ရက်လောက်အလုပ်လုပ်လိုက်တာနဲ့အင်ဂျီအတစ်တစ်ထဲအေးဆေးချုပ်ဝတ်နိုင်နေပြီးတထေးတွေရဲ့ဘဝကတောင်ဒီလောက်မတက်တာဘူးလေပြည်သူတွေကသခင်လေးကျွန်တော်အပေါ်ကျေးဇူးတင်မဆုံးဖြစ်နေကြတယ်မကြခင်မှာပဲဘီလက်မြေဆိုတာပေါ်လာပြန်တော့အားလုံးထက်အံ့ဩရပြန်တယ်ရင်းနဲ့ဖြော်ပြီးမြေကြီးပေါ်လောင်းချလိုက်တာရက်အနှဲငယ်ကြတော့ကြောက်တုံးကြီးလိုမာကျော်သွားတာကိုထောင်ရွံမျိုးရှင်းဟာမျိုးနဲ့ခရိုင်မျိုးကထောင်ရွံလန်းတွေမှာဘီလက်မြေတွေကိုတွင်တွင်ကြဲကြဲတုံးလာကြတယ်ဒီလိုနဲ့နောက်ထပ်နှစ်တစ်ကူအချိန်ကိုရောက်လာခဲ့ပြန်တယ်အားလုံးစုံစုံလင်လင်နဲ့နှစ်တစ်ကူကတော့ကြတော့ကျွန်တော်လည်းအန်ပေါင်းတွေအများကြီးထပ်ဝေရပြန်တာပေါ့ထမင်းစားရင်စကားဆက်မိတော့သူတို့ရဲ့အိမ်တော်ရေးကိစ္စတွေကိုကျွန်တော်စိတ်ဝင်စားလာတယ်မင်းချမ်းမင်းလည်းနှစ်တစ်ကူပြီးရင်10ခုနှစ်ပြည့်ပြီလေမျက်စိကျနေတဲ့ကောင်မလေးများရှိနေပြီလားလို့မေးလိုက်တော့မင်းချမ်းမျက်နှာကြီးနီးရဲသွားပြီးတခင်လေးမိဘကစီစဉ်ပေးမှအောင်သွယ်ကဆက်သွယ်ပေးမှဆိုတော့တခင်လေးစီစဉ်ပေးတဲ့အတိုင်းပါပဲလို့ရှက်ရှက်နဲ့ဖြေတယ်ကျွန်တော်လည်းတက်ပြင်းချလိုက်ပြီးသူတို့ကိုလွတ်လပ်စွာချစ်ခွင့်အကြောင်းရှင်းပြခြင်းပေမဲ့ဒီခေတ်ကြီးနဲ့တိတ်မကိုက်ညီဘူးထင်လို့ငါကသဘောထားပွင့်လင်းပါတယ်မင်းတို့သဘောကျတဲ့သူရှိရင်ငါကိုတာလာပြောငါသွားတောင်းပေးမယ်မိန်းကလေးတွေလည်းကိုယ့်အချစ်ကိုကိုယ်တိုင်ရှာဖွေခွင့်ရှိတယ်လို့ပြောလိုက်တယ်ဒါပေမဲ့အသက်မပြည့်သေးတဲ့ကလေးတွေရေးစားထားတာကိုတော့ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်ပြဿနာကသူတို့ဘသူကမှအိမ်အောင်မပြုတ်ချင်ကြဘူးတခင်လေးနားမှာပဲတစ်သက်လုံးနေသွားချင်ကြတယ်တဲ့ကျွန်တော်လည်းဘာပြောရမှန်းမသိအောင်စွန့်သွားတယ်အရင်ဘဝကအသက်ကြီးလာတဲ့အထိအိမ်အောင်မပြုတ်တဲ့သားသမီးတွေကိုကြည်ပြီးစိတ်ပူနေရတဲ့မိဘတွေရဲ့ခံစားချက်ကိုအခုမှကျွန်တော်ကိုချင်းစာတက်သွားတော့တယ်ကျွန်တော်တို့စီမှာနှစ်တစ်ကူကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေချိန်မှာပြင်ပကဘာကြီးမှာတော့အရန်ကိုအခြေအနေဆိုးနေတဲ့နေရာအနှံ့မှာပုံကံမှုတွေပေါ်ပေါက်လာပြီးအဖွဲ့ပေါင်း10ခန်းလောက်ကအောင်မြင်မှုတွေရနေကြတယ်မင်းဘရင်ကမြို့တော်ပေကျင်းကိုတင်ပြီးနှစ်မကူးခင်မှာပဲဧကရအဖြစ်ကြီးညာလိုက်တယ်ဒါကိုမြင်တော့တခြားသူတွေကလည်းမင်းလုံနိုင်ရင်ငါလည်းလုံနိုင်တာပေါ့ဆိုပြီးတနိုင်ငံလုံးမှာဧကရရောင်ဆောင်သူ10ယောက်လောက်ထွက်ပေါ်လာတယ်အရာရှိတွေကလည်းဘယ်ဘက်ကိုပါရမလဲဆိုပြီးစောင့်ကြည့်နေကြတယ်။ယူချင်းမှရှိနေတဲ့မူလိုက်ကရစ်ကတော့ဒေါသထွက်လုံးလို့တွေးတောင်အမတက်ဖြစ်နေပြီးတိုင်းပြည်ပြတ်တော့မဲ့အခြေအနေကိုကြောက်လန့်နေတယ်။မိနစ်ကဆိုရင်ပြည်နယ်တွေရဲ့9ပုံတပုံကပဲအခွန်ပိုးတော့တယ်ပိုးတဲ့ငွေကလည်းအရန်နေတယ်အနည်းဆုံးပိုးတဲ့နေရာဆိုငွေ3000ပဲပါလို့တောင်းစားတဲ့သူကိုပေးတယ်လို့တောင်ဖြစ်နေတယ်စုစုပေါင်းအခွန်ငွေ2သိန်းတောင်မပြည့်ဘူး။အဲ့ဒီထဲမှာချင်းချမ်းခရိုင်ကပိုးလိုက်တဲ့ငွေက3ပုံတပုံကျော်တောင်ပါနေတာလေ။နှစ်တကူဒုတိယနေ့မှာပဲထောင်ရွံမျိုးယုံကအလုတ်ပြန်စတဲ့လင်းရွှေရွှမ်းလင်းရွှေကြီးရဲ့သားကချင်းကျန်းမှာထောင်ရွံမူလာတန်းကြောင်းခွဲသွားခွင့်ရမှာဖြစ်လို့မြင်းလဲတန်းနဲ့ထွက်လာခဲ့တဲ့မိသားစုနဲ့ပြန်ဆောင်ရလို့ဝမ်းသာပေမဲ့အရင်ကပြဿနာတွေကြောင့်သူတို့ကြားမှာအဖုထလေးတွေတော့ရှိနေတယ်။လင်းအဖိုးကြီးကမြေဖြစ်သူရဲ့အိမ်တော်ရေးကိုသူကိုယ်တိုင်စီစဉ်ခြင်းကြောင်းပြောပေမဲ့လင်းရွှေရွှမ်းကပြက်ပြက်တသားညင်းလိုက်တယ်လင်းရွှေကြီးကတားဖြစ်သူရဲ့စိတ်ကိုတီးလို့တက်ပြင်းချပြီးမဖြစ်နိုင်တာတွေကိုတွေးမနေပါနဲ့မင်းကဂျင်းကြီးနဲ့တကယ်မတန်ပါဘူးလို့တီတိုပြောလိုက်တယ်လင်းရင်ရွှမ်းလဲခေါင်းငုံသွားရှာတယ်လင်းဖိုးကြီးကတော့ဒေါသတကြီးနဲ့တန်နေဆိုရင်တော့ငါသဘောမတူဘူးအိမ်မှာယောက်ျားတွေကကောင်းမလေးတယောက်ရဲ့အမိန့်ကိုနာခံရမှာလားဘယ်တော့မှမဖြစ်နိုင်ဘူးလို့စိတ်ထဲကနေကြိတ်အော်နေတယ်အဲ့ဒီနောက်လင်းရွှေရွှမ်းကကျောင်းစတင်တိဆောက်တဲ့ချင်းချမ်းကလူတွေကတော့အရန်ကိုအားကျနေကြတယ်ကျောင်းက6လကနေတစ်နှစ်အတွင်းစာနဲ့ကနန်းတင်ချာကိုတက်မြောက်အောင်တင်ပေးတဲ့စာလုံးတွေကခေတ်သစ်စာလုံးတွေဖြစ်နေလို့အမြင်ဆန်းနေပေမဲ့တကယ်တုံးရတာအရန်လွယ်တယ်ကျောင်းပြီးရင်လည်းထောက်ပံ့ကြေးရမယ်အလုပ်ရုံတွေမှာဝင်လို့ရင်လစာပိုရမယ်ဆိုတော့အားလုံးကစိတ်ဝင်စားနေကြတယ်ဒါပေမဲ့ကျောင်းကထောင်ရွံမျိုးသားမှတ်ပုံတင်ရှိသူတွေကိုပဲလက်ခံတာမှုတခြားလူတွေကဝင်ခွင့်မရဘူးဖြစ်နေတယ်တစ်ချိန်တည်းမှာပဲကျွန်တော်ကမြို့တစ်ကိုလုံချန်တကားမြို့တော်လို့နာမည်ပေးလိုက်တဲ့မြစ်ကြီးနားမှာရှိပြီးဖုံးရွှေအရာဧကရေးမြို့တော်တီလို့ရတဲ့နေရာမျိုးပါမင်းချန်ကဝန်ပလွေတက်ခွက်ကိုဥဆောင်ပြီးပစ္စည်းတွေတဲလာတယ်လို့ကန်ထရိုက်တာဝန်ချန်ချန်ကလည်းထောင်ရွံမြို့ကအတော်ဆုံးအလုပ်သမားတွေကိုခေါ်ပြီးလုံချန်ကိုစတင်တိစောက်နေပြီးအဝေးကြီးဖြစ်တဲ့တိုင်းကြီးရဲ့အပြင်ဘက်ကွန်ဝေမှာတော့မြောက်ပိုင်းလူရိုင်းတွေပြိမဲ့အင်အားစုနေကြတဲ့မျိုးနွယ်စုကောင်းဆောင်တွေကအတော်ဆုံးစစ်တီတွေကိုစုဆောင်ပြီးအင်အား8000ကျော်နဲ့တိုင်းကြီးစီကိုချီတက်လာတဲ့ဒီတစ်ခါငါတို့8000နဲ့ဟန်လူမျိုးတန်းကိုတောင်အေးဆေးနှိမ်နှင်းနိုင်တယ်ဟန်လူမျိုးတွေကတက်တိကြောင်တယ်ငါတို့များတွေကိုကြောက်လို့ကြောပေးပြီးပြေးကြလိမ့်မယ်လို့လူတိုင်းကောင်းဆောင်ကြီးကကြွေးကြော်တယ်သူကဟိုလူဆိုတဲ့ကောင်တကယ်ပဲတိုင်းတကားကိုဖွင့်ပေးထားပါမလားလို့နည်းနည်းတော့စိုးရိမ်နေပေမဲ့ကြံတဲ့သူတွေကတော့ခြုံကိုတိုက်ခံရရင်တော့ခုတ်တက်ပြစ်မယ်ဆိုပြီးယုံကြည်ချက်လွန်ကဲနေကြတယ်နောက်တစ်နေ့မှာသူတို့တိုင်းကြီးနားရောက်သွားတော့အံ့ဩစရာကောင်းတော့အောင်တိုင်းတကားကြီးကပွင့်နေပြီး30မိုင်တွင်းမှာဘဲစစ်သားမှမရှိဘူးတကယ်ပဲတကားဖွင့်ပေးထားတာအဲ့ဒီတော့မှမြောက်ပိုင်းလူရိုင်းတက်ကြီးကအောင်ပွဲခံဟုံးခရာတွေမှုတ်ပြီးရိတ်ခါတွေအမျိုးသမီးတွေရွှေငွေတွေကိုလူယူဖို့အတွက်တိုင်းကြီးကိုအလွယ်တကူဖျက်ကျော်ဝင်ရောက်လာပါတော့တယ်
ဒီနေ့မှာတော့ထောင်ရွံမြို့လေးတစ်မြို့လုံးမျက်ရည်ကျနေကြတယ်ဘာလို့လဲဆိုတော့တခင်လေးကျွန်တော်ကလုံချံမြို့ကိုပြောင်းရွှေ့တော့မှာမဟုတ်ပါလူတွေအကုန်လုံးလမ်းမပေါ်ထွက်ပြီးကျွန်တော်ရဲ့မြင်းလဲတန်းကိုလိုက်ပို့ကြတယ်သူတို့ကိုဒုက္ခတွင်းတွေကကဲတင်ခဲ့တဲ့တခင်လေးကိုဘယ်သူမှမခွဲချင်ကြဘူးဒါကြောင့်လူတော်တော်များများကတခင်လေးနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ထောင်ရွံမြို့လူဦးရေ1000ကျော်မှာကျွန်တော်ကလူ1000ကိုတိုက်ရိုက်ခေါ်သွားပြီးနောက်ထပ်လူ3000လောက်ကလည်းအလုပ်တွေပြဒီတာနဲ့လိုက်လာဖို့စည်ရင်းပေးထားကြတယ်တခင်လေးအတွက်ဆိုရင်စစ်ထဲဝင်ပြီးတေးရမယ်ဆိုရင်တောင်ကျင်းနဲ့တယ်လို့သူတို့ကခံယူထားကြတာလေရက်ပိုင်းတွင်းမှာပဲထောင်ရွံမြို့လေးလူတဝက်လောက်ရော့သွားတယ်ဒါပေမဲ့ဆိုင်ကန်းတွေလွတ်သွားတာနဲ့အပြင်လူတွေကချက်ချင်းဝင်ကားကြလို့ပြန်ပြေးသွားပြန်တယ်ရက်အနေငယ်ကြတော့ကျွန်တော်လုံချံမြို့ကိုရောက်သွားတယ်လုံချံမြို့ရဲ့ပထမဆုံးတိစောက်တဲ့ဆုံးကိုလုံပေးမြောက်ပိုင်းဆုံးလို့နာမည်ပေးထားတယ်တမနီနဲ့ဘီလက်မြေတုံးပြီး3ထပ်ရုံးခန်းအဆောက်အုံကြီးကိုစောက်လုပ်ထားတယ်ပထမထပ်အစည်းအဝေးခန်းမှာပထမဆုံးအစည်းအဝေးကိုစလုပ်တယ်ဂျင်းကြီးကိုလုံပေးဆုံးမြို့တော်ဝင်ခရိုင်မှုအဖြစ်ခန့်အပ်တယ်မင်းချန်ဂျင်းရှုဂျင်းဝမ်ဂျင်းရွံတို့ကိုဒူးမြို့တော်ဝင်တွေအဖြစ်ခန့်အပ်တယ်လို့ကြေညာလိုက်တယ်ယာဒူတိုးသွားတော့လစာတွေလည်းတိုးပေးရတာပေါ့အဆင့်1အခြေခံလစာတစ်နေ့ကို2ယွမ်အဆင့်3ဌာနမှုအငယ်ကအခြေခံလစာရဲ့2ဆဖြစ်ပြီးအဆင့်5ရွာလူကြီးရက်ကွက်မှုက3ဆအဆင့်9မြို့နယ်မှုက4ဆအဆင့်9ခရိုင်မှုစုံမြို့တော်ဝင်က6ဆဆိုပြီးအတီးတီးသတ်မှတ်ပေးလိုက်တယ်အဲ့ဒီတော့ဂျင်းရဲ့တစ်နေ့လစာက10ယွမ်ပြား80ဖြစ်သွားတယ် system ကကျွန်တော်ကိုတရက်30ယွမ်ပဲထောက်ပံ့ကြေးပေးတာဆိုတော့လောကကြီးမှာကျွန်တော်အတွက်အမျက်မကြံတဲ့အပြင်နေ့တိုင်း80ပြားစိုက်ပေးနေရတဲ့တူးလေးတော့အမျိုးသမီးကဂျင်းဖြစ်သွားပါတော့တယ်ဂျင်းရှိုးတို့3ယောက်ကတော့အဆင့်8မို့လို့တစ်နေ့9ယွမ်ရတယ်ကျွန်တော်တရွမ်အမျက်ကြံသေးတယ်လေရင်နာနာနဲ့ပဲပတ်စံတွေပေးနေရတော့တာပါပဲအခုဆိုလုံချံမြို့မှာထောင်ရွံကလာတဲ့3000နဲ့ဒေတာခံ9000ပေါင်းပြီးမြို့ရွာအတစ်30ခုကိုအပြင်းထန်တိစောက်နေကြတယ်လူဦးရေက3000ကျော်သွားပြီးမှ9000ပြေးဖို့နောက်ထပ်2000ပဲလိုပါတော့တယ်ကျွန်တော်တို့စီမှာဖွံ့ဖြိုးတိုးတက်နေပေမဲ့တခြားနေရာတွေမှာတော့စစ်မီးတွေတောက်လောင်နေတဲ့မြောက်ပိုင်းလူရိုင်းတွေဝင်လာပြီးလူရက်ဖို့လုပ်နေတော့မင်းအေဂရစ်ကမတိုက်ဖဲကြောက်လန့်ပြီးထွက်ပြေးသွားတဲ့လူရိုင်းတွေတောင်ကြောင်တောင်နဲ့ပေကျင်းမြို့တော်ကြီးတွေကိုအလွယ်တကူဝင်သွားကြတယ်ပြည်သူတွေလည်းအကုန်ထွက်ပြေးကြလို့ပေကျင်းဟာမြို့ပြက်ကြီးဖြစ်သွားတယ်ဒီသတင်းကိုကြားတော့တနိုင်ငံလုံးကပညာတတ်တွေတွေးအံမတက်ခံစားရတယ်အေဂရစ်နှစ်ပါးလုံးကအတုံးမကျတဲ့လက်ပြဲတွေပဲလို့ဒေါသထွက်ကြပေမဲ့သူတို့မှရွေးချယ်စရာမရှိဘူးလေတောထဲကပေါ်လာတဲ့တပုံအေဂရစ်ကိုတွားထောက်ခံလို့လည်းမရဘူးမင်းအေဂရစ်ကလူရိုင်းတွေကိုမတိုက်ရဲတော့တောင်ဘက်ကိုဆင်းပြီးယူချင်းကမူလိုက်ဂရစ်ကိုတွားတိုက်တယ်မူလိုက်ဂရစ်ကလည်းကြောက်တတ်တဲ့သူဆိုတော့မတိုက်ဖဲကျန်တဲ့မြစ်တောင်ပိုင်းဘက်ကိုထပ်ပြေးပြန်တယ်အခုတော့အတုံးမကျတဲ့အေဂရစ်နှစ်ပါးကမြစ်ကြီးကိုချပြီးမျက်နှာချင်းဆိုင်ဖြစ်နေကြတယ်ကျွန်တော်ကတော့အဲ့ဒီမြစ်ကြီးရဲ့တောင်ဘက်ကမ်းဘယ်ဘက်အပေါ်နားကလုံချံမြို့မှာအေးအေးဆေးဆေးထိုင်ကြည့်နေလိုက်တယ်ဒီလိုနဲ့တနေ့မှာတော့လင်းရွှေကြီးနဲ့အဖိုးကြီးနှစ်ယောက်လင်းအဖိုးကြီးနဲ့ဝန်ချင်းရန်ကကျွန်တော်ကိုလာတွေ့ဖို့ခွင့်တောင်းကြတယ်အချိန်ချင်းလာတောင်းဆိုနေလို့စိတ်ရှုပ်ရှုပ်နဲ့ဝင်ခွင့်ပြုလိုက်တယ်သူတို့ဝင်လာတော့ကျွန်တော်ကကလတ်ထိုင်ပေါ်မှာပြင်းရည်ပြင်းတွဲလှဲနေတယ်လင်းရွှေကြီးကကျွန်တော်မကျေနပ်မှန်းသိလို့ငြိမ်နေတယ်နောက်ကအဖိုးကြီးနှစ်ယောက်ကတော့ကျွန်တော်ရဲ့နုပြိုလုံးနဲ့ရုပ်ရည်ကိုမြင်ပြီးအံ့ဩသွားပေမဲ့အရင်ကတင်ငန်းစာရထားလို့ရိုင်းရိုင်းဆိုင်ဆိုင်မလုပ်ရဲကြတော့ဘူးဘာကိစ္စရှိလို့လဲမြန်မြန်ပြောလို့စိတ်မရှိစွာနဲ့မေးလိုက်တယ်လင်းရွှေကြီးကရိုးရိုးတေးတေးနဲ့ဆရာလင်းကျွန်တော်ဖခင်ကရှေ့ဆက်ဖြစ်လာမဲ့နိုင်ငံရေးအခြေအနေကိုသိချင်နေလို့ပါတောင်ပိုင်းကအေဂရစ်မင်းမှာမျှော်လင့်ချက်ရှိသေးရဲ့လားလို့မေးတယ်ကျွန်တော်ကသူတည့်ရက်နဲ့တမင်တက်တက်လာမေးနေတာပဲလို့တွေးလိုက်ပေမဲ့နောက်ထပ်လာမရှုပ်စေချင်တော့လို့ပြက်ပြက်တသားပဲဖြေလိုက်တယ်။မျောလင်းချက်လုံးဝမရှိဘူးငါတို့သာဝင်မပါရင်မြောက်ပိုင်းလူရိုင်းတွေကဒီကဘာကြီးကိုတင်သွားလိုက်မယ်မင်းအေဂရက်ကလည်းအခြေခံအုံမြင့်မရှိဘူးပြည်သူတွေရဲ့ယုံကြည်မှုလည်းမရှိတော့ဘူး။သူလည်းမကြခင်ကြဆုံးပါပဲ။ဘရင်ကထီးနှက်အမွေနဲ့အရာတက်လာတာဆိုတော့အချိန်တစ်ခုလောက်တော့တောက်ခံနိုင်အောင်မယ်ဒါပေမဲ့နောက်ဆုံးမှာတော့ပျက်စီးသွားမှာပဲ။လို့ကျွန်တော်ကကောက်ချက်ချလိုက်တယ်ဘာလို့လဲဆိုတာတော့မရှင်းပြတော့ဘူးရှင်းပြလဲခင်ဗျားတို့နားလည်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒီစကားလဲကြားရောလင်းအဖိုးကြီးကဒေါသတကြီးနဲ့မင်းကလေးပေါက်ဆလို့ဆဲဖို့လုပ်တုံးဓာဆွဲထုတ်လိုက်တဲ့အတန်ကြောင့်လန့်သွားတယ်လှည့်ကြည့်လိုက်တော့အသက်8နှစ်အရွယ်မင်းဝူကဓာထုတ်နေတာကိုတွေးလိုက်ရတယ်အဖိုးကြီးတရွေးမျိုးချလိုက်ပြီးဆဲမဲ့စကားကိုချက်ချင်းပြောင်းလိုက်တယ်အေဂရစ်မင်းမြတ်ကမျိုးတော်ကိုပြန်သိမ်းနိုင်မှာပါစောင့်ကြည့်နေလိုက်လို့ပြောပြီးပြန်ဖို့လုပ်တယ်လင်းရွှေကြီးလည်းချွေးပြန်သွားပြီးအဖေဖြစ်သူကိုအမြန်ဆွဲခေါ်သွားရတယ်ဒီအဖိုးကြီးကထမင်းစားပြီးမှတ်ညံမရှိဘူးလားတခင်လေးရှိမှဘာလို့ပါဆက်ဖွာနေရတာလဲတားမြေးတွေပါတေအောင်လုပ်နေတာလားလို့တွေးပြီးလန့်နေတာအဲ့ဒီအချိန်မှာလင်းရွှေရွှမ်းမြေးဖြစ်သူကကျွန်တော်စီစာလာမေးရင်အိမ်ပေါဝမှာသူ့အဖေနဲ့အဖိုးကိုစုံတယ်လင်းအဖိုးကြီးကတခင်လေးကသူတို့ကိုအထင်သေးပြီးဒီကောင်လေးကိုတော့စာတင်ပေးနေတာကိုမကျေနပ်ဘူးဒါနဲ့သူကယွန်းရွှမ်းအခုအချိန်ဒီမှာမူလိုက်ဂရစ်မင်းအေဂရစ်နဲ့မြောက်ပိုင်းလူရိုင်းသုံးစုမှာဘသူကတိုင်းပြည်ကိုအုပ်စိုးနိုင်မလဲလို့မေးတယ်ယွန်းရွှမ်းကကျွန်တော်တင်ပေးထားတဲ့အတိုင်းချက်ချင်းဖြေလိုက်တယ်ဒါမေးစရာလိုလို့လားကျွန်တော်တို့ထောင်ရွံမျိုးရှိနေတဲ့၍သူတို့ဘယ်သူမှတိုင်းပြည်ကိုမရနိုင်ဘူးမင်းအေဂရစ်ကအုပ်ချုပ်ရေးနားမလဲဘူးလူတော်တွေမရှိလို့အရင်ဆုံးကြဆုံးမယ်မူလိုက်ဂရစ်ကတော့နမ်းမွေခံဖြစ်လို့လူတော်တွေရှိသေးတယ်ထောက်ခံသူတွေရှိလို့ခဏတော့တောက်ခံနိုင်မယ်မြောက်ပိုင်းလူရိုင်းတွေကကြမ်းတမ်းပေမဲ့ပညာတတ်တွေကအယုတ်ကျုံမရှိဘူးလေဒါပြလိုက်တာနဲ့တေးထွက်ကျသွားမှာပဲအဲ့ဒီတော့သူပြောနေတော့လင်းဖိုးကြီးကသူ့ကိုယ်သူစောင်းပြောခံရတယ်လို့ခံစားလိုက်ရတယ်အရင်ကအုံနောက်မရှိဘူးလို့အပြောခံရပြီးအခုအယုတ်ကျုံမရှိဘူးလို့ထပ်အပြောခံရတော့ဒေါသထွက်ပြီးတတိလစ်သွားတော့တယ်တတိရလာတော့ဒီသားမြေတွေကိုဆွတ်လုပ်ပြီးအေဂရစ်စီသွားကတမိုင်းမှာနာမည်ကောင်းကြံအောင်လုပ်မယ်ဆိုပြီးသူ့ရဲ့ခမင်းခမတ်ဝန်ချင်းရံနဲ့အတူထွက်သွားကြတယ်ဒါပေမဲ့ရက်အနှဲငယ်ကြတော့သူတို့ပြန်ရောက်လာကြတယ်မြင်းလဲထဲမှာလူတစ်ယောက်ပါလာတယ်အဲ့ဒီလူကအဝါရောင်ငကားဝတ်ရဝတ်ထားတာကိုမြင်တော့လင်းရွှေကြီးကြက်တီတီသွားတယ်ဟုတ်ပါတယ်အဲ့ဒါအေဂရစ်မင်းပါ
တကယ်တော့မင်းဧကရစ်ရဲ့တပ်တွေကဧကရစ်မင်းရဲ့တပ်တွေကိုရုတ်တရက်ဝင်တိုက်လို့တပ်တွေကွဲသွားချိန်မှာလင်းဖိုးကြီးတို့ကဧကရစ်မင်းကိုကယ်ပြီးလုံချံမြို့နဂါးမြို့တော်ကိုခေါ်လာတာလင်းရွှေကြီးကတတိဝင်လာပြီးဒူးထောက်ကဧကရစ်မင်းမြတ်ကိုဂါရဝပြုပါတယ်လို့ပြောလိုက်ပေမဲ့ဧကရစ်ကလက်အုပ်ချပြီးအမိတာပါလောကမှာဧကရစ်ဆိုတာမရှိတော့ပါဘူးတခါကြီးကျုပ်ကိုဝူကုန်းလို့ပဲခေါ်ပါလို့ပြန်ဖြေတယ်ဒီကိစ္စကိုကြားတော့ကျွန်တော်လည်းအရှင်လက်လက်ဧကရစ်ကိုတွားကြည့်ဖို့ဂျင်ကြီးတို့ကိုခေါ်ပြီးထွက်လာခဲ့တယ်ရောက်သွားတော့ဧကရစ်ကဝိယုံချမ်းကိုလဲပြီးတရားထိုင်ကစိတ်ပတိစိတ်နေတယ်လင်းအဖိုးကြီးကတော့ဧကရစ်မင်းတလုံးလောက်တော့စားပါဦးလို့ငိုယိုတောင်းပန်နေတယ်ကျွန်တော်တို့ဝင်လာတာမြင်တော့အဖိုးကြီးကဧကရစ်ရှိမှကာရက်ပြီးဧကရစ်ကိုမထိနဲ့ငါအလောင်းကိုကြော်သွားမှရမယ်လို့អော်တယ်ကျွန်တော်ကမျက်လုံးလှန်ကြည့်လိုက်ပြီးဒီအဖိုးကြီးဒရာမာခင်းနေပြန်ပြီးသူ့ကိုဖဲလိုက်ဆန်းလို့ပြောတော့မင်ချန်ကဝင်ဆွဲပြီးပါဇက်ကိုပါပိတ်ထားလိုက်တယ်ဧကရစ်ကတော့ဘာမှမသိတယ်လို့တရားဆက်ထိုင်နေတယ်ဒါဧကရစ်လားတာမန်လူနဲ့ဘာမှမကွာပါလားငါကအရက်3မီတာခေါင်း3လုံးလက်6ဖက်နဲ့ထင်နေတာလို့အားလုံးကဝိုင်းပြောနေကြတယ်ကျွန်တော်နဲ့ဂျင်ယွန်ကအနားသွားပြီးဘာရီရွတ်နေတာလဲတကယ်တရားရွတ်နေတာလားချိန်ဆနေတာလားလို့စလိုက်တယ်အဲ့ဒီတော့မှဧကရစ်ကမျက်လုံးဖွင့်လာပြီးတကားကျုပ်ကိုမစော်ကားပါနဲ့တက်ချင်တက်ဖြတ်ချင်ဖြတ်ပါလို့អော်တယ်ကျွန်တော်ကမင်းကလည်းတကယ်လုံးမယ်ဆိုရင်ငိုယိုတောင်းပန်မှာပဲလေမင်းလိုအစင်တင်ကြီးပြင်းလာတဲ့သူကနှိပ်စက်တာကိုဘယ်ခံနိုင်ပါမလဲလို့ပြန်ပြောလိုက်တော့ဧကရစ်မျက်နှာဖြူလျော်သွားပြီးပြန်ငြိမ်သွားတယ်ကျွန်တော်ကမင်းနာမည်ကဝူခုံးနဲ့လားဘာလို့ပါကျဲဝက်တိုးလို့မပေးတာလဲလို့ထက်ဆတယ်ဒါပေမဲ့ဧကရစ်ကလောကကြီးကိုဆွတ်လွတ်လိုက်ပြီးဖြစ်လို့ဘာမှပြန်မပြောဘူးနောက်ဆုံးတော့ကျွန်တော်ကအကွက်ပြောင်းလိုက်တယ်ဒီလိုလို့မင်းရဲ့အင်ပါယာကြီးဘာလို့ပြိုကွဲသွားရတာလဲဆိုတဲ့အဓိကအကြောင်းရင်းကိုငါပြောပြမယ်ဒီစကားကြတော့လီရွှမ်းကြီးဧကရစ်မျက်လုံးတွေပွင့်လာတယ်အရာရာကိုဆွတ်လွတ်တယ်ဆိုတာအတူရောင်တွေပါပဲသူသိချင်နေသေးတာပဲလို့တွေးပြီးကျွန်တော်ကရှင်းပြလိုက်တယ်တိုင်းပြည်ပြက်ရတာအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ဘူးမြေယာတွေကိုလူတစုတွေကတိမ့်ပိုက်ထားတာလူဦးရေစည်းရင်းတွေဖျောက်ထားတာကြောင့်အခွန်မလောက်တော့ဘူးအဲ့ဒါကလူတယောက်ဘိုင်းမဝပဲအချိန်မရွေးတည်နိုင်တဲ့အခြေအနေမျိုးပဲပြီးတော့မြောက်ပိုင်းလူရိုင်းတွေကအင်အားလာဖြုံးတဲ့တဘာဝဘေးအန္တရာယ်ကနောက်ဆုံးကောက်ယူမြင်ပဲမင်းရဲ့စွမ်းဆောင်ရည်ညံ့ဖြစ်တာကအဓိကအဖြစ်တော့မဟုတ်ဘူးလို့ရှင်းပြလိုက်တယ်လင်းဖိုးကြီးတို့ကဧကရစ်ကိုညံ့ဖြစ်နေလို့ပြောရတာကိုလန့်သွားကြပေမဲ့ဧကရစ်ကိုယ်တိုင်ကတော့တိုင်းပြည်ပြက်တာသူတယောက်တည်းရဲ့အဖြစ်မဟုတ်ဘူးဆိုတာသိသွားလို့စိတ်သက်သာရသွားတဲ့ဧကရစ်ကထွက်ပြီးကျွန်တော်လီရွှမ်းကြီးကိုရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်လို့အယိုအသေးပေးတယ်ကျွန်တော်ကဧကရစ်ဖြစ်ခဲ့ဘူးသူကိုဖုန်ကြီးဝစ်သွားတာနှမျောလို့ဒီမှာအလုပ်ဝင်လုပ်ပါလားတာမန်ပြည်သူတွေရဲ့ဘဝကိုခန်းစားကြည့်ပေါ်လို့အကြံပေးတော့သူလည်းသဘောတူလိုက်တယ်ပြီးတာနဲ့ကျွန်တော်ကလင်းဖိုးကြီးနားသွားပြီးခေါင်းကိုခောက်ဆိုပြီးနှစ်ချက်ထုလိုက်တယ်နှစ်ချက်ထုမယ်ဆိုနှစ်ချက်ပဲလေပြီးတာနဲ့ထွက်ပြေးလာခဲ့တယ်လီရွှမ်းကြီးဧကရစ်လည်းကြောင်ကြည့်နေတယ်ပညာရှင်ကြီးဆိုတဲ့သူကအဖိုးကြီးကိုနှစ်ချက်ထုပြီးပြေးသွားတာလားဆိုပြီးသူ့စိတ်ထဲကပုံရိပ်တွေပြိုကွဲသွားတော့တယ်လီရွှမ်းကြီးကိုလုံခြုံရေးတပ်ဖွဲ့ရဲ့ဖြစ်ခန့်လိုက်တယ်အခုချိန်မှာလုံခြုံရေးတပ်ဖွဲ့တွေဝင်ဖို့ဆိုတာအရန်ခက်တာလူတိုင်းကသူ့ကိုအထက်လူကြီးနဲ့တီးလို့ဝင်လာတာဆိုပြီးအားကျနေကြတယ်သူကရှောင်းရိုးဆိုတဲ့လုတ်ဖို့ကိုင်ဖက်နဲ့လမ်းပေါ်မှာကင်းလက်ရတယ်အဓိကတာဝန်ကလမ်းဘေးမှာအပေါ်လေးသွားတာလမ်းဘေးဈေးတယ်တွေနေရာကျော်တာကိုဖမ်းပြီးဒဏ်ကြေးရိုက်ဖို့ပဲလီရွှမ်းကြီးကတော့ဒါတွေကအခွန်တွေထက်ပိုဆိုးတဲ့ဖိနှိပ်မှုတွေမဟုတ်ဘူးလားငါ့ကိုလိန်ပြောလိုက်တာလားဆိုပြီးတွေးနေတယ်အဲ့ဒီအချိန်မှာပဲရှောင်းရိုးကဟိတ်ကောင်ရက်စန်းဆိုပြီးអော်လိုက်တယ်လမ်းဘေးမှာတေးပေါက်နေတဲ့လူတယောက်ကိုမိသွားတယ်လမ်းဘေးတေးပေါက်လို့ဒဏ်ကြေးငါးမူကြီးပြား90ပေးမှတ်ပုံတင်ပြစမ်းလို့တောင်းတယ်လူကဆရာတနာပါလို့ငိုယိုတောင်းပန်တဲ့လီရွှမ်းကြီးကတနာသွားပေမဲ့ရှောင်းယိုကမပေးရင်အော်မုတ်ပြီးလူခေါ်လိုက်မယ်အဲ့ဒါဆိုဒဏ်ကြေးပုံများသွားမယ်လို့ချင်းချောက်လိုက်တော့အဲ့ဒီလူကချက်ချင်းပဲငိုရက်သွားပြီးလွယ်လွယ်ကူကူပဲဒဏ်ကြေးဆောင်လိုက်တယ်လီရွှမ်းကြီးလည်းအဲ့ဒီတော့မှအလိန်ခံရမှန်းသိသွားတယ်ဒီငါးမှုဒဏ်ကြေးကသူတို့အတွက်တရက်လောက်အားခရဲ့တစ်စိတ်တစ်ပိုင်းလေးပဲရှိတာကိုပြီးတော့ဖမ်းမိတဲ့သူတွေကလည်းဒဏ်ငွေတွေကတမှုကိုရသေးတဲ့လုံခြုံရေးအခြေခံလစာကတနေ့နဲ့ရွံဆိုတော့တမနက်ထဲနဲ့တရွံသုံးမှုရနေပြီနေ့လေကြတော့သူတို့နှစ်ယောက်အမြန်စားဆိုင်ကိုသွားကြတယ်လီရွှမ်းကြီးကငါးမှုတန်ဆန်ဖြူထမင်းရှစ်မှုတန်အသားဟင်းနဲ့အခမဲ့ရတဲ့ဟင်းရည်ကိုယူလာတဲ့စားကြည့်တော့တိတ်မကောင်းလာဘူးလို့ထင်မိတယ်ဒါပေမဲ့သူ့လုပ်ဖို့ကိုင်ဖက်ဆောင်မျိုးကတော့လေးမှုတန်ထမင်းနဲ့ဟင်းကိုအရသာရှိရှိစားနေတယ်လီရွှမ်းကြီးကနားမလည်နိုင်အောင်ဖြစ်နေတော့ရှောင်းမျိုးကပြုံးပြီးအကိုလီခမဆင်းရဲဒုက္ခမရောက်ဘူးမလားလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဒီလေးမှုဆိုတာကျုပ်မိသားစု6ယောက်စာတနေ့စာထမင်းဖိုးပဲပြလို့ပြောလိုက်တယ်ဒီစကားကြောင့်လီရွှမ်းကြီးအရန်အံ့ဩသွားပါတော့တယ်မိသားစု6ယောက်တနေ့စာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှောင်းယိုကလေးမှုတန်ထမင်းကိုအရသာရှိရှိစားနေရင်းနဲ့ဒီလေးမှုဆိုတာအရင်တုန်းကဆိုရင်ကျွန်တော်မိသားစု6ယောက်စာတနေ့တာစားစီပဲပြစံချမ်းတပိတ်တာနီးပါးလောက်ရတယ်အဲ့ဒါကိုတော်ရွယ်တပိတ်တာလောက်နဲ့ရောပြုတ်လိုက်ရင်လူတယောက်ကို3စုံလောက်တော့ရတယ်မနဲ့တနက်စားပြီးတနေ့လုံးအလုပ်လုပ်ရတာပြီးရင်တော့ဗိုက်စာလဲအောက်ခံနေရတာပဲအငတ်မသေးရင်ကံကောင်းလို့ရှင်းပြလိုက်တယ်ဒီစကားကိုကြားလိုက်ရတော့လီရွှမ်းကြီးတယောက်ဆုံးသွားတယ်အရင်ကပြည်သူတွေကဒီလိုဆင်းရဲဒုက္ခမျိုးစုံနဲ့ဖြတ်တန်းခဲ့ရတာကိုဘလို့တွေးပြီးရင်ထဲမှာအတော်လေးခံစားသွားရတယ်ညနေအလုပ်ဆင်းလို့အခန်းပြန်ရောက်တော့လင်းအဖိုးကြီးကအခန်းထဲအတင်းဝင်လာပြီးဧကရစ်အဖြစ်ပြန်လုပ်ဖို့လာတိုက်တွန်းပြန်တယ်ကျုပ်ဧကရစ်မလုပ်တော့ပါဘူးလို့ပြောပြီးပြီပဲလို့လီရွှမ်းကြီးကပြောပြီးသူများတွေအထက်လူကြီးကိုအယိုအသေးပေးတယ်လို့မျိုးလက်အုပ်ချီကလီရွှမ်းကြီးကဆရာလင်းကိုဂါရဝပြုပါတယ်လို့ပြောလိုက်တော့လင်းအဖိုးကြီးခမညာတွေးတက်ပြီးမေးလဲမတက်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာဂျင်ရွံနဲ့မင်းဦးတို့ရောက်လာတယ်ဂျင်ရွံကအဖိုးကြီးကိုတွေ့တာနဲ့မျက်နှာထားတင်းသွားပြီးချက်ချင်းနှင်ထုတ်ပစ်လိုက်တယ်
လီရွှမ်းကြည်ကဒီကိုလာတော့ကကိုပေါ်မှာတပြားမှမပါဘူးဆိုတာသိတော့ဂျင်ယွမ်ကသဘောကောင်းစွာနဲ့ရွှမ်းနှစ်ရထုတ်ချလိုက်တယ်ဂျင်ယွမ်ကအခုဆိုရင်တခင်လေးကျွန်တော်ပြီးရင်ဒုတိယအချမ်းသာဆုံးတထေးမလေးဖြစ်နေပြီလေဒါတွေကတခင်လေးပေးတဲ့မုတ်ဖိုးတွေလားလို့မေးတော့ဂျင်ယွမ်ကရင်ကော့ပြီးဒါသမီးပါတာရှာထားတာငွေ2000တောင်ရှိတယ်အရင်ကခရိုင်ဝင်လင်းအတွက်မြို့ပေါ်ကတထေးတွေစီကနေငွေ6800နဲ့မြေအေက1000ရှာပေးခဲ့ဘူးတယ်နောက်တော့ဝင်ပက်လွေတစ်ဖွဲ့အတွက်ငွေ3သိန်းထက်တောင်းပေးခဲ့သေးတယ်လို့ဂုံယူဝင့်ကြွားစွာပြောပြလိုက်တယ်ဒီကိန်းကနန်းတွေကိုကြားလိုက်ရတော့လီရွှမ်းကြည်အရန်အံ့ဩသွားတယ်ဒီလောက်ပမာဏဆိုတာငါတို့အစိုးရအခွန်ကောက်တာထက်တောင်အများကြီးပိုနေပါလားပေါ့ဂျင်ယွမ်ကဆက်ပြီးသမီးကပါဇက်ကနေအသားလေးတောင်းလိုက်ရုံပဲသူတို့ကချက်ချင်းထုတ်ပေးတာပဲသူတို့ကသာဆင်းရဲခြင်းအောင်ဆောင်နေကြတာတကယ်တမ်းကျတော့အရန်ချမ်းသာကြတာလို့ပြောလိုက်တယ်လီရွှမ်းကြည်ခမညာငိုချင်စိတ်တောင်ပေါက်သွားတယ်တိုင်းပြည်ကအဲ့ဒီလောက်ဒုက္ခရောက်နေတာတောင်ခရိုင်တစ်ခုတည်းကအခွန်ငွေ2000လောက်ပဲရတယ်ဒီတထေးတွေကငွေသိန်းကြီးအသားလေးထုတ်ပေးနိုင်ရတဲ့အခွန်ကြတော့မဆောင်ချင်ကြဘူးတကယ်ကိုတက်ဖြစ်ဖို့ကောင်းတဲ့ကောင်တွေပဲလို့တွေးပြီးဒေါသထွက်မိတယ်တလားလောက်ကြာတော့ဝန်ချင်းရန်ဥဆောင်တဲ့မြင်းလဲတန်းကြီးကလုံချံမြို့ကိုရောက်လာတယ်။အဲ့ဒီထဲမှာအေဂရစ်ကတော့ကြံရင်းနဲ့သားတော်လီချန်ချန်တို့လည်းပါတယ်လမ်းမှာလုံခြုံရေးဝတ်စုံနဲ့လီရွှမ်းကြီးကိုတွေ့သွားတော့သူတို့အရန်အံ့ဩသွားတယ်မကြခင်မှာပဲဂျင်ယွမ်ကလီရွှမ်းကြီးကိုလာခေါ်ပြီးထောင်ယွမ်ဟိုတယ်မှာသူတို့နဲ့တွားတွေ့ပေးတယ်။ဟိုတယ်ခန်းထဲရောက်ချင်းပဲအေဂရစ်ကတော့ကြံရင်းကသူ့ယောက်ျားရဲ့အောက်ခြေအလုပ်သမားဝတ်စုံကိုကြည့်ပြီးမျက်ရည်တွေကျကအရှင်မင်းမြတ်အရန်ဒုက္ခရောက်နေရပြီပေါ့လို့ငိုတော့တယ်။လီရွှမ်းကြီးကရှောင်ထွက်လိုက်ပြီးကျုပ်ကိုအရှင်မင်းမြတ်လို့မခေါ်ပါနဲ့ကျုပ်အေဂရစ်မလုပ်တော့ဘူးချန်ချန်မင်းလှုပ်ချင်ရင်လှုပ်လိုက်တော့လို့ပြောလိုက်တယ်အသက်15နှစ်အရွယ်သားတော်လေးခမညာလန့်ပြီးဒူးထောက်ကသားတော်ထီးနှန်းကိုမလူရဲပါဘူးလို့တောင်းပန်ရှာတယ်မင်းမလှုပ်ချင်လဲတခြားကြိုက်တဲ့သူကိုပေးလိုက်အေဂရစ်တည်သွားပြီလို့ပဲသဘောထားပြီးမင်းတို့ဘာသာလွတ်လွတ်လပ်လပ်နေကြတော့လို့ပြက်ပြက်တသားပြောပြီးလီရွှမ်းကြည်ထွက်လာခဲ့တယ်သူကအရင်ဘဝရဲ့အရာအလုံးကိုဖျက်တောက်ပြီးအေဂျင့်တဲ့ဘဝလေးမှာပဲနေချင်နေပြီလေတကားဝမှာချောင်းကြည့်နေတဲ့ဂျင်ရွယ်လေးကိုတွေ့တော့သူကဒေါသမထွက်တဲ့အပြင်ကိုပတ်စံနဲ့ကိုဂျင်ရွယ်လေးကိုမုတ်တောင်လိုက်ကျွေးလိုက်သေးတယ်နောက်တစ်နေ့အလုတ်ဆင်းလို့အိမ်ပြန်ရောက်တော့လီရွှမ်းကြည်အရန်အံ့ဩသွားတယ်အခန်းထဲမှာတာမန်ဝေးစားလေးဝတ်ထားတဲ့ကြံရင်အေဂရစ်ကတော့ကိုတွေ့လိုက်ရလို့ပါရှင်အေဂရစ်လှုပ်လို့မလှုပ်လို့ကျမကရှင်ရဲ့တရားဝင်ဇနီးပဲလင်နောက်ကိုမရလိုက်ရမယ်ဆိုတဲ့တရားကိုကျမနားလည်ပါတယ်တိုင်းပြည်ရေးတွေခေါင်းမစားပဲဒီလိုတာမန်မိသားစုလေးဘဝနဲ့နေရတာလဲကောင်းတာပါပဲလို့ကြံရင်ကပြောတယ်လီရွှမ်းကြည်လည်းဝမ်းသာလုံးလို့ဇနီးဖြစ်သူကိုဖတ်ထားလိုက်မိတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်အမြန်စားဆိုင်မှာထမင်းသွားစားကြရင်အစားအသောက်တွေဈေးပေါ်လွန်းလို့အံ့ဩနေကြတယ်ကြံရင်ကသူမတိတ်လေးစုထားတဲ့ရွှေငွေတွေကိုထုတ်ပြလိုက်တော့ငွေ3000ယွမ်3သိန်းတောင်ရတယ်လီရွှမ်းကြည်လည်းအရန်ပျော်သွားပြီးဇနီးတွေကိုဖန်တန်းတော့တာပဲဒီပတ်စံတွေသာရှိရင်သူအကျွေးတွေဆက်ပြီးနောက်10နှစ်လောက်ဘာမှပူစရာမလိုပဲအေးအေးဆေးဆေးနေလို့ရပြီလေအကျွေးကင်းတဲ့အရာတာကတကယ်ကိုကောင်းတာပဲလို့သူတွေးလိုက်တယ်ခေတ်သစ်နည်းပညာနဲ့အလင်းအောင်ဖြစ်စေတဲ့အဲ့ဒီအချိန်မှာကျွန်တော်သခင်လေးကတော့အိမ်မောကြနေတော့ system စီကနေအတိပေးချက်ဝင်လာလို့လန့်လို့သွားတယ်ဂုံယူပါတယ်တရားဝင်နေထိုင်သူ9000ပြည့်သွားတဲ့အတွက် system ကိုမြို့ကြီးအဆင့်တို့အဆင့်မြင့်တင်လိုက်ပါပြီပစ္စည်းတင်များဝယ်ယူခွင့်ရရှိပါပြီအစမ်းကာလကို3လသို့တိုးမြင့်လိုက်ပါတယ်မဲဖောက်ခွင့်တစ်ကြိမ်ရရှိပါမယ်မှတ်ချက်နောက်တစ်ဆင့်ဖြစ်သော Metropolis အဆင့်ကိုရောက်ရန်လူဦးရေတန်းလိုအပ်ပါသည်ကျွန်တော်လည်းကတင်ပေါ်ကနေခုံဆင်းပြီးမဲဖောက်မယ်လျှက်စစ်ရပါစေလို့ဆုတောင်းလိုက်တယ်ဂုံယူပါတဲ့အခြေခံလျှက်စစ်နည်းပညာအပြည့်စုံကိုမဲဖောက်ရရှိပါပြီကျွန်တော်လည်းအရန်ပျော်သွားပြီးအခန်းထဲမှာကခုံနေတော့အတန်တွေဆူညံပြီးကလေးတွေလက်နိုးလာကြတယ်တခင်လေးယူသွားပြီလားလို့တောင်ထင်နေကြတယ်ငါမယူပါဘူးငါရဲ့မော်တက်ကိုတွေအဆင့်တက်သွားလို့ပြောနေတာလို့ပြောလိုက်တော့ဂျင်ယွမ်ကဝါဂုံယူပါတဲ့တခင်လေးအဲ့ဒါဆိုတခင်လေးအခုကောင်းကင်ကိုပြန်လို့ရပြီလားပြန်ပြပါလားလို့လာမြောက်တယ်ပြန်တော့မပြန်တတ်ပေမဲ့ကလေးတွေကိုစိတ်ပြတ်အောင်တော့မလုပ်နိုင်ဘူးလေကျွန်တော်လက်တစ်ချက်ဝေးရန်လိုက်တော့လူတရက်စာလောက်ရှိတဲ့မိဆက်ကြီးတစ်လုံးထွက်လာတယ်နောက်တစ်ခါဝေးရန်လိုက်တော့မိသီးလေးတွေနဲ့စီပုံးကြီးတစ်ပုံးထွက်လာတယ်ဆက်ထဲစီထဲဆက်နိုးလိုက်ပြီးမိသီးကိုမြောက်ကင်ကအလင်းရောင်ဖြစ်စေတဲ့လို့អော်လိုက်တယ်ချက်ချင်းပဲအခန်းတစ်ခုလုံးနေကင်းဘက်လိုလင်းထိန်သွားတော့အားလုံးပါဇက်အဟောင်းသားနဲ့အံ့ဩသွားကြတယ်တခင်လေးကအရမ်းမိုက်တာပဲလို့ဝိုင်းချီကျူးကြတယ်ဂျင်ယွန်လေးကအဲ့ဒီမီတီနေမင်းပေါက်စလေးကိုတွားကင်ဖို့လုပ်တော့ပူလို့လက်ပြန်ရုပ်သွားတယ်မင်ဝူကပုံမြန်နဲ့လျှက်စစ်ချိုးကိုတွားကင်လိုက်တာတက်လိုက်ပြီးတွန့်လိန်သွားတော့တယ်အဲ့ဒီတော့မှလျှက်စစ်ရဲ့အန်ရယ်နဲ့အသုံးပြုပုံတွေကိုတေချာတင်ပေးရတော့တယ်ဒါပေမဲ့ပြဿနာကကုန်ကြစရိတ်အရန်ကြီးတာပဲမိဆက်တစ်လုံးကိုရွမ်း2သိန်းမီတီတစ်လုံးကိုရွမ်း20စီဖိုးကလည်းကြီးသေးတယ်တွက်ကြည့်လိုက်တော့လျှက်စစ်တယူနစ်ကို2ရွမ်းလောက်ကျနေတယ်ကျွန်တော်မှရှိတဲ့ငွေလေးနဲ့ဆိုမွဲသွားနိုင်တယ်ဒါနဲ့ဂျင်းကြီးကိုမိဆက်အလုံး100တိတိပဲပေးပြီးမင်းဘာသာနေရာချတော့လို့တာဝန်လွှဲပေးလိုက်တယ်ထောင်ရွာဟိုတယ်မှာတော့ကြံရင်အေဂရစ်ကတော့ဟိုတယ်မန်နေဂျာအဖြစ်အလုပ်လုပ်နေတဲ့ဂျင်ယွမ်ကအလုပ်ရှာပေးခဲ့တာပါနန်းတွင်းကိုအုပ်ချုပ်ခဲ့တဲ့အေဂရစ်ကတော့ဆိုတော့ဒီလိုဟိုတယ်လေးစီမံရတာကသူမအတွက်အပြော့ပါပဲအဲ့ဒီနေ့ညကဟိုတယ်အခန်းမကြီးထဲမှာဝန်ထမ်းတွေအားလုံးကမျက်နှာချက်ပေါ်ကမီးသီးတွေကိုမော့ကြည့်နေကြတယ်ဒါကြီးကတကယ်လင်းလာမှလားလို့တန်တရားဖြစ်နေကြတယ်မန်နေဂျာကြံရင်လည်းစိတ်ဝင်စားကြည့်နေတယ်အချိန်တန်တော့ခလုတ်ကိုနှိပ်လိုက်တာနဲ့မှောင်မဲနေတဲ့ခန်းမကြီးတစ်ခုလုံးနေခင်းလို့လင်းထိန်သွားတယ်တကယ်လင်းလာပြီဟဲ့တခင်လေးကတကယ်ကိုနေမင်းလေးတွေကိုမျက်နှာချက်ပေါ်တက်ပေးထားတာပဲလို့အားလုံးကအံ့ဩတကြီးပြောနေကြတယ်ဂျင်ကြီးကအဲ့ဒီမီးဆက်တွေကိုမြို့ရဲ့အစီကားဆုံးလမ်းမတွေနဲ့ပန်းချံတွေမှာတက်ဆင်ထားလိုက်တယ်ညဘက်ရောက်တိုင်းမီးတွေလင်းလာတော့အဝေးကြီးကနေတောင်လုံချံမြို့ကြီးရဲ့လင်းထိန်နေတဲ့အလှကိုမြင်ရတယ်ဒီအလင်းရောင်တွေကြောင့်ပဲလုံချံမြို့ရဲ့ညဈေးတန်းတွေကပိုပြီးစီကားလာကအပြင်ကလူတွေလည်းဒီမြို့ကြီးစီကိုအဆက်မပြတ်ဝင်ရောက်လာကြပါတော့တယ်